Hello ချစ်တော်ပရိသတ်များအားလုံးမင်္ဂလာပါကျွန်တော်တို့ channel လေးကနေပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ channel လေးကနေပြီးတော့ဆရာပရိသတ်ကြီးအတွက်ဝတ္ထုဇာတ်ကောင်းများစွာအမြင်မပြတ်ရွေးချယ်ထုံးလေးတင်ဆက်ပေးနေရပါဒီနေ့မှလည်းဆရာပရိသတ်ကြီးအတွက်ဇာတ်ကောင်းလေးတစ်ပုဒ်ရွေးချယ်ထုံးလေးတင်ဆက်ပေးခြင်းပါတယ်ဇာတ်လေးကတော့သူ့ဘာရာစာထိပ်ပြားနဲ့မိန်းမတွေကြီးပဲမြုပ်ရတဲ့တင်ကြိုင်ဟုတ်ကဲ့ရှင့်ဇာတ်လေးရဲ့အစဆုံးတော့ Snow နဲ့တူတူလိုက်ပါခန်းစားနှားဆင်ပေးပါအောင်လို့တောင်းဆိုပါရနော်channel လေးမစခင်မှာလည်း channel လေးကို like and subscribe လုပ်ရသေးဘူးဆိုရင်လုပ်သွားပေးခဲ့ပါအောင်ရှင်။အသစ်တွေတင်တိုင်းမှာတရားဖို့အတွက်လည်းပြီးတော့ notification လေးနှိပ်သွားပေးခဲ့ပါအောင်နော်။ဒါဆိုရင်တော့ channel လေးရဲ့အစဆုံးအခုပဲထုံးလက်တင်ဆက်ပေးပါတော့မယ်။ကရင်ပြည်နယ်တောင်ချေဆက်တဘာဝတောတောင်တွေဝင်းရံထားတဲ့ထိကျရွာလေးဟာအင်ဂျီ400ခန်းသားရှိတဲ့တိတ်ဆိတ်အေးချမ်းတဲ့ရွာငယ်လေးတစ်ရွာပါ။ထိုရွာလေးမှာပြင်ပလောကနဲ့မတူပဲနှစ်ပေါင်းများစွာတွေကတင်းကျပ်စွာလက်ခံကျင့်သုံးလာခဲ့တဲ့ထူးဆန်းတဲ့ရိုးရာအယူအဆတည်းရှိတယ်။ရွာရဲ့နောက်ဘက်တောဆက်နားမှာတော့ကျေပြောလာတဲ့ရွာသူရွာသားတွေရဲ့တင်ကြိုင်ကုန်ကြီးတည်ရှိပါတယ်။ဒါပေမဲ့အဲ့ဒီတင်ကြိုင်ရဲ့ထူးခြားချက်ကရွာထဲမှာမတူပဲတည်ဆုံးပါစေအမျိုးသမီးတို့ဒါထိုတင်ကြိုင်မြေမှာမြေမြုပ်တကြိုခွင့်ရှိတယ်။အကယ်၍အမျိုးသားရဲ့တည်ဆုံးလာခဲ့ပြီဆိုရင်တော့တင်ကြိုင်မြေပေါ်လုံးဝချိန်မချရပဲရွာပြင်မှာရှိတဲ့တောက်ကူရီတကူထဲမှာအလောင်းဒီတိုင်းသွားရောက်ဆုံးပြေပြီးတော့တော်ရိုင်းဒရိတ်ဆန်နေနဲ့လင်းသားစာပြေကျွေးမွေးရပါတယ်။ရွာသူရွာသားတွေရဲ့အယူဆအရအဲ့လိုပြုလုံးမှသာရွာထဲမှာဘေးရနေရကင်းပြီးတော့စပါးတိနဲ့အထွတ်တိုးမှလို့ခိုင်မာစွာယုံကြည်ကြတယ်။ရွာထိပ်မှာတော့ရွာသူရွာသားတွေရဲ့ယုံကြည်ကိုးကွယ်မှုအပြည့်အဝရရှိထားတဲ့နက်ဆရာကြီးတို့ကလက်ကောင်းရဲ့တပည့်တပန်းနေတပည့်မရင်နဲ့တူခြံဝင်းကျယ်တွေနေထိုင်ပါတယ်။ရွာမှာအုပ်ချုပ်ရေးရာတာဝန်ယူရတဲ့ရွာတကြီးရှိတော့လဲဘာသာရေးနဲ့ယုံကြည်မှုပိုင်းဆိုင်ရာမှာတော့နက်ဆရာကြီးရဲ့အာဏာနဲ့ဩဇာစကားတခြားသူတွေတဲ့အစာပေါင်းများစွာပုံမှုကြီးမားနေခဲ့ပါတယ်။ဒီနေ့လည်းတစ်ချိန်ဆိုသလိုနက်ဆရာရဲ့ခြံဝင်းကြီးထဲမှာစိတ်တွေကျွဲနွားရည်နဲ့ရေပူစော်ပွဲယူရွာသူရွာသားတွေစုဝေးပြီးမပြတ်မကတ်လှုပ်ဆောင်ကြရတယ်။ထို့သောထူးဆန်းခတ်ထန်တဲ့ရိုးရာဓလေ့တွေရှိရာထိချိုက်ရွာရဲ့တင်ကြံကုန်းမှာဦးဖိုးအောင်နဲ့ဒေါ်မေကြီးဆွေလေးများနောက်ကသူ့ဘာရာစာတုံးတန်ဆောက်ပြီးတာဝန်ယူလောက်ကင်ပြီးလက်ကောင်းတို့လေးများတင်ကြိုက်မြေမှာဝါးတဲ့ငယ်လေးတစ်လုံးဆောက်ပြီးနေထိုင်ပါတယ်။ရွာတွေကတည်ဆုံသွားတဲ့မိမတွေကိုတာဝန်ယူပြီးမြေချင်းတူမြေမြုပ်ပြရတဲ့လုပ်ငန်းကိုလောက်ကင်ကအေးချမ်းစွာတန်မွေးဝဲဆောင်ပြုနေကြသူတွေပါ။ဒါပေမဲ့မကြမီရက်ပိုင်းတွင်မှာတော့သူ့ဘာရာစာတင်းငယ်လေးစီကိုကန်ချမာရဲ့ဖန်တီးမှုကြောင့်ထူးဆန်းအံ့ဩဖွယ်ကောင်းတဲ့အပြောင်းလဲတစ်ခုဝင်ရောက်တော့မှာဖြစ်ပြီးရွာသူရွာသားတွေတခါမှမကြုံဘူးတဲ့အကြောင်းမဲ့ဖွယ်ကန်ချမာဆိုရဒီတဲ့စိစတဲ့အစာပြိုးနေပဲဖြစ်ပါတယ်။ဒီကြိုင်ကုန်းမှာရှိတဲ့ဝါတဲ့ငယ်လေးတွေမှာဦးဖို့အောင်နဲ့ဒေါ်မင်းကြီးလေးများလျောက်တဲ့နေထိုင်လာခဲ့တာနေပေါင်းများစွာကြာမြင့်ခဲ့ပါပြီ။ရွာသူရွာသားတွေအတွက်တည်ဆုံသွားတဲ့မိမက်ပြိုတွေနဲ့မိမကြီးကိုမြမြုပ်တကြိုပေးရတဲ့အလုပ်ကိုလောက်ကိုင်းနဲ့အေးချမ်းချမ်းရှင်းတန်းနေထိုင်တော့လဲလက်ကောင်းတို့ရဲ့ရှင်ထဲမှာကြီးမားလာတဲ့ဆာလောင်းမှုတကူအမြဲတမ်းကြောင်းနေခဲ့အခြားသောလင်မယားရဲ့ကဲ့သို့ရင်ခွင်ပိုက်ရမယ့်သားသမီးရတနာလေးတကူပိုင်ဆိုင်လိုတဲ့ဆန္ဒပါမြင်များစွာကုံဆုံးလာတဲ့များကလေးရရဲ့မျောလင်းချက်တွေတပြေးပြေးမေးမိလာခဲ့ချိန်တော့တော်မေကြီးအသက်40ကျော်ရွယ်ရောက်မှဖိုက်ထဲမှာတသေးသားလေးတကူစတင်ကြောင်းလာခဲ့ကြောင်းသိလိုက်ရပါတယ်ထိုတဲ့တင်ကိုပထမဆုံးသိလိုက်ရချိန်ဥဖို့အောင်တရားဝမ်းသာလုံးပြီးမျက်ရည်ပင်ကျခဲ့ရတဲ့အထိဒေါ်မေကြီးအားတင်းချိုင်းကုန်းရဲ့အေးတန်းနဲ့အထီးကျန်ဆမှုမေးပြောက်ပြီးသာသမီရတနာရရှိရမယ့်ရေကိုနေ့စဉ်နဲ့မျှဖရာတရားမှတ်ပြီးဝမ်းမြောက်ဝမ်းသာစောင့်မျှော်နေခဲ့ကိုလာလွယ်ဆယ်လပြင်းပြောင်းလာတဲ့နေ့တစ်နေ့မှာဒေါ်မေကြီးစတင်ဝမ်းနာလာခဲ့ဒီကျရွာထဲမှာလက်သက်ဆရာမရဲ့ရှိကြတော့လဲတင်းချိုင်းဆောင်လင်းများဖြစ်တာကြောင့်ရွာထဲမှာစီကူတောင်းမှုတွေတွားရောက်ခေါ်ရမသိတော့သလိုမိသည့်လက်သက်ဆရာဦးမှအကောင်းတို့တဲကိုခေါ်ယူခြင်းမပြုခဲ့ပါဘူးဦးဖို့အောင်ကိုယ်တိုင်ပဲလင်းများနှစ်ဦးတဲ့မိဖွားချင်းဆိုင်ရာတွေ့ကြုံမရှိလာတော့လဲဇနီးတဲ့ရဲ့အသက်အန္တရာယ်အတွက်ဖျားတာပြီးရင်တိတ်တိတ်ဆွဲမလျှော့ပဲကုကြီးစောက်ရှောက်ပေးခဲ့တယ်။ဒီနေ့တကောင်ရဲ့အချိန်မှာတော့မေကြီးရဲ့ခွန်အားစိုက်ထုံမှုနဲ့တူတဲငယ်လေးထဲမှာကလေးငယ်တူငိုတန်ထွက်ပေါ်လာပါတယ်။ဦးဖို့ကအလွန်တရာပျော်ရွှင်သွားပြီးတော့မွေးဖွားလာတဲ့ရှင်သွေးငယ်လေးကိုရှင်ခွင်နဲ့ပွေ့ချီယူပြီးဒါပေမဲ့ရှင်ခွင်နဲ့ရောက်လာတဲ့ကလေးငယ်ရဲ့ပုံစံကိုတေချာစွာမြင်လိုက်ရချိန်တော့လင်းများနဲ့အလုံးရဲ့ဝမ်းသာမှုတွေကရုပ်တရက်ရက်တံပြီးအံ့ဩထိတ်လန့်မှုတွေနဲ့အစားထိုးခံရတော့တယ်။ဝေးလာတဲ့ကလေးငယ်ကကျမ်းမာတန်ဆွမ်းလာပါတဲ့ရိုးရိုးကလေးတူမဟုတ်ခဲ့ပါဘူး။ညာဘက်လက်ပွားပေါ်မှာလက်မလက်ညိုးနဲ့လက်ကလေး၃ချောင်းစလုံးမှာတစ်ခုနဲ့တစ်ခုအသားချင်းတစ်ဆက်တည်းပူးကပ်ပြီးအဲ့ဒီပြင်ကလေးငယ်ရဲ့ကြောကောအထက်ပိုင်းမှာအရေပြားတွေဖောင်းကားကအလုံးလိုက်ထွက်ပေါ်နေတဲ့ပူကြီးတစ်ခုပါလာပြီးတော့ကောင်းထိပ်ပိုင်းမှာလည်းပုံမှန်ကလေးကဲတော့လုံးဝမနေပဲပြာချက်နေပြီးအလွန်တရာစမ်းကြယ်ပြီးရုပ်ဆိုးဆိုးပုံစံနဲ့ပွားမြင်လာခဲ့တာပါစနေနေ့ရဲ့တိတ်ဆိတ်အေးချမ်းတဲ့အချိန်တော့မွေးဖွားလာခြင်းထိပ်ပိုင်းမှာလည်းပြာချက်နေခြင်းတို့ကြောင့်ဥဖို့အောင်ကကလေးငယ်ကိုထိပ်ပြားလို့အမည်ပေးတယ်
ရွာပြင်သေးကြရဲ့အရေးမဲမဲအောင်မှာမွေးဖွားလာခဲ့ဤထူဆန်းမှုဟာကလေးငယ်ဟာနောက်တစ်ချိန်ထိကျရွာတစ်ခုလုံးတုံလုံးခြောက်ချစီမဲ့ကံကြမ္မာစိုးကြီးရဲ့အစပြိုချက်ဖြစ်လာမှထိုစရာဘယ်သူမှမသိခဲ့ပါဘူး။ဝေးကင်းစာတွေကပုံမှန်မဟုတ်ပဲထူးထူးဆန်းဆန်းပုံသဏ္ဍာန်နဲ့ဝေးဖွားလာခဲ့ထိပ်ပြားလေးဟာနှစ်ကာလရဲ့တပြေးပြေးကုံဆုံးလာနေမြခန္ဓာကိုယ်ပိုင်းဆိုင်ရာပြောင်းလဲရာထင်ရှားလာခဲ့ခန္ဓာပိုင်းဆိုင်ရာပြောင်းလဲရာထင်ရှားလာနေမြကလေးကအသက်3နှစ်ရွယ်ရောက်လာချိန်ကြောကုန်းထက်ကဖောင်းကားနေပူရာပုံမူသိတာပြီးကြီးထွားလာခဲ့ပါတယ်။အဲဒီပြင်အသက်9နှစ်အရွယ်ကိုရောက်ရှိလာချိန်တော့ကျောဟူရဲ့အလေးချိန်ကြောင့်ထိပ်ပြားလေးရဲ့ကိုဟန်နေတာအနှဲငယ်ကိုင်းညိုပြီးခါကုန်းစားပြူလာတော့တယ်။ရွာပြင်တင်းကြရဲ့ဝါတဲငယ်လေးထဲမှာကြီးပြင်းလာရရှာတဲ့ထိပ်ပြားတွေကစားစရာဆိုပြီးတစ်ပင်တရွဲချောက်တွေနဲ့တင်းကြိုင်းမြေပေါ်ကကြောက်ခဲလေးရှိခဲ့တော့တယ်။ရွာသူရွာသားတွေကလည်းတင်းကြိုင်းဆောက်လေးများရဲ့သားဆိုတာကြောင့်အလွန်တရာရင်းနှီးစွာပေါင်းသေးဆက်ဆံမရှိပဲရံပန်ရကအလောင်းလောက်ပိုးချိန်တွေမှာထိပ်ပြားကိုတစ်စိတစောင်းအဝေးအောင်ငေးကြည့်သွားကြလေးရှိပါတယ်။ပုံမှန်မဟုတ်ပဲလက်သုံးချောင်းပူးနေခြင်းခေါင်းထိပ်ပြားချက်နေခြင်းနဲ့ကြောကုန်းမှာပူကြီးပါရှိနေခြင်းကြောင့်ရွယ်သူကလေးငယ်နဲ့ကစားရဲဆိုတော့မဖြစ်နိုင်သလောက်ဝေးကွာနေခဲ့ပါတယ်။မိဘတွေဖြစ်ကြတဲ့ဥဖို့အောင်နဲ့ဒေါ်မေကြီးတို့ကလည်းတာပြည့်သူရဲ့ရုပ်ပိုင်းဆိုင်ရာချုံရင်ချက်တွေနဲ့ပတ်သက်ပြီးအစပိုင်းမှာအလွန်တရာစိတ်နှလုံးညှိုးခဲ့ကြရတယ်။သို့တော်တော့တာကိုချင်းမြတ်တို့ရဲ့မြစ်တာတရားအနာစာတွေကိုဖုံးကွယ်ပြီးထားနာခဲ့ပြီးတင်ကြိုက်တဲ့ငယ်လေးတွေတက်နိုင်သမျှယူတစိုက်ကျွေးမွေးပြုစုပြိုးထောင်ပေးခဲ့တယ်။သို့တော်တော့ထိပ်ပြားကိုယ်တိုင်ဟာအရွယ်ရောက်လာနေမြမိမိရဲ့ပုံမှန်တဲ့တံကိုကိုယ်တိုင်ရေးစားမိလာပါတယ်။အခြားလူသားတွေနဲ့မတူပဲရုပ်ဆိုးဆိုးခါကုန်းကုန်းနဲ့လက်သုံးချောင်းပူးနေတဲ့သူ့ကိုယ်သူမှန်နေမြရတဲ့ဒါမှမဟုတ်ရေးပြမှာကိုရုပ်ကိုပြန်တွေ့ရချိန်တိုင်းရှင်နဲ့မပြောပြတတ်အောင်စိုးနေတာချိန်ခဲ့ရပြီးမိမိကိုယ်ကိုဆက်ဆုပ်ရွှင်ရှာလာခဲ့ပါတယ်။မိမိတာကဘာလို့သူများတွေလို့မလားပါရတာဘာလို့ဒီလိုခန္ဓာကိုယ်နဲ့မွေးလာရတာလဲလို့တခါတည်းမျက်ရည်တွေနဲ့မိခင်ဖြစ်သူကိုမေးမြန်းတတော့ဒေါ်မေကြီးကတာဖြစ်သူရဲ့ကောင်းလေးကိုပုတ်တက်ရင်ရှင်နာနာနဲ့ငိုကြွေးနေအောင်မှတပါအခြားဘလို့မှမတက်နိုင်ခဲ့ပါဘူးအဲဒီလိုနဲ့အထီးကျန်ကြီးကိုနှိမ့်ချတွေးတော်ခြင်းနေနဲ့နေရက်တွေကိုဖျက်တမ်းလာခဲ့ရတဲ့ထိပ်ပြားအသက်15နှစ်အရွယ်လူပြိုပေါက်ရောက်ရှိလာခဲ့တဲ့ချိန်တော့တင်ချိုင်ကုန်းရဲ့လုပ်ငန်းတာဝန်တွေကိုအဖေဖြစ်သူနဲ့အတူတွဲဖက်လုပ်ကိုင်မိမိရဲ့ကံကြမ္မာဆိုးကိုလက်ခံလာမယ့်အချိန်ကိုရောက်ရှိလာတော့တယ်။ထိပ်ပြားတယောက်အသက်15နှစ်အရွယ်လူပြိုပေါက်ရောက်ရှိလာချိန်တင်ချိုင်ဆောက်တဲငယ်လေးရဲ့အခြေအနေဟာရခင်အားကဲ့သို့မဟုတ်တော့ပဲဖခင်ဖြစ်သူဦးဖို့အားဝါနှစ်ပေါင်းများစွာမိုးရဲနေတဲ့ရင်ငွေးခံပြီးအလုံးလုံးခဲ့ရခြင်းကြောင့်အယိုးစေးကြိုက်ခဲယောဂတွေဆွဲကပ်ပြီးခွန်အားတွေတပြေးပြေးဆုပ်ယုပ်လာခဲ့။ထို့ပြင်မိခင်ဖြစ်သူဒေါ်မီကြီးအားတောင်းအောင်မွေးဖွားပြီးနောက်ပိုင်းကိုမအားနေပြီးနာတာရှိယောဂဝေဒနာခံစားရကြောင်းအဲ့ရပေါ်လဲလူမတန်ဖြစ်လာရပါတယ်။ထို့သောချိန်ကမျိုးမှာရွာရဲသိဆုံးလာကြတဲ့အမျိုးသမီးတွေအလောင်းတွေကိုတင်ကြရပို့ဆောင်လာတဲ့အခါမြေချင်းတူချင်းတကြိုချင်းလုပ်ငန်းတွေကိုအဖေဖြစ်သူတယောက်တည်းဆက်လက်လုပ်ကိုင်မဖြစ်နိုင်ပဲ။အဲ့ဒါကြောင့်ထိပ်ပြငယ်စဉ်တွေအောင်ဖခင်လုပ်ပြခဲ့တာတွေကိုအတူယူပြီးတင်ကြရဲ့သူ့ဘာယာစာတာဝန်ဝတ်ကြားတွေကိုကိုယ်တိုင်လက်ခံရယူပြီးလုပ်ကိုင်လာခဲ့ရတယ်။နနကေတောဆက်လီဤတွေနဲ့တူရွာဘက်ကငိုတန်ရှိုက်တန်တွေထွက်ပေါ်ပြီးအလောင်းပိုးဆောင်တဲ့လူတန်တွေကိုကြားလိုက်ရတဲ့ထိပ်ပြပေါက်ပြားကိုဆွဲပြီးမြေကြီးတွေပြင်ဆင်ရပါတယ်။ခါကုန်းနေတဲ့ကျုပ်ဘူးကြီးနဲ့လက်သုံးချောင်းပူးနေတဲ့ကြားမှာသူကမြေကြီးကိုအားကုန်စိုက်ထုတ်ပြီးတူးဆွာရတော့နေစဉ်နဲ့မြရုပ်အလောင်းတွေနဲ့ထိတွေ့နေရခြင်းမြေကြီးနဲ့အတူပါရနဲ့နေအောင်ကြီးပြင်းလာရခြင်းတွေကြောင့်လူဘဝမှာတာမန်ကလေးငယ်ကဲ့သို့ပျော်ရွှင်စရာကင်းမဲ့ပြီးပုံမမောင်မိုက်လာခဲ့လူငယ်တူရဲ့တဘာဝအရအလားပေါအောင်နှစ်သိမ့်လိုလားစိတ်အပေါင်းသိတဲ့ကစားလိုစိတ်တွေရှိတဲ့တော့လဲထိပ်ပြားတော့အဲ့ဒီຢာတွေကလုံးဝမဖြစ်နိုင်ပါဘူးရင်ခွေးထဲမှာတွေ့ရသမျှဆွေမြင့်နေတဲ့အလောင်းတွေနဲ့ငိုကြွေးနေကြတဲ့ဆွေမျိုးသားချင်းတွေသားဖြစ်ပြီးတခါတည်းရွာတွေကမိမပြိုလေးအလောင်းကိုတကြိုဖို့တဲဆောင်လာစေလူအများကသူ့ကိုယွန်းရှာဆက်ဆုပ်တဲ့မျက်လုံးတွေနဲ့တစိတစောင်းကြည့်သွားတတ်တာထိပ်ပြားခန်းစားမိတတ်တယ်ငါ့ရုပ်ကဘာလို့ဒီလောက်တောင်ဆိုးရနေတာဘာလို့သူများရဲ့လိုမဖြစ်ရလဲလို့တယောက်တည်းတင်ချိုင်းဆက်ကတစ်ပင်ရဲအောင်ထိုင်ပြီးမျက်ရည်ကျမိရလဲမနှဲတော့ပါဘူးသို့တော်မိဘနှစ်ပါးရဲ့ကျမ်းမာရေးဉာဏ်ပြဲလာမှုကသူ့ဝိုင်းရေးအတွက်ရောအလုပ်အတွက်ပါအချိန်ပြေရုန်းကန်စေခဲ့တယ်တင်းငယ်လေးထဲမှာမိကြီးကတားပြစ်သူရဲ့ချွေးတွေကိုတုပ်ပြီးတားကြီးမိမိကြောင့်မင်းပင်ပန်းလာပြီနော်ရှင်နာနာနဲ့ပြောဆိုရှာပါတယ်ထိပ်ပြားမိခင်ဖြစ်သူရဲ့လက်ကိုတင်းတင်းဆုပ်ကိုင်းပြီးမျက်ရည်ကိုတင်းတင်းစိတ်တုပ်ပြီးတော့ဘာမှမဖြစ်ကြောင်ဟန်ဆောင်ပြုံးပြတယ်သို့တော်တော့အထီးကျန်ဆံမှုနဲ့ဝမ်းနည်းပူဆွေးမှုတွေကြရောက်နေတဲ့တင်ချိုင်းကုန်းလေးထဲမှာနောက်တစ်ချိန်ရွာသူရွာသားတွေအိမ်မက်တောင်မမှတ်ဘူးတဲ့အကြောင်းမဲ့ဖွယ်ကံကြမ္မာဆိုရခြေတံတိန်တန်ဝင်ရောက်လာတော့မယ်ဆိုတော့ဘယ်သူမှမသိခဲ့ပါဘူး။ထိကြိုက်ရွာလေးဟာပြမလောကနဲ့ကင်းခွာနေတဲ့ကဲသို့တိတ်ဆိတ်အေးချမ်းနေတတ်တော့လေတခါတည်းတောဆဲသဘာဝဘေးအနေနဲ့လိဝက်ချက်တွေဟာရွာသူရွာသားတွေကိုချောင်းလန့်တက်ပါတယ်
အိုင်နီယာမိုးလေဝသအခြေအနေကအလွန်တရာပူပြင်းအိုက်ဆက်ပြီးနေ့လည်ကင်းတော်ဆက်ဘက်ကိုရွာရဲအိမ်တောင်တဲ့မိမရဲ့အချိုနဲ့တူအသက်16နှစ်သားရှိတဲ့ရွာသူကြီးရဲ့တဦးတီတော်သမီးပြိုလေးခင်တန်နာလိုက်ပါသွားခဲ့ခင်တန်နာရွာထဲမှာအလှပဆုံးချောဆုံးနဲ့အပြောဆုံးရင်ကျေးတိမ်မွေဆုံးမိမပြိုလေးတဦးဖြစ်ပြီးရွာသူကြီးရဲ့သမီးဖြစ်တာကြောင့်အရာရာမှာအထူးကီးဆိုင်ခံရသူလေးဖြစ်ပါတယ်အိုင်နီယာ၎င်းတို့အုပ်စုဟာရွာဆက်မှာရှိတဲ့တောတွေကိုတိုးဝင်ပြီးဟင်းသီးဟင်းရွက်နဲ့တောထွက်ပစ္စည်းကိုခုဆိုဖို့ထွက်သွားခဲ့ပါပြီ။ကြီးမောပျော်ရွှင်အလုံးလုံးနေကြစေမထင်မဲ့ပဲခြုံမုန်းဆက်ကြားမှာအလွန်တရာအစိတ်ပြင်းလာတဲ့မွေရောက်တကောင်ကခင်တန်နာရဲ့ခြေထောက်ကိုအမတ်မထင်ကြိုက်ခဲသွားတော့တယ်။အမေရေသမီးကိုမွေးကြိုက်လိုက်ပြီ။ခင်တန်နာရဲ့တုံရင်ရဲ့အော်တန်နဲ့တူခြေထောက်ကိုဖမ်းကြိုက်ပြီးမြေပြင်ပေါ်လဲကျသွားခဲ့။အတူပါလာတဲ့မိမကြီးကအလွန်တရာထိတ်လန့်သွားပြီးမျက်နှာရည်ဖြူဆိုးလာကြတယ်။သို့သောအစိတ်ပြင်းမွေးကြိုက်ခံရတဲ့အချိန်မီမကူတာနိုင်အသက်အနယ်ဆိုရင်ရတော့တိထားကြောက်ဝိုင်းဝန်းထံပိုးပြီးရွာထဲကိုအမြန်ဆုံးပြန်လည်တဲဆောင်ခဲ့ပါတယ်။တကြီးကိုရောက်တဲ့ချိန်တော့ခင်တနာရဲ့ချိန်ကအလွန်တရာဆိုးရွားနေပါပြီ။သူမရဲ့မျက်နှာလေးကဖြူပဲဖြူရောဖြစ်ပြီးနှက်ခမ်းတွေပြာနေပြီးမျက်ဖြူတွေလည်လာခဲ့တယ်။ရွာသူကြီးကတဦးတီသောသမီးချိုးလေးရဲ့အဖြစ်ဆုံးမြင်တွေ့ရချိန်ရင်ဘက်ကိုတဖုံဖုံထုတ်ပြီးငိုကြွေးတော်မတဲတုံ့လောက်ခဲ့ပါတယ်။အဲနောက်မိမိရဲ့တပည့်တွေကိုအမြန်ဆုံးအမိတ်ပေးပြီးရွာထိပ်မှာဩစာကြီးမှလာတဲ့နက်ဆရာရဲ့နေကြီးကိုသမီးဖြစ်သူအမြန်ဆုံးထံမိုးခေါ်ဆောင်သွားခိုင်းတော့တယ်။နက်ဆရာကြီးရဲ့ခြံဝန်းကျင်တွေကိုရောက်ရှိလာချိန်တော့နက်ဆရာကြီးကအချိန်နဲ့အရေးကြီးပုံရိတ်စားပြီးချက်ချင်းပဲကာရာမန်နန်တွေရွတ်ဖက်ခြင်းစေးနီမုတ်တွေနဲ့ပုတ်တက်ခြင်းမွေးစိတ်ပြေးစေးရည်တွေကိုတိုက်ကျွေးခြင်းတွေကြောင့်အမြန်ကုသပါတယ်။သို့တော်မွေးစိတ်ကအလွန်တရာပြင်းထန်ပြီးခင်သနာရဲ့သွေးကြောတစ်ချောင်းနဲ့နှလုံးသားစီကိုချိန်တော့တဲ့အချိန်ုံနဲ့ပြတ်နေသွားခဲ့ပါပြီ။နက်ဆရာကြီးတပြင်းတစ်ချက်ဟင်းကနေချပြီးခေါင်းခပြလိုက်တဲ့ချိန်တော့ရွာသူကြီးရဲ့ရင်ထဲမှာမိုးပြိုကျသွားတဲ့ကဲသူဖြစ်သွားရပါတော့တယ်။တောဆက်ရဲ့ကြမ်းတမ်းတဲ့မွေစိတ်အောက်မှာအသက်16နှစ်ရွယ်သားရှိတဲ့ရွာသူကြီးရဲ့သမီးပြိုလေးခင်သနာနက်ဆရာရဲ့နေမှာအသက်ရှူရတံပြီးကွယ်လွန်သွားခဲ့။ရွာသူရဲ့အိမ်မှာဝမ်းထဲပူဆွေးမှုတွေဖုံးလွှမ်းပြီးတော့ထိကျရွာရဲ့တင်းကျပ်လာတဲ့ရိုးရတလေးရအစိမ့်သေးမွေစိတ်သေးတွေသေးဆုံးခြင်းဖြစ်တာကြောင့်အလားကိုနေခြင်းပြီးတင်းကျပ်ကိုပို့ဆောင်ကချက်ချင်းမြေမျိုးရောက်မဲ့ချိန်ကိုရောက်ရှိလာခဲ့ပါတော့တယ်။ဤဖြစ်ဆိုရတင်းကျပ်ကြောက်လူငယ်ထိပ်ပြားရဲ့ကံကြမ္မာကိုထာဝရပြောင်းလဲပြတော့မဲ့ပထမဆုံးအစာပြိုကျဖြစ်လာလိမ့်မှာတော့ထိုစဉ်ကဘသူမှမရိပ်မိခဲ့ပါဘူး။ရာသူကြီးရဲ့တအူးဒီတော့သမီးပြိုလေးခင်သနာဝေစိတ်တင်ပြီးရုတ်တရက်ကွယ်လွန်သွားခဲ့တဲ့တင်ဟာထိကျရွာလေးတစ်ခွင်လျှက်တစ်ပြက်တွင်ပြန့်နှံ့သွားခဲ့။ရာသူရသားရဲ့အားလုံးဝမ်းထဲပူဆွေးနေတဲ့ကဲ့သို့ရွာရဲ့တင်းကျပ်လာတဲ့ရိုးရတလေးထုံးစံတိုင်းအစိမ့်သေးမတောင်နေချင်းပြီးတင်းကျပ်ကိုပို့ဆောင်ကမြေမြုပ်တကြွရမိဖြစ်အောင်အလုပ်တွေလည်းချက်ချင်းဆိုသလိုရှုပ်ကုန်ပါတယ်။တကြီးကသူ့ရဲ့ယုံကြည်ရတဲ့တပည့်တွေကိုတင်းကျပ်ပဲအမြန်ဆုံးဆွေလို့ပြီးအသေးခန့်ထားတဲ့သူ့ဘာယာစာလူငယ်ထိပ်ပြောင်းမြေချင်းအမြန်ဆုံးတူးထားဖို့မှာကြားခိုင်းလိုက်တယ်။တင်းကျပ်ဆောက်တဲငယ်လေးစီကိုအကြောင်းကြားစာရောက်လာတဲ့ထိပ်ပြားချက်ချင်းပေါက်ပြားကိုဆွဲပြီးကြောကုန်းအပူကိုကိုင်းညှို့ပြီးတော့တင်းကျပ်မြေလို့တစ်ခုမှအပြေလွာမြေချင်းစတင်ကျူးရတော့တယ်။နေရာကြီးတဖြည်းဖြည်းညှိုးမိလာချိန်ရွာသူကြီးကိုယ်တိုင်ဦးဆောင်ပြီးရွာသားချို့နဲ့တူကုံလွန်သွားပြီဖြစ်တဲ့ခင်တန်နာရဲ့ရုပ်အလောင်းဝါးစင်မော်တင်ဆောင်ပြီးတင်းကျပ်ကုန်းစီကိုငိုကြွေးတန်နေတဲ့တူရှောက်လဲလာကြတယ်။တင်းကျပ်ကျောက်ကိုရောက်ရှိလာချိန်မြေချင်းကိုစနစ်တကျတူးပြီးဖြစ်နေတဲ့ထိပ်ပြားရုပ်အလောင်းသက်ဆောင်လာကြသူတွေတွေ့လိုက်ရကြောင်းဘေးကိုဖေရှားပြီးဥကောက်ငုတ်ထားပါတယ်။ရာသူကြီးရဲ့မျက်နှာသမီးကိုဆုံရှုံရတဲ့ဝမ်းထဲပူဆွေးမှုကြောင့်ဖြူပဲဖြူတော်ဖြစ်ပြီးစကားပင်ကောင်းကောင်းမပြောနိုင်ပဲရွာသားတွေကခင်တန်တိုင်းအလောင်းဝါးစင်ဘွားယူချကထိပ်ပြားတူးထားတဲ့မြေကျင်းထဲကိုတေချာစွာချပေးကြတယ်။ဝေစိတ်တက်ပြီးတေဆုံးသွားကြောင်းအသက်16နှစ်ရွယ်သားရှိသေးတဲ့ထို့အပြူဖြန်းမာလေးရဲ့ရုပ်အလောင်းကတဘာဝအလားတရားတွေမပြောက်ကွယ်ပဲရှိုက်ပူကြီးငယ်အသွဲသွဲနဲ့အလွန်တရာတင့်တယ်လာပါနေစေပါရွာသားတွေကမြေကြီးကိုဝိုင်းဝန်းဖိုးရပြင်ဆင်နေစေသူဘာယာစာတောင်ဝင်ရအလောင်းကိုကိုက်တွယ်ပြင်ဆင်ပေးရတဲ့ထိပ်ပြားရဲ့လက်ပေါ်ကကွယ်လွန်သူခင်သနာရဲ့လက်မောင်းသားနဲ့ခန္ဓာကိုယ်စိတ်ပိုင်းတစ်ခုစီကိုမထင်မဲ့ပဲထိတွေ့သွားမိရဲ့ထို့သောထိတွေ့မိလိုက်တဲ့ခဏချင်းမှာရုပ်ဆိုးဆိုးခါကုန်းကုန်းနဲ့တသက်တာလုံးအထီးကျန်ဆန်ခဲ့ရတဲ့ထိပ်ပြားရဲ့ရှင်ဘတ်တဲ့လျက်စည်းလက်သွားတဲ့ကဲ့သို့ပြင်းထန်တဲ့တုံလုံးမှုတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်သူရဲ့ဘဝမှာမြည်သည့်ခါမှမခံစားခဲ့ဘူးတဲ့အမျိုးသမီးတို့ရဲ့လူညံအီဆလာရဲ့အသားတည်နဲ့ထိတွေ့ရတဲ့တဏှာစိတ်မူမမှန်တဲ့ကာမရဲ့မိဘွားစားတစားသူ့ရဲ့အုံနောင်နဲ့သွေးကြောတစ်လျှောက်ရုတ်တရက်ထိုးပေါက်ဝင်ရောက်လာတယ်ဒီမိန်းကလေးတည်သွားရှာရီပဲထိပ်ပြားတုံရင်ရဲ့စိတ်နဲ့တွေ့ပြီးအလားအောင်မြေမြုပ်တကြိုပြီးစီပြီးရွာသူရွာသားတွေအားလုံးဟိုကျွေးပြီးရွာဘောက်ကိုပြန်လဲထွက်ခွာသွားတဲ့ထိပ်ပြားရဲ့စိတ်အားမှာထိုပြိုပြမ်းမလေးရဲ့ပေါ်ရည်နဲ့ထိတွေ့အောင်ခွာမြောက်အောင်ဆွဲလန်းမာတော့တယ်အခြားသူတွေတွေ့ဒီရာတာမန်ဝမ်းထဲပွဲအတုပါအခမ်းအနားတစ်ခုသာဖြစ်တော်လဲတင်ကြိုင်ဆောင်တန်းငယ်လေးစီကိုပြန်သွားမယ်ထိပ်ပြားအတွက်တော့နောက်လာမဲ့တကောင်ရဲ့ချိန်မှာလူလောကရဲ့ကိုကျင်တရားတွေကိုလုံးဝဖေရှားပြစ်တော့မယ်အမောင်ဖိုးလွန်းတဲ့အကြီးစိုးကြီးတစ်ခုစတင်ပေါ်ဖွာလာပါပြီ
ရွာသူကြီးရဲ့သမီးတို့လေးခင်တနာရဲ့အတုပကန္နာပြီးဆုံးသွားတော့ရွာသားရဲ့အားလုံးမိမိတို့ရဲ့အိမ်တွေစီကိုငိုကြွေးပူဆွေးပြီးပြန်လဲထွက်ခွာသွားတယ်။တင်ကြံကုန်းဝေးကြီးတစ်ခုလုံးပုံမှန်တိုင်းပြန်လဲတိတ်ဆိတ်အေးဆက်သွားတယ်။ကျမရင်မကောင်းလာတဲ့ဖခင်ဦးဖိုးအောင်နဲ့မိခင်တော်မေကြီးတို့ကပင်မနှွဲ့နေမှုကြောင့်ဝါတဲ့ငယ်လေးတဲ့အိမ်မောကြနေပါပြီ။ဒါပေမဲ့တင်ကြိုင်းဆောက်လူငယ်ထိပ်ပြားအတွက်တော့အရင်းညာတာမန်ညာတင်းညာလုံးဝဖြစ်မလာတော့ပါဘူး။တဲငယ်လေးရဲ့တောင်းတနေရာမှာထိုင်သူ့ရဲ့အုံနောက်ထဲနေကြရမြေမြုပ်ခဲ့ရတဲ့ခင်တနာရဲ့ပုံရိပ်နဲ့ခန္ဓာကိုယ်ထိတွေ့ရဒရက်ဆက်ပြန်လဲဝင်ရောက်လာနေခဲ့လက်သုံးချောင်းပူးနေတဲ့သူ့လက်ဖွားပေါ်မှာကြံရည်ခဲထို့အပြိုပြဲမှလည်းနူးညံ့အေးဆက်တဲ့အသားရည်သူပြန်လဲခန်းစားမိတယ်လူအများရိုရှာဆက်ရုပ်ချင်းခံခဲ့ရပြီးမြည်သည့်မိမ့်မဲ့ပြိုရဲ့အချစ်ကိုမှမခံစားခဲ့ရဘူးတဲ့ထိပ်ပြားရဲ့ရှင်ဘက်ထဲဖုံးကွယ်ထားခဲ့သမျှစိတ်ဆိုးမှန်ဆိုးနဲ့ပုံပြက်ပန်းပြက်ဖြစ်နေတဲ့ကာမတနာမိတော်ကြီးဟာယူတော်လာအောင်တောက်လောင်ခဲ့သူဟာတည်သွားပြီဒါပေမဲ့သူ့ခန္ဓာကိုယ်ကမှမြေထဲရောက်သွားတာလို့ထိပ်ပြားရဲ့စိတ်ထဲယူသွတ်တဲ့အတွေးဆိုတကူအမြင့်တွယ်လာခဲ့နိုင်လက်တန်တွေတပြေးပြေးရွေ့ရှာပြီးနီးတဲ့တကောင်ရဲ့အချိန်17နာရီခန့်ရောက်ရှိလာချိန်ပတ်ဝန်းကျင်တစ်ခုလုံးအမဲဆက်ကြီးဖုံးလွှမ်းပြီးလေငင်းတန်တက်တဲ့နဲ့တူတင်ကြိုင်ကုန်းတက်ခွေတက်စီ6တက်ကဲသို့တိတ်ဆိတ်6ချနေပါပြီအိမ်ထဲမှာမိဘနှစ်ပါးအိမ်မောကြတော့တေချောင်ကိုကြည့်ပြီးနောက်ထိပ်ပြားတိတ်တက်ကောက်ပြင်းပြင်းစွာဖွင့်ကအပြင်မဲ့တိတ်ဆိတ်ထွက်လာခဲ့သူ့လက်ထဲပေါက်ပြားတလက်နဲ့တကူရီသုံးမီးငယ်တကူကိုင်ဆွဲပြီးတော့ခြေတံမကြအောင်အထက်နိုင်ဆုံးတိတ်တိတ်ချောက်လိုက်နေကြရခဲ့တဲ့နောက်မြေမြုပ်ခဲ့ရမြေပုံစီကိုသူဥတီလျှောက်သွားခဲ့ကျော်ကောအပူရဲ့အလေးချိန်ကြောင့်ခါကုန်းနေတဲ့သူ့ပုံစံဟာထိုညာရဲ့မောင်မိုက်နေတဲ့အလင်းအောင်အောင်ကြောက်မက်ဖွယ်ကောင်းပါတယ်။မြေပုံနောက်ရောက်ရှိလာချိန်နှလုံးခုန်တန်တွေမြန်ဆန်ပြီးတကူလုံးချွေးစည်းပြန်လာခဲ့တော့သူ့တော်သူ့ရဲ့တနာရှိမှုနေတဲ့စိတ်ကအတိတရားလုံးဝလွှမ်းမိုးသွားခဲ့ပါပြီ။ပေါက်ပြောင်မြေကြီးပေါ်ချပြီးငါဒါကိုလှုပ်ရမယ်လို့တိုးတိုးလေးရွတ်ဆိုရင်မြစ်တာတရားနဲ့လူကျစ်ဝဲအားလုံးကိုဖယ်ရှားပြီးမြေကြီးတွေကိုစတင်တူးဆွားတော့တယ်။ထီကျဲရွာရဲ့ရိုးရတင်ချိုင်းဆက်လူသမိုင်းတခြားဘသူမှမတွေးဝေမလုံးဝကြသေးရဲ့ကြောက်စရာအကောင်ဆုံးမရိမှုကြီးတစ်ခုရဲ့ပထမဆုံးအစပြုချက်ကဒီလိုနဲ့တိတ်ဆိတ်စတင်ပေါက်ပွားလာခဲ့တကောင်ရဲ့ခြေရဲ့အေးတန်းနဲ့တူတင်ချိုင်းကုန်းတစ်ခွင်လုံးတိတ်ဆိတ်ခြင်းအားလွှမ်းခြုံပြီးထိပ်ပြားရဲ့လက်ထဲကပေါက်ပြားနဲ့မြေကြီးကိုထိုးဆွတူးဖို့နေတဲ့အတန်ကတိတ်ဆိတ်လာတဲ့ညလေတူးရံမှာတဖုံဖုံနဲ့ပုံမှုစုညံထင်ရှားခဲ့ကျော်ကောင်အပူရဲ့တန်ကြောင်ခါကိုင်းပြီးအမော်တကောအလုံးလုံးရတော့လဲသူရဲ့စိတ်အာရုံနဲ့ပင်မနွဲနဲ့မူဆူပြီး14မှမရှိပဲယူသွုံမှုနဲ့တန်နာမီးတွေလွှမ်းမိုးနေခဲ့အချိန်နှင်းငယ်ကြောင်တူးဆွပြီးနောက်မြေပုံပေါ်မှာရှိတဲ့မြေသားတွေပွင့်ဟပြီးမြေကမြေမြုပ်ခရအလောင်းထည့်ထားတဲ့ပိစာနဲ့ဝါးစင်ကျမ်းပြင်တို့ပေါ်ထွက်ခဲ့ပါတယ်ထိပ်ပြားတော်ရီရဲ့လက်တွေနဲ့ဝါးစင်ဘွားပိစာကိုဖင်းချင်းစွာဆွဲလို့ရလာမင်းရဲ့အလင်းအောင်ဖြောအောင်ရွာသူကြီးသမီးပြိုလေးခင်တန်နာရဲ့မျက်နှာလေးဟာထင်ရှားစွာပေါ်လာခဲ့ပါတယ်ဝေစိတ်ကြောင်နှကန်းလေးပြာနန်းနေပြီဖြစ်တော်လဲအသက်16နှစ်ရွယ်အပြိုပြမ်းမလေးရဲ့နူးညံ့သိမ်မွေရုံအလောင်းကပျက်စီးယိုရင်ခြင်းမရှိပါဘူးလူသားတွေရဲ့ကျင့်ဝတ်တရားကိုကျင့်တရားနဲ့တည်သူကိုလေးစားမဲ့အရေးထက်မိမိရဲ့ယူသွတ်နေတဲ့တဏှာဆန္ဒပုံမကြီးပွားပြီးထိပ်ပြအဲ့ဒီလောင်းပုံငုံမိုးကျသွားခဲ့ရုပ်ဆိုးဆိုးခါကုန်းကုန်းနဲ့လက်သုံးချောင်းပူးနေတဲ့သူ့ကိုယ်ခန္ဓာကြီးနဲ့တည်ဆုံးနေပြီဖြစ်တဲ့ထုံမင်းကလေးရဲ့ခန္ဓာကိုယ်ကိုထိတွေးမိချိန်သူရဲ့ရင်ဘတ်တဲ့ဖော်ပြမရနာလာအောင်ကြောင်းပွဲပွဲကောင်းတဲ့ကျင်းနေမှုနဲ့မူရဲ့တုံလုံးမှုကြီးဖြစ်ပေါ်လာခဲ့တကောင်ရဲ့အမောင်တို့ကြီးအောင်မှာမြည်သူကိုမှာကြောက်စရာမလိုတော့ပဲမိမိရဲ့တရိတ်ဆန်ဆန်လာတဲ့စိတ်ဆန္ဒတွေအလုံးစုံဖြည့်ဆည်းနေစေထိပ်ပြားရဲ့နှလုံးသားရဲ့အပြည့်ရှိရဲဆိုတဲ့ခံစားချက်လုံးဝမရှိတော့ပဲရက်ခင်ကအမြဲတမ်းရွှေရှာခဲ့ရအထီးကျန်ဆန်ခဲ့ရသူတူရဲ့ရှင်ထဲမှာဤကဲ့သို့သောအမောင်ဖုံလွှမ်းတဲ့ပါဝါနဲ့ပိုင်ဆိုင်မှုမျိုးဟာသူ့ကိုပုံမယူသွတ်သွားစေခဲ့မကောင်းမှုအရှက်တရားကင်းမဲ့စွာနဲ့မိမိရဲ့ဆန္ဒတွေကိုအချိန်ချင်းဖြည့်ဆည်းပြီးနောက်ထိပ်ပြားကမူလားချိန်နေတိုင်းမြေပုံကိုပြန်လဲဖုံးပြီးမြေကြီးတွေကိုပြန်လဲပြင်ဆင်ပါတယ်။အဲနောက်သွေးပြက်ပွဲကောင်းတဲ့ထိုလိုရက်ကိုပြီးမြောက်ခဲ့တဲ့ကျင်းနှံ့မှုအပြုံနဲ့ပေါက်ပြားကိုဆွဲပြီးတင်းချိုင်းဆောက်တင်းငယ်လေးစီကိုအသားရပြန်လဲရှောက်လန်းသွားခဲ့။သို့တော်ဤကဲသို့သောမတရားတဲ့အပြစ်တရားကြီးဟာနောက်တစ်ချိန်မှာသူ့ရဲ့ဘဝကိုမြည်ကဲသို့သောမိဘုံနဲ့တိုးမိုးတော့မအောင်ထိုးစင်ရထိပ်ပြားတရားလုံးဝမသိရှိခဲ့ပါဘူး။ရွာပြင်သေးကြရဲ့အမဲဆက်တွေအောက်မှာဤကဲသို့သောအစိမ့်သိမ်မိန်းကလေးရဲ့အလောင်းတွေကိုတောင်းတဆောင်မြော်နေမဲ့သူ့ရဲ့စိုးသွက်တဲ့ကံကြမ္မာခေလန်အားထွင်ညာအစတင်ပြီးအမောင်ပဲလုံးဝတိတ်ဆုံသွားခဲ့ပြီ။နနခေရဲ့နေအောင်ကြီးဟာထိကျရွာလေးစီကိုတိုးဝင်ပြီးရွာသူရွာသားတွေရဲ့အတွက်ကမနေရကွယ်လွန်သွားခဲ့တဲ့ကြီးသမီးလေးခင်တနာအတွက်ဝမ်းနေပူဆွေးမှုတွေနဲ့တရက်တွေကိုဆက်လက်ဖြတ်တန်းနေကြတယ်။သို့တော်ရွာပြင်သေးချိုင်းဆောက်တဲငယ်လေးထဲမှာထို့သောတာမန်ဝမ်းနေမှုမျိုးလုံးဝမရှိနေပါဘူး။တဲငယ်လေးရဲ့တောင်းတနေရာမှာထိုင်နေတဲ့ထိပ်ပြားရဲ့စက်ရောင်ရုံမှာမင်းညာတကောင်ရဲ့ခြေရာပြုတ်လုခဲ့ဖောက်ပြန်ယူသိုးပွဲအလုပ်ရက်တွေဟာဒရက်ဆက်လဲပတ်ပြီးလက်သုံးချောင်းပူးနေတဲ့သူ့လက်ဖွားတွေကိုသူကိုယ်တိုင်ငဲကြည့်ရထိုးပြိုပြမလေးရဲ့ခန္ဓာကိုယ်အထီးတွေ့ရရှိခဲ့တဲ့မူမမှန်တဲ့ကာမရတာရဲ့အစိတ်ပြင်းလာတဲ့ဆွဲလန်းမှုကြီးဟာသူ့ရဲ့အုံနောင်နဲ့သွေးကြောတခြားအမြင့်တွယ်နေခဲ့ပါပြီ
ဒါမဲ့လူသားတို့ရဲ့အသည့်တရားကိုကြည်တရားဆိုတာမှသူရဲ့ယူသွနေတဲ့တဏှာစိတ်အောင်လုံးဝပြောက်ကွယ်သွားခဲ့အဲ့ဒါဘလောက်တောင်ကောင်းလိုက်တဲ့အရာသားလဲလို့ထိပ်ပြားတဲနေအောင်ပြီးတိုးပြောစွာရွတ်ဆိုမိရဲ့နေ့စဉ်နဲ့များရွာထဲမှာတည်ဆုံးလာကြတဲ့မိမပြိုတွေနဲ့မိမကြီးတို့မြေမျိုးတကြိုရတဲ့အလုပ်ကိုလောက်ကနေပြီးဖြစ်တော့လဲယခုကသူ့ရဲ့ရွှေမြင်ပုံနဲ့ခန်းစားချက်တွေခံယူချက်တွေလုံးဝပြောင်းလဲသွားခဲ့ပြီရခင်ရတည်ဆုံးသူကိုမြင်တနာကျင်တာတတဲ့စိတ်လေးရှိတော့လဲအခုတော့အဲ့လိုမဟုတ်ပဲသူ့ရဲ့စိတ်ထဲရွာထဲကမြည်သည့်မိမပြုံမစိုးအထူးသဖြင့်အသက်ငယ်ချောချောလာလာအစိမ့်သေးသေးရတဲ့မိန်းကလေးတို့တင်မရခေါ်ဆောင်လာပေးဖို့တိတိကျကျဆူတောင်းပါတော့တယ်။ဖခင်ဖြစ်သူဦးဖိုးအောင်နဲ့မိခင်တော်မေကြီးတို့ကတော့တားဖြစ်သူရဲ့ပြောင်းလဲလာတဲ့မျက်နှာထားနဲ့ခြေလမ်းတွေကိုဘလို့မှရိပ်မိခြင်းမရှိပဲနေ့စဉ်ဝမ်းရေးအတွက်တဲပြင်ထွက်ပြီးအလုံးလုံးနေရတဲ့တားဟုတ်တာတနာကျူနာဖြစ်ပြီးအားကိုးနေပါတယ်။သို့တော်တားဖြစ်သူရဲ့ရှင်ဘတ်တဲ့လူလောကာကြီးကလက်မခံနိုင်လောက်အောင်ကြောက်မက်ဖွယ်ကောင်းတဲ့စိတ်ရိုင်းတစ်ခုကြီးထွားလာနေပြီဖြစ်ကြောင်းသူတို့လုံးဝမသိပါဘူး။ရဲလာတွေကုန်လော်လာနေများထိပ်ပြညာတိုင်းလိုတင်းချမ်းကုန်းတဝိုင်းကေလဲလာတကယ်သူလက်ပတ်ပြီးနောက်ထပ်အစိမ့်တိမသားတူအမြန်ဆုံးရောက်ရှိလာဖို့ယူသွစွာစောင့်မျှော်နေခဲ့ရတယ်။သူရဲ့မကောင်းဆိုးဝါးဆန်လာတဲ့ဆန္ဒအယူထိကြိုက်ရွာလေးရဲ့နဲ့နေတဲ့အမောင်တူတဲ့ပုံမိုကြီးမားလာပြီးနောက်မှာရွာသူရွာသားတွေကိုတုံလုံးချောက်ချစီမဲ့အဖြစ်ဆိုကြီးတစ်ခုတရွေရွေတိုးဝင်နေပါပြီ။အရညာစတင်ပြီးထိပ်ပြားရဲ့ဘဝကီလန်ကလူပောင်လောကရဲ့တရားဥပဒေနဲ့ကိုကျင်တရားနဲ့မိကိုကျော်လွန်ပြီးအမောင်စကန်းစီကိုအပြေဝဥတီသွားခဲ့ပါပြီ။သို့တော်ရွာသူရွာသားရဲ့အတွက်တင်းချိုင်းဆောက်တဲငယ်လေးတွေဖြစ်ပြနေတဲ့ယူသွမှုအကြောင်းအရာတွေကိုလုံးဝရိပ်မိခြင်းမရှိဘူး။အချိန်ကာလရဲ့တပြေးပြေးတွေကုံဆုံးလာတဲ့မြထိပ်ပြားကအသက်16နှစ်ပြည့်မြောက်လာခဲ့ပါပြီ။ထိုအချိန်တင်းချိုင်းဆောက်တဲငယ်လေးတဲ့အချိန်ကြာမြင့်စွာနာမကျန်းဖြစ်ပြီးအဲ့ရတဲ့လိမ့်နေခဲ့ကြတဲ့မိဘနှစ်ပါးရှေ့စင်နောက်စိကွဲလွန်သွားကြရှာပါတယ်။မိခင်ဖြစ်သူဒေါ်မေကြီးဟာယောဂဝေဒနာမခံနိုင်ပဲဥစွာဆုံးမသွားရာထိပ်ပြားရွာရဲ့ရိုးရာတလေးတိုင်းမိခင်ရဲ့အလောင်းကိုတင်ချိုင်းမြေမှာမျက်ရည်စလန်နဲ့မြမြုပ်တကြိုပေးခဲ့တော့တယ်။အိုင်နောက်မကြမီလာနေငယ်ကြမှာတော့ဖခင်ဖြစ်သူဦးဖိုးအောင်မှာရုတ်တရက်အသက်ရှူရက်တံပြီးကွယ်လွန်သွားပြန်ပါတယ်။သို့တော်ဖခင်ဖြစ်သူယောက်ျားတဦးဖြစ်တာကြောင့်ရွာရဲ့တင်ကျဲလာတဲ့ဒလိထုံးစံရတင်ချိုင်းမြေပေါ်လုံးဝချေမချပဲရွာစုံမှာရှိတဲ့ကြောက်ကူစီကိုအလောင်းကိုတင်ဆောင်ပြီးတော်ရိုင်းဒရိစံနေနဲ့လင်းသားစာပြေစွန့်ပစ်ကျွေးမွေးရတယ်။မိဘနှစ်ပါးလုံးကွယ်လွန်သွားပြီးတဲ့နောက်ထိုတင်ချိုင်းဆောက်တဲငယ်လေးတွေမှာထိပ်ပြားတဦးသာအထီးကျန်ဆန်းစွာကြံ့ရခဲ့အစာပိုင်းမှာမိဘမရှိတဲ့အတွက်နိုင်ငံပူဆွေးတော့လဲနောက်ပိုင်းမှာသူ့ရဲ့စိတ်ထဲလွတ်လပ်ခွင့်တစ်ခုရရှိသွားတဲ့ကိကိုခံစားရတယ်။ဘာကြောင့်လဲဆိုတော့ယခုကသူ့ကိုတားမြင်မဲ့သူအကဲခတ်မဲ့သူဘယ်သူမှမရှိပဲမိမိရဲ့မောင်မိုင်းတဲ့တနာဆန္ဒနဲ့ယူတော်မှုတွေကိုကြောက်စရာမလိုပဲလွတ်လပ်စွာလှုပ်ဆောင်နိုင်တော့မှဖြစ်တာကြောင့်ပါ။ရွာထဲမှာတစုံတူသေဆုံးတဲ့တဲ့ထွက်ပေါ်လာတဲ့အထူးသဖြင့်အစိမ့်သေးသေးကြတဲ့မိမပြိုလေးတွေရဲ့အလောင်းတွေကိုတင်းကျပ်ကိုပို့ဆောင်လာတဲ့အခါတိုင်းထိပ်ပြားရဲ့မျက်လုံးတွေကအယောင်တလဲလဲတောက်ပလာတတ်တယ်။သူ့ရဲ့ရင်ဘတ်တဲ့ဖုံးကွယ်ထားတဲ့မကောင်းဆိုးဝါးဆန်တဲ့ဆန္ဒအရာတနေ့တခြားပုံမူကြီးထွားပြီးနောက်တစ်ချိန်ရွာအောင်ပါတော်လုံးချောက်ချားစီမဲ့အကြီးမားဆုံးအမားကြီးတစ်ခုစီကိုဥတည်နေခဲ့ပါပြီ။မိဘနှစ်ပါးကွဲလွန်သွားပြီးတဲ့နောက်ထိကြိုက်ရွာပြင်တင်းချိုင်းဆောက်တဲငယ်လေးတွေထိပ်ပြားတူတွေတည်တံ့ရက်တည်နေခဲ့တာအချိန်တော်ကြာလုံးမြောက်ပြီးဖြစ်တယ်။သူတို့က22နှစ်အရွယ်ကိုရောက်ရှိလာတဲ့ချိန်တော့ကျောကောပူရပုံမူကြီးမာပြီးခါပူပြီးကိုင်းညွတ်သွားခဲ့။လက်သုံးချောင်းပူးနေတဲ့ပုံစံနဲ့ထိပ်ပြားချက်နေတဲ့ကောင်းနေကြောင်တစ်ခုလုံးရဲ့ပုံမှန်တဲ့ကပုံမိုကြောင့်ဘက်ွယ်ကောင်းလာပြီးတိုးတော်သူ့ရဲ့စိတ်နှလုံးထဲမှာတာမန်လူသားတို့ရဲ့တရားဥပဒေနဲ့ကိုကျင်တရားဆိုတာလုံးဝပြောက်ကွယ်ပြီးအစိမ့်သိမသာမိမပြိုလေးရဲ့အလောင်းတွေကိုသာလိုရင်ဆန္ဒပြင်းများစွာနေ့စဉ်နဲ့များဆောင်ဆိုင်နေခဲ့တရတော်ထိကျရွာရဲမထင်မဲ့ပဲထိလန်းစရာကန့်ဆိုးမှုမောင်ကြီးတစ်ခုကြပြီးရွာထဲမှာလူချင်းလူခင်များပြကြတဲ့ဥပေတာနဲ့တော်စိန်မျိုးလီများရဲ့တအူးတီတော်ရတနာဖြစ်တဲ့အသက်16နှစ်ရွယ်လူလူထိုအလားသွေးကြွယ်သမီးပြိုလေးမိသူအိမ်မှာအလုပ်တွေကိုတက်ကြစွာလောက်ကင်နေစေချိန်အဲ့နေရာနေလက်ကင်းစိန်မိသူဟာမိဘတွေရဲ့အဝတ်စားတွေကိုရှော့ဖွက်ပြီးရွာထဲမှာရှိတဲ့တက်သားရွေတွေလင်းဝေလေးထွက်ကောင်းတဲ့နေရာမှာအဝတ်တန်းနဲ့လမ်းနေခဲ့ပါတယ်။သူမအင်ဂျီဖြူအောင်လေးတစ်ထည်ကိုအဝတ်တန်းပေါ်မြောက်တွင်ချိတ်ဆွဲစေမမျော်လိမ့်မယ်။အဝတ်တန်းအပေါ်ပိုင်းတက်သားတန်းအတန့်ကျဲပြုတ်ပြီးခေါင်းပေါ်တဲ့စီကိုရုပ်တရက်ပြုတ်ကျလာခဲ့။ထိုဝတ်တန်းအဓိကတက်သားဆောင်နေရာမှာစိုက်ဝင်နေခဲ့လေးလက်မခန့်ရှိလျားရဲ့တန့်ကြီးတက်နေတဲ့တန့်ကြောင်ကြီးတစ်ခုပါရှိပြီးမိသူရောဘသူမှတတိမထားမိပဲအချိန်ပြင်းပြင်းပြုတ်ကျလာတဲ့ထိုသစ်သားတန်းတဲ့သူတန်ချောင်းရှည်ရာမိသူရဲ့ဦးခေါင်းထက်တက်တက်တိုက်ရိုက်စိုက်ဝင်လို့သွားပါတော့တယ်။အားလို့ကျဲလောက်စွာအော်ဟေးလိုက်တဲ့သူမိသူဟာနေရာမှာလဲကျပြီးလုံးဝပြန်မထားနိုင်ပဲ။မိဘဖြစ်သူဥပေတန်နဲ့ဒေါ်စိန်မီတို့အိမ်နောက်ဖေးမှာအပြေးလွာရောက်ရှိလာချိန်မြင်လိုက်ရတဲ့မြေကွင်းကရှင်နာဝဲအကောင်းဆုံးဖြစ်ပြီးမိသူရဲ့ဦးခေါင်းထိတ်ကသွေးရည်စီးကြပြီးခန္ဓာကိုယ်လေးကငြိမ်ကျသွားခဲ့ပါပြီ။ဈေးုံဈေးကန်နဲ့ဝေးကွာလာတဲ့ထိုရွာငယ်လေးမှာအုံနောက်တွေတန်ချောင်းဝရောက်ပြီးသွေးထွက်လွန်သွားခြင်းကြောင့်မိသူကဈေးတော်မကူလိုက်ရပဲထိုနေရာမှာအသက်ရှူရတဲ့ပြီးကွယ်လွန်သွားခဲ့တော့တယ်
ရွာသူရွာသားတွေအားလုံးဝမ်းထဲပူဆွေးငိုကြွေးတော်လဲတရားဝင်ရိုးရလိုရအစိမ့်သိမသားဖြစ်သွားမှုနေချင်းမိတင်းကြောက်ပိုးဆောင်ကမြေမျိုးရမဲ့တောင်ဝင်ရချက်ချင်းကြောက်လာခဲ့ရောတယ်ထိုတဲ့တွေကိုကြားလိုက်ရချိန်တင်းချိုင်းကြောက်တင်းငယ်လေးနဲ့ထိုင်နေတဲ့ထိပ်ပြားရဲ့မျက်နှာပေါ်ဝမ်းထဲမှုအစာရက်ဆက်ကြမ်းကြုတ်လာတဲ့ပျော်ရွှင်မှုအပြုံးတစ်ခုဟာလျှက်တစ်ပြက်ဖြတ်ကနေထွက်ပေါ်လာပါတယ်ဥပေတန်တဲ့တော်စိန်မီတို့လင်မယားတဝူဒီတော်သမီးပြုတ်လေးမိသူရဲ့မထိမဲ့ပဲရုတ်တရက်သေးဆုံးသွားမှုတော့မကန်စားနိုင်ပဲရင်ဘက်စီတီဗီပြင်းတက်စွာငိုကြွေးပူဆွေးနေကြတယ်အသက်16နှစ်သာရှိသေးပြီးအလှသွေးကြွနေတဲ့မိမ့်မပြိုလေးရဲ့အလောင်းကိုအိမ်ရှိမှထားရှိစဉ်ရွာသူရွာသားတွေဝိုင်းဝန်းလာပြီးတနာကုနာသက်စွာငိုကြွေးကြပါတယ်။သို့တော်ထိကျရွာတင်ကြလာရိုးရတလေးရအစိမ့်သိဖြစ်တာမို့အလားအချိန်ဆွဲထားခွင့်မရှိဘဲနေချင်းပြီးတင်းကြပိုးဆောင်ကမြေမြုပ်တကြူရမှာပါ။ညနေခင်းနေအောင်ကြီးပြောက်ွယ်စာပြုလာချိန်ဥပေတန်ကိုရိုင်းရှေ့ဦးဆောင်ပြီးရွာသားချုံနဲ့တူမိသူရဲ့ရုပ်အလောင်းဝါစင်ပေါ်တင်ဆောင်ပြီးရွာပြင်တင်းချိုင်ကုန်းစီကိုတိတ်တိတ်တင်ဆောင်လာကြတယ်။တင်ချိုင်းဆက်ကိုရောက်ရှိလာကြချိန်သူ့ဘာရာစာထိပ်ပြားမြေကြီးကိုစနစ်တကျတူပြီးမိသူရဲ့အလောင်းမြေကြီးနဲ့ချပေးစဉ်အလောင်းကိုထိမ့်သိမ်းပြင်ဆင်ပေးရတဲ့ထိပ်ပြားတည်ဆုံးနေပြီဖြစ်တဲ့မိသူရဲ့နူးညံ့လာပါတဲ့ရုပ်တွေကိုတစီတဆောင်တွေ့လိုက်ရအကြောင်းရှင်ပတ်တဲ့သွေးခုံလုံးတွေရုပ်တရက်မျက်စံပြီးမိသူဟာအိပ်ပျော်နေတဲ့ကဲသို့တက်ရှိလူတယောက်လိုဖြစ်ပြီးခေါင်းထိတ်လေးမှာတန်ကြောင်ဆိုင်ဝင်ခဲ့နေရာသွေးစလေးအနေငယ်ရှိပြီးအခြားသောထိခိုက်ပျက်စီးမှုလုံးဝမရှိပါဘူးဒီတစ်ခါတော့တကယ်ကိုနုနုထွတ်ထွတ်အပြိုမလေးပဲလို့ထိပ်ပြားရဲ့စိတ်ထဲရက်ဆက်ယုံမာတဲ့တနာဆန္ဒကြီးဟာမိတော့တကယ်သို့တိုးတက်လာပြီးရွာသားတွေကဝမ်းထဲပူဆွေးပြီးမြေကြီးတွေကိုဝိုင်းဝန်းဖုံးခါအခမ်းအနားကိုအပိသက်ပေးကြတယ်အခြားသူတွေအိမ်ကိုပြန်လဲထွက်ခွာသွားပြီးနောက်ထိပ်ပြားမိမိရဲ့ဝါတဲငယ်လေးစီကိုပြန်သွားရင်လုံးဝစိတ်မကူပဲသူဟာအရက်ပလင်းတစ်လုံးကိုကိုင်ဆွဲပြီးမိသူရဲ့အသိမြင်မြုပ်ထားတဲ့မြေပုံဆက်နာမှာထိုင်ချပြီးညီနမဲ့အချိန်ကိုမွန်ကျက်စွာဆောင်ဆိုင်နေရောတယ်သူရဲ့စိတ်ကူးတဲ့မိသူရဲ့လောင်မိသူပြန်ဖော်မှာမိသူပြုမှုမယ်ဆိုတဲ့ကြောက်မက်ဖွယ်အတွေ့တွေကလွမ်းမိုးနေတာထိကျရွာရီတစ်ခုလုံးမသိလိုက်ရသေးတဲ့အကြီးကျယ်ဆုံးသောကဲဆိုးမိုးမောင်ကြောက်မှုရထို့တင်းချိုင်းဆက်မှာအမောင်လွှမ်းခဲ့ပါပြီမိသူရဲ့မိဘရဲ့ဖြစ်တဲ့ဥပေတန်နဲ့တော့စိန်မီတို့လင်မယားတအူးတီတော်သမီးတို့လေးရဲ့ရုံအလောင်းတင်းချိုင်းမြေမှာမြေမြုပ်တကြိုခဲ့ရပြီးနောက်မိုးကြွေးပူဆွေးပြီးအိမ်ပြန်ရောက်တဲ့တိုင်အောင်အသိစိတ်မလဲနိုင်ပဲဖြစ်ကြပါတယ်အိမ်ထဲမှာတိတ်ဆိတ်ချောက်ချပြီးသမီးလေးရဲ့ငွေသက်တွေကနေရာတိုင်းလို့စိုးမိုးနေခဲ့ဝမ်းနဲ့ပလန်နဲ့ငိုကြွေးနေအောင်ဥပေတန်ကသမီးလေးရဲ့အသုံးဆောင်ပစ္စည်းကိုသိမ်းစီရတဲ့သူမအိယာနေရာလေးစီကိုရှောက်သွားခဲ့ပစ္စည်းတွေကိုတစ်ခုချင်းစီအမတ်တရားထုတ်ပေါ်ရင်အထက်လိုက်စီနေစဉ်သမီးလေးအသက်ရှင်စရာအလွန်တရာချစ်မြတ်လို့ပြီးအမြဲတမ်းရေခွေပိုင်းအိတ်တဲ့မွေးပခွေးရုပ်လေးကိုသွားပြီးတော့တွေ့လိုက်ရပါတယ်ဒီသွားရင်ကသမီးလေးဒီခွေးရုပ်လေးကိုအမြဲတမ်းဖက်အိတ်နေကြအခုတော့သူ့ခန္ဓာကိုယ်လေးကအေးဆက်တဲ့မြေကြီးရဲ့တယောက်တည်းကသမီးလေးအဖော်မဲ့နေပြီလို့တွေ့ဥပေတန်ရဲ့ရှင်ဘက်တဲ့စိုးနေလာတဲ့မျက်ရည်တွေပုံမကျဆင်းလာခဲ့ထိုစဉ်ဥပေတန်ရဲ့စိတ်ထဲရုတ်တရက်အကြံတစ်ခုဝင်လာခဲ့ပါတယ်သမီးလေးအလွန်တရာချစ်မြတ်လို့ကဲထိုမွေးပခွေးရုပ်လေးကိုတင်ချိုင်ကုန်းမှာရှိရဲ့သူမရဲ့မြေပုံပေါ်တွားရောက်ထားရှိပြီးရင်သမီးလေးရဲ့ဝိညာဉ်ငြိမ်းချမ်းသွားမယ်လို့ခိုင်မာစွာယုံကြည်ပြီးအခြားသူတွေကိုအသိမပေးဘဲညနေခင်းရဲ့မှောင်ရိပ်တန်းစားပြုတ်လာချိန်တယောက်တည်းလျှောက်ပြီးမြေပုံပေါ်တင်ပြီးရင်သူဆုံးဖြတ်ပါတယ်အချိန်ဟာညနေဆောင်စာပြုတ်ပြီးတော့ကောင်းကင်ရမှာနေအောင်ကြီးကွဲပြောက်ပြီးပတ်ဝန်းကျင်တစ်ခုလုံးလူလုံးသိမ့်မကွဲပြားတဲ့မှောင်ရိပ်တန်းစားပြုတ်လာပြီးဖြစ်တယ်ဥပေတန်ထုံမွေးပခွေးရုပ်လေးကိုရင်ခွင်ထဲပိုက်ပြီးရွာဘက်ကထွက်ခွာလာပြီးတိတ်ဆိတ်ချောက်ချားနေတဲ့ရွာပြည်တင်းချိုင်ကုန်းစီခြေလန်းကျဲကြီးတွေနဲ့တကူရဲထွက်လာခဲ့တင်းချိုင်ဆဲရဲ့တောဆက်အစုံဘက်ဥပေတန်ရောက်ရှိချိန်ရှေ့ဘက်မှာရှိတဲ့မိသူရဲ့မြေပုံတစ်ကြီးကိုလမ်းပြီးမြင်လိုက်ရတယ်သို့တော်ထုံမြေပုံပေါ်မှာထူးဆန်းအောင်ပွဲမြင်ကွင်းတစ်ခုသူရုပ်ထဲတွေ့ရကြောင်းခြေလန်းတွေရက်တက်ပြီးမိသူရဲ့အသိမြုပ်ထားတဲ့မြေပုံဆက်နားမှာနေကင်းကအတူပါကိုလောက်ကင်ခဲ့သူ့ဘာယာစာထိပ်ပြအရက်ပလေးတစ်လုံးကိုကင်ဆွဲပြီးထိုင်နေအောင်တွေ့ရပါတယ်ဒီကောင်ဒီချိန်ငါသမီးရဲ့မြေပုံနာဘာလုပ်နေရလဲလို့ဥပေတန်ရဲ့စိတ်ထဲတန်တရားစိတ်တွေတရှိန်တို့ထွက်ပေါ်ခဲ့သူရှိကိုတိုးမသွားပဲအနီးနားမှာရှိတဲ့ထူထက်တဲ့ခြုံမုတ်ကြီးတစ်ခုရဲ့အကွယ်ထဲမှာဝင်ရောက်ပုံအောင်ပြီးထိုလူအပြုတ်မှုတွေကိုတတိကြီးစွာစတင်ချောင်းမြောင်းဆောင်းကြည့်ရောရဲ့အင်းကြီးတဲ့ဘိုင်းမှာထိကျရွာရဲ့တင်ချိုင်းစက်ကဘလို့မှမတွေးဝေးစရာကောင်းတဲ့ကြီးမားတဲ့လေးဝက်ချိတ်တစ်ခုပေါ်ထွက်လာတော့မှဥပေတန်လုံးဝမသိရှိပါဘူးခြုံမုတ်ကြီးရဲ့အကွယ်ထဲပုံအောင်နေတဲ့ဥပေတန်ရဲ့ရှင်ဘက်ထဲမှာတန်တရားမီတရှိန်တို့တောင်းလောင်နေခဲ့ပြီးဆုံးမသွားရဖြစ်တဲ့မိမိရဲ့တအူးဒီသောသမီးပြုတ်လေးမိသူရဲ့မြေပုံပေါ်သူ့ဘာယာစာထိပ်ပြတောင်ညဥ်ဦးပိုင်းအချိန်ကြီးအားစပြီးဘာကြောင့်အရက်ထိုင်တောက်တာကိုသူလုံးဝနားမလည်နိုင်အောင်ဖြစ်ရတယ်။ပုံမှန်ဆိုရင်သူ့ဘာယာစာအသူ့ဘာပီယာနဲ့မိမိတို့ရဲ့တဲရီစီကိုပြန်သွားတတ်ပြီးမဟုတ်ပါလား။နိုင်လက်တန်တွေတဖြည်းဖြည်းရွေ့ရှာပြီးည9:00နာရီ10:00နာရီစီကိုရောက်လာနေမြပတ်ဝန်းကျင်တစ်ခုလုံးကပုံမတိတ်ဆိတ်ချောက်ချခဲ့ဒေါ်ဇက်ကပုံမတရဝါတွေရဲ့အော်တန်တွေကလွဲပြီးအခြားမြည်သည့်အကြောင်းမှမကြားရပဲထိုအချိန်တော့ထိပ်ပြားကမိခင်တဲ့တလုံးကိုထုံးညိပြီးမြေပုံဆက်နာထိုင်ရမှတကူရဲရိုင်နေဖြစ်နေရတဲ့ဥပေတန်လမ်းမြင်ရတယ်
လက်ထဲကမွေးဖွားခွေးရုပ်လေးကိုတင်းတင်းဆုပ်ကိုင်ထိုလူပြုံးမွေကိုတစ်ခုချင်းစီအသေးစိတ်စောင့်ကြည့်ခဲ့ပါတယ်ဒီကောင်တကယ်ပဲယူသွားလားဒါမှမဟုတ်တစ်ခုခုထူးဆန်းတာလုပ်ဖို့ကြံနေရလားလို့ဥပေတန်းစိတ်ထဲစိုးရင်ပူပန်မှုတွေတစားကြီးထွားလာခဲ့သို့တော်ထိပ်ပြားရဲ့ပုံစံအရက်မူးရည်နေအောင်မကတစုံတရာအချိန်ကြာရောက်လာရင်တောင်းတိုင်းဆောင်ဆိုင်နေတဲ့ပုံစံမျိုးဖြစ်တော့ဥပေတန်းအကဲခတ်မိလိုက်တယ်ည8 နာရီကျော်လာပြီးချိန်ပတ်ဝန်းကျင်မှာရှိတဲ့ငှက်တန်တွေလုံးဝတိတ်ဆိတ်ပြောက်ကွယ်ပြီးတင်ကြိုင်ကုန်းတစ်ခုလုံးသုံးတိုင်တစ်ခုကဲ့သို့အေးဆေးတိတ်ဆိတ်သွားခဲ့အဲ့လိုလုံးဝတိတ်ဆိတ်သွားတဲ့ချိန်ခါမျိုးထိပ်ပြားရုတ်တရက်လှုပ်ရှားလာပြီးသူဟာထိုင်နေရာမှာထိုင်ရက်လိုက်ကပစိုးကိုတူတူပြင်းဝဲပြီးဘေးမှာအစင်သေးယူဆောင်လာတဲ့ပေါက်ပြားကိုကောက်ကင်ပါတယ်ထုံမြေကွင်းကိုချုပ်ဖို့အကွယ်အတွေ့မြင်ရတဲ့ဥဖေတန်းကမျက်လုံးတွေပြူးကျတော့တယ်ဟာတီကောင်ဘာလုပ်လို့လဲဥဖေတန်းအုံနောက်ထဲနဲ့စီးလက်သွားတကယ်တော့ထိတ်လန့်မှုဝင်ရောက်ပြီးမြေပေါ်မှာပေါက်ပြားကင်ပြီးရနေတဲ့ထိပ်ပြားရဲ့ပုံစံကြီးဟာတာမန်မြေပုံပြင်ဆင်ခြင်းမဟုတ်ပဲမြေကြီးတွေကိုပြန်လဲတူးဆော်ရမယ့်ပုံစံတိုင်းမှာရင်ထဲမှာမပြောပြတတ်အောင်တုံလုံးချောက်ချတော့လဲဥဖေတန်းအမှန်တရားကိုကိုယ်တိုင်မျက်စိနဲ့အသေးချာမြင်တွေ့ရဖို့အတွက်အသက်ရှူတောင်အလွန်တရာငြိမ်သက်စွာထိန်ဆက်လက်ချောင်းမြောင်စောင့်ကြည့်ပါတော့တယ်ညီရရဲ့လေတူဟာအေးဆက်တိတ်ဆိတ်ပြီးတင်ချိုင်းကုန်းတစ်ခွေလုံးတိတ်ဆိတ်ချောက်ချတကယ်တော့ချောက်ချဝဲဟာအငွေသက်တွေလွှမ်းခြုံပါတယ်ထိပ်ပြားမိရဲ့ငယ်ကိုမြေပုံဆက်နာတင်းငိမ့်စွာချိတ်ဆွဲပြီးညနေအောင်မှမြေမြုပ်ထားခဲ့မိသူရဲ့မြေပုံသိပ်ကြီးကိုပေါက်ပြားနဲ့စတင်တူးဆွာတော့တယ်မြေကြီးတွေကိုအားကုန်ဆိုင်ထုတ်တူးဆွာနေတဲ့အတန်ကတိတ်ဆိတ်ပြီးညီရန်လေတူးမှာအလွန်တရာစူညံထင်ရှားခဲ့ပါတယ်ကြောကောအပူရဲ့တန်ကြောင်ခါကိုင်ပြီးအမောတကောအလုံးလုံးရတော့လဲသူရဲ့စိတ်ရယုံနဲ့မိသူရဲ့နူးညံ့လှပတဲ့ရုပ်အလောင်းကိုအမြန်ဆုံးပြန်လဲပိုင်ဆိုင်လိုတဲ့ယူသွမှုကလွှမ်းမိုးခဲ့ပါတယ်ချုပ်ပုံတွင်ချောင်းမြောင်းကြည့်ခဲ့တဲ့ဥဖေတန်ရဲ့မျက်လုံးတွေကအပြူသားဖြစ်ပြီးသူရဲ့တဝူးသီးသောသမီးပြိုလေးမြင်မြုပ်ထားတဲ့မြေပေါ်ဤကဲ့သို့ညီနဲ့တကောင်ရန်ချိန်သူ့ဘာရစာတဝူဟာဘာကြောင့်လာရောက်တူးဆွရပါလဲဒီကောင်တကယ်ပဲငါသမီးရဲ့အလောင်းကိုဥဖေတန်ရင်ဘတ်ထဲမီးလောင်တကယ်သို့ပူလောင်ပြီးတကူလုံးတုံရီလာတော့တယ်သူရဲ့တွေးခေါ်မှုတွေမှန်ကန်သွားပြီဖြစ်ကြောင်းဤလူယုံမှာသိဆုံးသွားခဲ့ပြီဖြစ်တဲ့မိမက်ပြိုလေးရဲ့အလောင်းကိုခွေးကျင်ကြံနေတဲ့သူဖြစ်ကြောင်းသူရိပ်စာမိပါတယ်မကြမီမှာမြေကြီးရဲ့ပွင့်ဟာပြီးအလောင်းထည့်ထားတဲ့ပိစာနဲ့ဝါးစီကျမ်းမြင်တို့ပေါ်ထွက်ပြီးထိပ်ပြတုံရီရဲ့လက်တွေနဲ့တူပိစာကိုဖြင်းချင်းစွာဆွဲလက်ရလှမင်းရဲ့အလင်းရောင်ပြောအောင်မိသူရဲ့မျက်နှာကထင်ရှားစွာပေါ်ခဲ့တော့တယ်လူလောကရဲ့ကိုကျင့်တရားနဲ့တရားဥပဒေဆိုသမျှလုံးဝမထိမဲ့မြင်ပြပြီးထိပ်ပြအလောင်းပုံငုံမိုးပြီးဖောက်ပြန်ရုံမာတဲ့အလုပ်ရက်တွေကိုစတင်ပြုလုပ်ပါတယ်ခြုံပိုးကွယ်ရနေပြီးအေးဖြေးပြက်ကိုကိုယ်တိုင်မျက်စိနဲ့အဆဆုံးမြင်တွေ့လိုက်ဥပေတန်ကဒေါသလုံးတရားထွက်ပြီးမျက်စိစုံမိတ်ကရှင်ဘက်ကိုတင်းတင်းဆုပ်ကင်မိရဲ့သူ့ရဲ့အသေးနှလုံးကိုထားတဲ့မော်တကယ်တို့နာကျင်ကြည်ကွဲရပြီးသမီးဖြစ်သူတွေမခံမရနိုင်အောင်ဖြစ်သွားခဲ့ရတယ်အယုတ်တဘာကောင်လူတေအောင်ချမ်းသာမပြီးခွေးကြံတဲ့ကောင်ဥပေတန်ခြုံမိုးကွယ်ရချက်ချင်းထားရပြီးအနီးနားမှာကြောက်တုံတုံထားမှမဟုတ်တစုံတရာရှိမလားလို့လက်နဲ့စန်တဝါရှာဖွေပြီးဤလုံယုံမအောင်ဤတိုင်းလှုပ်ထားရင်လုံးအောင်မဖြစ်ပဲမိမိသမီးလေးရဲ့ဂုံသိန်းကောင်ညှို့နှွဲစီခဲ့ဤသူ့ဘာရာဆောင်လက်စားချေဖို့အတွက်သူ့ရဲ့ခြေလန်းနေရာမြေပုံဘက်စီကိုပြင်းထန်ဦးတည်လာပါတယ်ညီဦးရန်ရဲ့တိတ်ဆိတ်အင်းဆက်နေတဲ့လေတူကိုဆုပ်ပြတ်သွားစေလောက်တဲ့အထိဖောက်ကင်ဖြစ်သူဥပေတန်ရှင်နဲ့မိဟုံတောက်လောင်နေပါပြီ။ခြုံမိုးကွယ်ကနေပြီးတမီးပြေလွေမိသူရဲ့မြေပုံပေါ်သူ့ဘာရစာထိပ်ပြားကျူးလွန်နေတဲ့ရဲစဲရုံမာတဲ့လူလောင်လောကကလုံးဝလက်မခံနိုင်စရာကောင်းတဲ့ဖောက်ပြန်မှုကိုယ်တိုင်မျက်ဝါးထင်ထင်မြင်တွေ့ရချိန်သူ့မှာဒေါသလုံးတရားထွက်ပြီးတကူလုံးတော်ရီလာတော့တယ်။ခွေးမသားလူရုပ်မှာကောင်းမင်းအောင်ကအရှိမထားဘူးလို့ဥပေတန်ရှင်နဲ့စိတ်ကကြိတ်ဆဲပါတော့တယ်။ဒါပေမဲ့ထိုနေရာမှာတယောက်တည်းဝင်ရောက်ရေးဆိုင်ရာလက်နဲ့မဲနေခြင်းနဲ့ထိုလူရုံမာရဲ့ယူသွနေတဲ့အခြေအနေကြောင့်အနေရှိနိုင်တာသူချက်ချင်းဆင်ခြင်ပြီးထိုကဲ့သို့သောစိုးသွမ်းရုံမာတဲ့ခွေးကြည့်လောက်ရက်ကိုထိကျဲရွာရဲဘယ်သူမှမသိရှိပဲဤတိုင်းလှုပ်ထားရင်မဖြစ်တော့ပါဘူးရွာသူကြီးနဲ့ရွာသားတွေကိုအမြန်ဆုံးခေါ်ဆောင်လာပြီးရေကောင်လက်ပြီးလက်ကျန်မိအောင်ဖမ်းဆီးရမှာပါဥပေတန်မြေပုံပဲဆက်လက်မတိုးတော့ပဲနောက်ဆုံးကခြုံပိုးကွယ်အားခြေတလုံးလုံးနဲ့အမြန်ဆုံးနောက်ပြန်ဆုပ်လိုက်တယ်အိုင်နောက်သိန်းတိုင်းဆက်ကနေပြီးရွာဘက်စီကိုဥတီပြီးခြေကုံသုံးပြေးလွှားပါတော့တယ်ညီတဲ့တကောင်ရဲ့အချိန်ဖြစ်တာကြောင့်ရွာထဲမှာရှိအိမ်တွေတကားတွေပိတ်ပြီးအိမ်မောကျနေပြီဥပေတန်ရွာတကြီးရဲ့နေရှိကအရောက်ပြေးပြီးတကားကိုအားကုန်ထွေရရဲ့အတန်ကုန်အော်ဟစ်ပါတယ်တကြီးရွာတကြီးထပါအောင်အမြန်ထပါအောင်တကားထူးတန်တဲ့သူဥပေတန်ရဲ့အတန်ကတုံရင်ပြီးမိုးတန်ပါရောပုရာကြောင်ရွာတကြီးကအိမ်မောအလန့်တကြားထွက်လာပြီးတော့ရွာသူကြီးနဲ့တူအနီးနားရွာသားတို့အတန်ကြားကြီးထွက်လာကြရာမျက်နှာငယ်နဲ့ချွေးပြန်ပြီးတုံရင်ရဲ့ဥပေတန်ကိုတွေ့ရကြအံ့ဩရပါတယ်ဥပေတန်ဘာဖြစ်လို့လဲဘာကိစ္စအရေးကြီးလို့ဒီချိန်အော်ဟစ်ရလဲဥပေတန်ရင်ဘက်ကိုတပုံပုံထုတ်ပြီးမျက်ရည်ကျပြီးတုံရင်ရဲ့အတန်နဲ့တကြီးကျုပ်သမီးလေးမေသူပြေးပုံနားမှာသူ့ဘာရစားထိပ်ပြားဆိုတဲ့ကောင်အဲကောင်ရုံမာနေတယ်သမီးလေးအလောင်းပြန်ဖော်ပြီးခွေးကျင်ကြံနေရမြင်သွားရအောင်တကြီးရ
မိုးတန်ပိုင်းနဲ့အကျိုးကြောင့်ပြောပြရဲအဲ့ဒီစကားကိုကြားချင်းရွာသူကြီးနဲ့ရဲကြီးနေတဲ့ရွာသားတွေရဲ့မျက်နှာအမျက်တော်သားကြောင့်နေရပြီးတကုံလုံးတက်ဆက်တုံလာပါတယ်ဥပေတန်ပါဇက်ကထွက်ပေါ်လာတဲ့စကားတကွန်းချင်းစီဟာထိကျရွာသူကြီးနဲ့ရွာသားတွေရဲ့နားတဲ့မီးစားနဲ့ထိုးလိုက်တဲ့ကဲ့သို့ပြင်းထန်တဲ့အလန့်တကြားအံ့ဩမှုကိုဖြစ်ပေါ်စေခဲ့တည်ဆုံမိသားမင်းမျိုးလေးတို့ရဲ့အလောင်းကိုပြန်လဲဖော်ထုတ်ကာရုံးမာရက်စက်တဲ့ခွေးကျင်ကြံ့နေရဲဆိုတဲ့တရားရွာရဲ့တင်းကျပ်လှပတဲ့ကိုကျင်တရားနဲ့ရိုးရာဓလေ့ကိုလှောင်ပြောင်တရော်လိုက်တဲ့ကဲ့သို့ရွာသားတွေလုံးဝလက်ခံနိုင်စရာမရှိတဲ့အကြီးမားဆုံးစော်ကားမှုကြီးပါ။ဘာအဲ့ကောင်တကယ်ပဲအဲ့လိုလှုပ်ရဲပေါ့လေ။ရွာသူကြီးရဲ့မျက်နှာဒေါသကြောင့်နေရပြီးလက်သီးတွေကိုကြဲပါအောင်ဆုပ်ပါတယ်။သူကရွာအုပ်ချုပ်သူတဝန်နေတဲ့ဒါမှကရွာသားတွေရဲ့ယုံကြည်မှုကိုထိန်းသိမ်းရသူတဝန်နေနဲ့ဤကဲသို့သောမတရားမှုလုံးဝခွင့်မလွတ်နိုင်ပါဘူး။တကြီးရာကျုပ်သမီးလေးကသူ့များရလို့ရိုးသေးတာတော့မဟုတ်ပဲအစိမ့်သေးလို့ဝမ်းထဲပူဆွေးနေရတော့ဒီကောင်ကဒီလိုရွှေရှာဆက်ဆုပ်စရာကောင်းတဲ့လောက်ရက်ကိုကျူးလွန်ရဲ့ကျုပ်တော့ဒီကောင်အရှင်မထားဘူးလို့ဥပေတန်မျက်ရည်တွေစီးကြပြီးအသက်တုံးကြီးစွာနဲ့ထက်မှန်ငိုကြွေးပြောဆိုတယ်။ရွာသူကြီးလည်းအချိန်မဆွဲပဲအိမ်ပေါ်ကအမျက်ဆုံးဆင်းပြီးအနီးနားမှာရှိတဲ့အိမ်တွေကယုံကြည်စိတ်ချပြီးတန်မာထွားချိုင်းကြတဲ့ရွာသား၁၀ဦးကအမျက်ဆုံးခေါ်ထုတ်လိုက်တယ်။ရွာသားတွေရဲ့လက်ထဲမှာလိုအဲ့ရအသုံးပြည့်တဲ့ဒုတ်တွေဓာတ်တွေနဲ့ပေါက်ပြားကဲ့သို့အတီးတီးကိုစီကိုင်ပြီးဟဲ့ကောင်တွေသွားကြမယ်။ရွာရဲ့ဂုံသိက္ခာနဲ့တည်ဆုံသွားတဲ့ကလေးမလေးတွေအဲ့ကောင်အရှင်ဖမ်းပြီးထိုက်တန်နဲ့အပြစ်ပေးရမယ်။ဒါပေမဲ့သွားတဲ့အခါခြေတံမကြားစေနဲ့တဲ့စိတ်နဲ့ဝိုင်းရမယ်လို့ရွာသူကြီးကတိုးဖြော့တော်လဲထိုင်မှာပြတ်သားရဲ့လေတန်းနဲ့အမိတ်ပေးရဲ့ညီနဲ့တကောင်ရဲ့ချင်းရဲ့အရင်မေးအောင်ရွာသူကြီးဦးဆောင်တဲ့ရွာသား10ဦးနဲ့ဦးဖေတန်းတို့ပါဝင်တဲ့အဖွဲ့ရွာတဲ့တိတ်ဆိတ်စွာထွက်ပြီးခြေတံမမြည်အောင်လို့အထူးကြီးဆိုင်ရွာပြည်တင်းချိုင်းကုန်းစီကိုဦးတီကအပြင်းထန်ချီတက်လာတယ်တင်းချိုင်းဆက်စီကိုနီးကဲလာနေများရှိနေဒေါသစိတ်တွေနဲ့တူဆက်စုပ်ရွှေရှာစိတ်တွေကတည်ပြီးတည်ပုံမှုကြီးပါတယ်ထိုစဉ်တင်းချိုင်းဆက်မှာရှိတဲ့မြေသူရဲ့မြေပုံနာမိမိပြုလုပ်ခဲ့ရုံးမောင်မှုရဲ့အရာတော်ခန်းစားရဲ့မိအိမ်အလင်းရောက်အောင်တစုံတရာမသိပဲပျော်မွေးနေစေဖြစ်တဲ့သူ့ဘာယာစာထိပ်ပြားနောက်မှာမိမိကိုစောင့်ကြုံနေတော့မဲ့ကြောက်မက်ဖွယ်ကောင်းတဲ့ကံကြမ္မာဆိုးရီကိုလုံးဝမရိပ်မိပဲရွာသားတွေရဲ့မိတောက်နေတဲ့မျက်လုံးတွေနဲ့ဒေါသဆော်ဝါးကြီးသူ့စီကိုတပြေးပြေးချီးကပ်လာနေပါပြီညီရဲ့တိတ်ဆိတ်အေးဆက်နေတဲ့လေတူတဲ့တင်ချိုင်းကုန်းစီကိုတိတ်ဆိတ်ချီတက်လာတဲ့ရွာသူကြီးနဲ့ရွာသားတွေရဲ့ခြေတန်းတွေကလေငင်းသံတွေမကြားရလောက်အောင်တိတ်ဆိတ်ငြိမ်သက်ခဲ့ပါတယ်ရှေးစိုးကဥဆောင်လာတဲ့ဥဖေတန်ရှင်ဘတ်တဲ့ဒေါသမီးတရှိန်တုံတောက်လောက်ပြီးတကူလုံးတုံရီခဲ့တင်ချိုင်းကုန်းရဲ့အဆက်မေသူရဲ့မြေပုံတစ်တီနေရရှိရနေရနဲ့မလန်မကန့်မှရှိရဲ့ထူထဲမဲမောင်နေတဲ့ချုံမုံကြီးရဲ့စီကိုသူတို့ဘွဲရောက်ပြီးရွာသူကြီးကလက်ကိုမြောက်ပြကအဖွဲသားကိုရဲတဲ့ရန်အချက်ပြတယ်အားလုံးလည်းအလွန်တရာတိတ်ဆိတ်စွာနဲ့ချုံမုတ်တွေရဲ့အကာအကွယ်တွေကိုငုတ်ပြီးတိုးဝင်ပြီးရှေ့ဘက်ကိုစူးစူးဆိုင်ဆိုင်လှည့်ကြည့်လိုက်တယ်ထိုစဉ်မိငယ်မမိန်တမိန်ဝါချင်းကျက်လေးအောင်မြင်တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့်ရွာသူကြီးနဲ့တကပါလာတဲ့ရွာသားတွေအားလုံးရဲ့မျက်နှာအမျက်ဒေါသကြောင့်နေပြီးတကောလုံးအသားတွေတဆက်တုံလာပြီးဒေါသတွေထွက်ပါတယ်မြေပုံအကျတဝင်းတူးဆွာပြီးအလောက်အပေါ်ပြက်လဲထားပြီးတော့အဝတ်စားကိုဖယ်ရှားထားတဲ့သူ့ဘရာစာထိပ်ပြရွှေရှာဆက်စုပ်ဝယ်ပုံစံလက်ကောင်းတို့မျက်ဝါးထင်တွေ့လိုက်ရပြီးခါကုန်းနေရဲ့ကြောပူကြီးလက်သုံးချောင်းပူးနေတဲ့လက်တွေနဲ့တူသူရဲ့ရုံမာနေတဲ့မျက်နှာထောင်မြင်လိုက်ရချိန်ရွာသားတွေရဲ့လက်ထဲကဒုတ်တွေနဲ့ပေါက်ပြားတွေကိုတင်းတင်းဆုပ်ကင်ထားပြီးလက်ပွားကိုတင်းမာသွားခဲ့ဒီကောင်လူရုပ်မှာကောင်လို့ရွာသားတို့ကအဟိုတင်းကြိတ်ပြီးတွင်းချင်းစွာရင်ရိုးလိုက်တာပါရွာလူကြီးရဲ့မျက်နှာဒေါသကြောင့်နေရပြီးတကူလုံးတဆက်တုံပြီးသူကိုယ်တိုင်လည်းရခဲ့ရဤကဲသို့သောစိုးသွမ်းရုံမှမှုထိကျဲရွာရဲ့သမိုင်းတလျှောက်တခါမှမကြောက်ဘူးမမြင်ဘူးပဲရွာရဲ့ရိုးရာတလေးကိုစော်ကားရုံမကလူကြီးဝက်ကိုပါနင်းချေပြည့်စည်နေတဲ့ဤသူ့ဘာရာဆောင်အသက်ရှင်ပြီးဆက်လက်ထားရှင်မဖြစ်နိုင်ကြောင်းသူအပြေဝါနားလဲပါပြီအားလုံးပဲအချိန်တန်ပြီးဒီကောင်လှုပ်မပေးနဲ့တော့ဝိုင်းဖက်ကြမယ်လို့ရွာသူကြီးကအလွန်တရာတွင်းချင်းတော်လဲဆူရှားပြတ်သားရဲ့အမိတ်တန်နဲ့ရွာသားတွေကိုတိုက်တွန်းလိုက်တယ်။ချုံမိုးကွယ်ကနေပြီးရွာသားတွေရဲ့မျက်လုံးထဲမှာမိတောက်တွေတဟုန်တောက်လောင်ပြီးအလွန်တရာစိုးသွဲရုံမာခဲ့သူ့ဘာရာစာထိပ်ပြရဲ့ကံကြမ္မာဆိုရီတွေနောက်ဆုံးချိန်စက္ကန့်ပိုင်းလောက်သာလိုရောတာဘယ်သူမှမသိရှိလိုက်ပဲညီရဲ့တိတ်ဆိတ်အေးဆက်တဲ့လေတူကိုရုတ်တရက်ဖောက်ထွင်းသွားစေရာရွာသူကြီးရဲ့ဆူရှားပြတ်သားလာတဲ့အမိတ်တန်အားလုံးပဲဝိုင်းကြဆန်းထိုမိတ်တန်ထွက်ပေါ်လာတဲ့တပြိုင်နက်ချုံမုံကြီးရဲ့နောက်ပုံအောင်နေတဲ့ရွာသား10ဦးဟာကြားရဲနေပမာမြင်းပေါ်အရှိန်ဟုန်နဲ့ခုန်ထွက်ပြီး၎င်းတို့ရဲ့လက်ထဲကင်ဆွဲထားတဲ့တုပ်ကြီးနဲ့ပေါက်ပြားရိုးတွေကအမောင်တို့အောက်မှာပုံမကြောက်စရာကောင်းပြီးမျက်နှာတွေကအမျက်ဒေါသနဲ့ဆက်စုပ်ရွံရှာမှုကြောင့်အလွန်တရာဆိုးဝါးနေခဲ့တပတ်မှာမိမိပြုလုပ်ခဲ့ရုံမှမှုရဲ့အရသာနောင်စေရောကိုပါနေမျောနေခဲ့သူ့ဘာယာစာထိပ်ပြရုပ်တရက်ပဝင်းကြီးကထွက်ပေါ်လာတဲ့လူတန်သူတန်နေနဲ့ခြေတံပြင်းပြင်းတွေကိုကြားလိုက်ရချိန်ငရဲတွင်နဲ့ကြောက်သွားတဲ့ကဲသို့အလုံးမင်းလမ်းဖြန့်သွားခဲ့ရတယ်။သူဟာအလောင်းပေါ်ကလက်တွေကိုရုပ်သိမ်းပြီးတုံရီနေတဲ့မျက်လုံးတွေနဲ့အနောက်ဘက်လှည့်ကြည့်လိုက်တယ်။ဟေးကောင်တွေဘယ်သူတွေလဲ။ထ
ထိပ်ပြားရဲ့ပါဇက်ကစကားပင်ကောင်းကောင်းမထွက်ပဲတုံတုံကြီးနဲ့အော်ဟစ်လိုက်စဉ်ရွာသားတွေကသူ့ကိုပက်လဲဝိုင်းပြီးတော့အထူးသဖြင့်ရှေ့ဆုံးဟာပြေးလွှာရောက်ရှိလာတော့မိမိသမီးပြိုရဲ့အဖြစ်ဆိုကိုယ်တိုင်မျက်စိနဲ့မြင်တွေ့ခဲ့ရတဲ့ဖခင်ဖြစ်သူဦးဖေတန်းမျက်နှာဒေါသအလုံးမင်းထွက်လုံးပြီးမျက်ရည်တွေပင်ကန်ချောက်ပြီးအကျော်စိမ်းကြီးတွေထောင်တက်နေတယ်ခွေးမသာလူရုပ်မှာကမင်းုံကအရှိမထားဘူးလို့ဦးဖေတန်းအတန်ကိုအော်ဟစ်လက်ထက်ကင်ဆောင်လာတဲ့တစ်သားထုတ်ကြီးကိုမြောက်ကထိပ်ပြားစီကိုပြေးလွှာဝင်ရောက်လာခဲ့ထိပ်ပြားခါကုန်းနေတဲ့ကြောပူကြီးနဲ့ထွက်ပြေးရန်ကြိုးစားတော့လေပက်လက်ဝိုင်းထားတဲ့ရွာသားတွေရဲ့အလဲမှာသူ့ရဲ့ခြေလမ်းနေရာလေးလံထိုင်ပိုင်းပြီးအလွန်တရာနောက်ကျသွားခဲ့ပါပြီရွာသူကြီးကလည်းမျက်နှာထားတင်းတင်းနဲ့ရှေ့ကိုတိုးပြီးလူကြီးဝက်ကိုဖောက်ပြန်ရုံမာတဲ့တရိတ်ဆန်ကောင်ဒီရွာရဲ့ရိုးရာနဲ့လူကြီးဝက်ကိုနင်းချေရဲတယ်ပေါ့လေလို့ဒေါသကြီးဆဲဆိုတယ်တင်ကြိုင်ကိုရဲ့အရင်မဲအောင်ကာလာရှိကြစွာဖုံးကွယ်ထားခဲ့သမျှလျှို့ဝှက်ချက်တွေနဲ့ယူသွင်းမှုတွေဟာယခုအခါရွာသူရွာသားတွေရဲ့မျက်စိရှိမှအပီးပိုင်ပေါ်ထွက်ပြီးသူဘာရာစာထိပ်ပြားတွေကဲတရားမဲနေတော့တဲ့ကြောင်းဘက်ွယ်ချင်းကားစီကိုတောက်လောင်နဲ့မိတောက်တွေပြေရောက်ရှိလာတော့တယ်မြည်ရရဲ့အေးစိတ်တိတ်ဆိတ်နေတဲ့တင်ကြိုင်ကုန်းဝင်းကျင်ဟာရွာသူကြီးနဲ့ရွာသားတွေရဲ့ဒေါသတန်နေနဲ့ဖခင်ဖြစ်သူဦးပေတန်ရငွေကြီးကျိန်ဆဲတန်နေကြောင်းယူသွမတဲဆုညံပွဲလောရိုက်ပြီးပက်လက်ဝိုင်းထားကြတဲ့ရွာသားတွေရဲ့မျက်လုံးထဲမှာမုံတီးရွှန်ရှာမှုမိတောက်တွေတောက်လောင်ပြီးလက်ထရာဒုတ်တွေနဲ့ပေါက်ပြားရိုးတွေကိုတင်းစိမ့်စုပ်ကင်ပြီးတော့ထိပ်ပြားစီကိုတလန်းကြီးတိုးဝင်လာတယ်။ခွေးကောင်လူသေးတောင်ချမ်းသာမပေးတရိတ်ဆန်ကောင်လို့ရှေ့ဆုံးကပြေးလွှာရောက်ရှိလာတဲ့ဥပေတန်အော်ဟီသူ့ရဲ့လက်ထရာတစ်သားထုတ်ကြီးနဲ့ထိပ်ပြားရဲ့ပကုံးနဲ့ကြောပူကြီးစီကိုအသက်ကုန်ထုချတယ်။အတန်နဲ့တူထိပ်ပြားရဲ့ခါကုန်းနဲ့ခန္ဓာကိုယ်မြင်မြင်ပေါ်ရိုင်နေလဲကျသွားပါတယ်။ကြောပူကြီးပေါ်ကြောက်ရောက်လာတဲ့ပြင်းထန်တဲ့ရိုက်ချက်ကြောင့်ထိပ်ပြားရဲ့ပါဇက်ကနာကျင်မှုကြောင့်အော်တန်ဆူဆူလေးထွက်ပေါ်ပြီးတိုးတော်ရွာသားတွေထုံများနဲ့ကျင်းနဲ့သွားကြခြင်းမရှိပါဘူး။ဒီကောင်ရွာရဲ့အရှင်လက်မခေါ်သွားနဲ့တော့ဒီသေးချိုင်းမာတွေထိုက်တန်တဲ့အပြစ်ပေးရမယ်လို့ဒေါသထွက်နေတဲ့ရွာသားချုပ်ဝင်ရောက်ထိုးကျိတ်ဝိုင်းဝန်းထုရိုက်တယ်။ထိပ်ပြားမြင်းမြင်းပေါ်မှာလဲကျနေခေါင်းအောင်ဘက်ကတုံတုံကြီးနဲ့တောင်းပန်စာပြုတယ်။သူရဲ့မျက်နှာပေါ်မျက်ရည်ဆိုင်နဲ့ချွေးစေးရောပွေပြီးကြောက်လန့်တကြားနဲ့ခြေထောက်တွေကိုဖတ်တွယ်ပြီးအတန်တုံတုံနဲ့ပြောဆိုတော့တယ်။တောင်းပန်ပါရဲ့ဗျာကျုပ်ကိုခွင့်လို့ပေးကြပါ။တကြီးဦးဖေတဲ့ကျုပ်စိတ်တွေဘာဖြစ်သွားမှမသိလို့ပါ။စိတ်ပေါက်ပြန်တာမဟုတ်ဘူးကွာ။ဒါကမင်းရဲ့စိတ်ရင်းနဲ့ရုပ်မာနေတာ။ဒါတို့ကြီးကဒေါသကြီးနဲ့ခြေထောက်နဲ့ကန်ကြောက်တယ်။မိသူရဲ့အလာကိုထုတ်ခဲ့သူစောကားခံရအောင်မြောက်ဝါးထစ်တွေတွေးကြဥပေတန်ဟာဒေါသအလုံးမင်းထွက်ပြီးစကားပင်ကောင်းကောင်းမပြောနိုင်ပဲထိပ်ပြားကိုထပ်မံထွေးရရင်ဒုတ်ကိုမြောက်တော့တင်းချိုင်းကိုရဲ့အမောင်တူတွေကာလာရှိကြသောဖုံးကွယ်ထားခဲ့သမျှသူဘာရာစာရဲ့ရုံမာရက်ဆက်တဲ့လေးဝက်ချက်ကြီးကယခုခါတော့တရားများတောင်းမှုရဲ့လက်စားချေမှုမိတောက်တွေအောင်ကြားရောက်သွားခဲ့ပြီဖြစ်ဟာထိပ်ပြားရဲ့ဘွားခေလာမြည်တို့သောအစုံသက်စီကိုဥတီတော်တော့မှဆက်လက်မြင်ရပါတော့မယ်ဒီရဲ့အေးဆက်ဆက်လေးတို့တဲ့ရွာသားတွေရဲ့ဒေါသတန်နဲ့ထိပ်ပြားရဲ့တောင်းပန်ကိုကြွေးတန်တို့ရောတွေးဆူညံပြီးမြင်မြင်မော်လဲကျနေတဲ့ထိပ်ပြားရဲ့ခါကုန်းနေတဲ့ခန္ဓာကိုယ်ကြီးရွာသားတွေရဲ့တုံးချက်တွေနဲ့ကန်ချက်တွေကြောင့်နာကျင်မှုတောင်အလုံးမင်းခံစားရတယ်။သို့တော်ဖခင်ဖြစ်သူဦးပေတန်ရဲ့ရှင်ဘတ်တဲ့မိဟုံတောက်လောင်နေစေဖြစ်တဲ့ဒေါသဒီလောက်နဲ့ဘလို့မှဖြည့်ဖြောက်ရမရပဲ။မင်းငါသမီးလေးရဲ့အလောင်းအောင်ချမ်းသာမပေးခဲ့ခွေးကမင်းတို့ဒီသေးချိုင်းကုန်းမှာငါကိုယ်တိုင်ပြန်တက်ပြစ်မယ်။ဦးဖေတန်အံကိုတင်းတင်းကျိတ်ပြီးတုံရင်ရဲ့တန်နဲ့အော်ဟစ်တယ်။ရွာလူကြီးကလက်ကိုမြောက်ပြီးရွာသားတွေကိုခေတ္တရက်တဲ့အချက်ပြပြီးအလွန်တရာတင်းမပြတ်သားတဲ့လေးတန်းနဲ့ထိပ်ပြမင်းကျူးလွန်ခဲ့အပြစ်ကဒီရွာရဲ့တမိုင်းမှာဘယ်တော့မှခွင့်လွန်လို့မရတဲ့ရုပ်မာမှုလူပေါင်းလောကမှာဆက်လက်ရှင်တန်ကိုတောင်ရှိလို့မရတဲ့လောက်ရဲ့မင်းကိုရွာရဲခေါ်ပြီးတရားရုံးတင်မှုတော့ငါတို့ရဲ့လက်တွေဘလောက်ညစ်ပတ်သွားမလဲဆိုတာမင်းသိရလားအဲနောက်ရွာသူကြီးအချက်ပြရတာနဲ့ရွာသားတို့ထိပ်ပြရဲ့လက်နဲ့ဖောက်နောက်ကိုဆွဲချပြီးမြေပြင်ပေါ်ဆွဲထူလိုက်တယ်။အဲနောက်လက်ကောင်းတို့ဟာသိန်းချိုင်းဆက်မှာနေပေါင်းများစွာတည်ရှိခဲ့ထိပ်ပြတက်ကိုရဲနေထိုင်ခဲ့တဲ့ဝါတဲငယ်လေးစီကိုခွဲဆွဲခေါ်သွားတယ်။တဲငယ်လေးစီကိုရောက်ရှိလာချိန်ရွာသူကြီးကဒီတဲငယ်လေးဟာအကိုအဆပြီးမင်းရဲ့အကျင့်ဆိုရင်လည်းတူအမိုက်ပုံနဲ့ရောက်သွားတော့မယ်လို့ဆိုပြီးအနီးနာမိရဲ့တလုံးအထူခိုင်းကဝါတဲတောက်တနေရာစီကိုပြစ်သွင်းလိုက်တယ်။6သွေးနေရဝါလုံးတွေကောက်ရိုးတွေနဲ့ဆောက်လုပ်ထားတဲ့ထိုတဲငယ်လေးဟာလည်းတစ်ပြက်တွင်အရှိန်ဟိုကောင်းကောင်းနဲ့စတင်တောက်လောင်ခဲ့မိတောက်တွေမြင့်တက်လာနေမြဝါကွဲတန်နေနဲ့တူတဲပြက်ကြီးတစ်ခုလုံးမိလောင်ပြကြသွားတဲ့မြေကွင်းကြီးဟာညီနဲ့ရဲ့အမောင်တူတဲ့အလွန်တရာကြောင်းမပွဲကောင်းလာတယ်ထိပ်ပြမိမိရဲ့တခုတည်းသောခိုလုံးရဝါတဲလေးမိလောင်ပျက်စီးသွားတော့မျက်ရည်ဆက်လက်နဲ့ငင်းကြည့်နေအောင်တက်နိုင်ပြီးတော့တော်ဒီအရာကသူ့ရဲ့ကံကြမ္မာအဆသာရှိပြီးနောက်မှာထိကျရွာကြီးဟာသူ့ကိုမြည်တို့သောပြစ်ဒဏ်မျိုးဆက်လက်ပေးရမယ်ဆိုတော့သူလုံးဝမခံမနိုင်ပါတဟောင်းတောင်းလောင်နေတဲ့မိတောက်တရဲ့အလေးရောင်ကြောင့်ညီနဲ့ရန်တင်ချိုင်းကုန်းတစ်ခွင်လုံးနေကင်းကြောင်တောင်ကဲသို့ထိတ်လင်းပြီး6သွေးနေရဝါးတွေနဲ့တိဆောက်ထားတဲ့ထိုတဲငယ်လေးဟာအချိန်နဲ့ငယ်တွေပြကျသွားခဲ့ပြီးမိကိုးတွေနဲ့တူပူလောင်6ချောင်းဝယ်အငွေသက်ကလေးထုတွေပြန့်နှံ့ခဲ့ထိပ်ပြမိမိရဲ့တခုတည်းသောခိုလုံရလေးဝက်ချက်တွေတင်းစီရတင်းငယ်လေးမီးလောင်ပြကျသွားတာကိုလက်နောက်ပြန်ကျိုးထုတ်ခံထားရအကြောင်းမြေပြင်ပေါ်တူးထောက်ပြီးငေးကြီးနေခဲ့ရတယ်
သူရဲ့မျက်နှာပေါ်မှာမိခိုးမဲတွေနဲ့မျက်ရည်တွေရောပုံပြီးသက်တာလုံးထိကျန်ဆန်ပြီးနောက်ဆုံးယူသွမှုကြောင့်အရာရာဆုံးရှုံးခဲ့ရတဲ့အရှုံးသမားတို့ရဲ့ပုံစံတိုင်းအလွန်တရာအယုံဆိုးအကြီးတန်းပါတယ်ရွာသူကြီးဟာမိလောင်နေတဲ့ပြပုံကိုတစ်ချမ်းခုတ်ကြည့်ပြီးဒေါသရောကျသွားခြင်းမရှိသေးရဲ့မျက်နှာထားနဲ့လက်ကိုမြောက်ကအမိတ်ပြီးရဲ့ထိတ်ပြမင်းရဲ့ရုံမာတဲ့ယူသွမှုတွေနဲ့ဒီသေးချိုင်းစောက်တဲကိုပါအခုလိုမိရှို့ဖြစ်စီဟာမင်းအတွက်ပထမဆုံးအပြစ်ပေးမှုပဲဒီရွာရဲ့မြေပေါ်မှာမင်းဆက်ပြီးချိန်မချရတော့ဒီချေအားစပြီးထီးကျဲရွာနဲ့တက်တက်လုံးအဆက်ဖြတ်ပြီးနှင်ထုတ်လိုက်ပြီးရွာသူကြီးရဲ့အမိတ်ထွက်ပေါ်လာတဲ့ရွာသားနှစ်ဦးဟာချီနှောင်ထားတဲ့ဂျိုကိုဆွဲကိုင်းပြီးထိပ်ပြောင်းအောင်မြေပြင်ပေါ်အတင်းကျဲဆွဲထူပါတယ်တောင်းပန်ပါရဲ့တကြီးဟာကျုပ်ကိုတနာပေါရွာပြင်ဘက်တောဆက်ထဲမှာဖြစ်ဖြစ်ကျုပ်ကိုနေခွင့်ပေးပါလို့ထိပ်ပြအတန်တုံနဲ့တောင်းပန်ကိုကြွေးတော်လဲဘသူဟာမှသူ့တနာညတာခြင်းလုံးဝမရှိပဲအထူးသဖြင့်သမီးဖြစ်သူရဲ့အဖြစ်ဆိုမျက်မြင်ကိုယ်တွေကြုံခဲ့ရတဲ့ဥပေသံကထိပ်ပြရဲ့မျက်နှာကိုလည်းမကြည့်ပဲကြောခိုင်းထားခဲ့ရွာသားတွေကထိပ်ပြတင်းချိုင်းကိုရဲ့အစွန်ဘက်ရွာနဲ့မလန်ဝေးကွာတဲ့တောဆက်လန်းဆုံးစီကိုအတင်းကျပ်တုံဖို့ခေါ်ဆောင်ပြီးအဲ့နောက်ထိပ်ပြရဲ့လက်ကကျိုးတွေကိုဖြီးပေးပြီးနောက်ကိုလုံးဝပြန်လဲမလာရင်အကယ်၍ရွာဘက်ကိုခြေတလန်းထက်တက်လာအသက်ပါဆုံးရှုံးရမယ်လို့ပြင်းထန်စွာတတိပေးခဲ့ကြတယ်။ရွာသားတွေအားလုံးမိတော့အကျွေးကြံလို့ထားပြီးရွာဘက်ကိုဒေါသကြီးပြန်လဲထွက်ခွာသွားရာတင်ကြိုင်ကုန်းအစိုးမှရှိတဲ့မှောင်မိုက်တိတ်ဆက်နေတဲ့တောဆက်မှာထိပ်ပြတဦးတည်းသာအထီးကျန်ဆန်းစွာကြံရင်ခဲ့ပါတော့တယ်။ခါကုန်းနေတဲ့ကြောပူကြီးလက်သုံးချောင်းပူးနေတဲ့လက်တွေနဲ့တူအရိပ်မေးဖုံးလွှဲနေတဲ့ထုံညိရံမှာသူ့ဘာရာစာဟောင်းထိပ်ပြကမြည်သည့်နေရာကိုဆက်လက်သွားမှမသိပဲတော်ရင်တရိတ်ဆန်နေကြက်စားရအမောင်တူတဲ့မျက်ရည်ဆက်လက်နဲ့ခြေဦးလက်ထွက်သွားခဲ့ရတယ်။ကြီးကျယ်ရွာပြည်တင်ချိုင်းကောင်ကအတင်းကျပ်နေထုတ်ခံရတဲ့ထိပ်ပြားကနောက်ကျောင်းလည်းမကြည့်ပဲမှောင်မိုင်းတိတ်ဆိတ်နေတဲ့တောဆက်လမ်းမကြီးတိုင်းခြေဦးတရရှောက်လာရတယ်။ကြောကုန်းကကြီးမားလာတဲ့ဘူကြီးကြောင့်ခါကပိုပြီးကိုင်းညွတ်ပြီးလက်သုံးချောင်းပူးနေတဲ့လက်တွေနဲ့အင်ကြီးစာကိုတင်းတင်းဆုပ်ပြီးအမော်တကောထွက်ပြေးခဲ့ရတယ်။ရွာသားတွေရဲ့ဝိုင်းဝန်းရိုက်နှက်မှုကြောင့်တကူလုံးမှာရှိတဲ့အယိုးစစ်တွေဟာအလွန်တရာနာကျင်ကြိုက်ခဲ့ပြီးအထူးသဖြင့်ကြောပူကြီးပေါ်ကြောက်ခဲ့တဲ့တုတ်ချက်တွေကြောင့်အသက်ရှူတိုင်းရင်ဘတ်ထဲဆူရှောက်အောင်နာကျင်နေခဲ့ပါတယ်။သို့တော်ရုပ်ပိုင်းဆိုင်ရာနာကျင်မှုတွေပိုရေးဆိုရသူ့ရဲ့စိတ်နှလုံးသားထဲဖြစ်ပေါ်နေတဲ့ပြင်းထန်လာတဲ့အမုန်းတရားနဲ့ယူသွမှုပါ။ငေါ့ရွာနှိထုတ်ရရလို့တဲလေးကိုပါမိရှုဖြက်စီးကြရပေါ့လေလို့ဒေါဆက်မှာရှိတဲ့တစ်ပင်တစ်ပင်ရဲ့အမြင်ရင်ထိုင်ကြရင်ထိပ်ပြတရွေးကိုတင်းတင်းစိတ်ကတုံညင်းစွာရွတ်ဆိုတယ်တသက်တာလုံးလူအများရဲ့နှိမ်ချခြင်းရွှရှာဆက်ဆုပ်ခြင်းကိုခံခဲ့ရပြီးတင်းကြိုင်ဆောင်ပွားနဲ့တကူရဲရှင်တန်ရက်တီခဲ့ရသူအတွက်ရခုကဲ့သို့အမိမြာနေထုတ်ခံရခြင်းနဲ့အမေအဖေတွေရဲ့အငွေးသက်ကြံခဲ့တဲငယ်လေးမိလောင်ပြကျသွားခြင်းဟာသူ့ကိုပို့ပြီးယူသွစေခဲ့ရက်ခေအားမိမက်ပြိုလေးရဲ့အလောင်းကိုတင်းမယုံမာခဲ့စိတ်ဆန္ဒနေရာမှာယခုခါတော့ထိကျရွာသူရွာသားတွေပေါ်ပြန်လဲလက်စားချေလိုတဲ့အမောင်ဖုံးလွှမ်းတဲ့ကြောက်မက်ွယ်မိတော်ကြီးကအစားထိုးဝင်ရောက်လာခဲ့ပြီးဒီရဲ့ချိန်ရဲ့တောဆက်လေတို့မှာအလွန်တရာအေးဆက်ပြီးတော်ရန်တရိတ်ဆန်တွေကဥဒအနေငှက်ဆိုးထိုးတန်တွေကပုံဝင်းချီတစ်ခုလုံးပြန့်နှံ့နေပါတယ်။ထိပ်ပြားစားစရာဘာမှမရှိပဲရေငတ်မှုတိတ်မှုနဲ့အတူတစ်ပင်ချီကျုပ်ကျုပ်လေးထိုင်ရုတ်တရက်ဝေးလျက်နဲ့တောဆက်လန်းပြီးလူတော်ရဲ့ခြေတန်းနဲ့အတူညှဉ်းညူတန်တဲ့ကြားရပါတယ်။ဟင်ဘသူခြေတန်းလဲ။သူကကြောက်လန့်တကြအနောက်ပဲလဲကြည့်စဉ်လာမင်းရဲ့အလင်းဟောင်ပြောအောင်ဒေါ်လန်အလျှောက်လာတဲ့အမျိုးသမီးငယ်တူရဲ့ပုံရိပ်ကိုလမ်းပြီးမြင်ရတယ်။ထိုမိမ့်မဲ့ပြိုလေးကညီနဲ့တဲ့အချိန်ဒေါ်လန်ကတစ်စစ်ချားရွာတရာကိုတကူရဲခီးနေလမ်းမကရောက်ရှိလာခြင်းမှာထိုမိမ့်မဲ့ပြိုလေးရဲ့ပုံစံကိုမြင်လိုက်ရချိန်ထိပ်ပြားရဲ့မှောင်မိုက်နေတဲ့မျက်လုံးတွေကတလန်းလဲတောက်ပြောင်ပြီးတော့သူ့ရဲ့ရှင်ဘက်ထဲမှာဖုံးကွယ်ထားခဲ့တဲ့တနာမီနဲ့လက်စားချေလိုတဲ့စိတ်ဆန္ဒတခါတည်းပောက်ကွဲထွက်လာတော့မဲ့အနေထားကိုရောက်ရှိသွားခဲ့ညီရရဲ့အေးဆက်ဆက်လေးတို့နဲ့တူတောဆက်လမ်းမပေါ်တကူရဲရှောက်လာနေတဲ့အမျိုးသမီးငယ်လေးကအသက်20ကျော်အရွယ်ရှိပြီးခီးဝေးသွားလာရတာကြောင့်ပင်ပန်းနွဲနေပုံမှာသူမရဲ့လက်ထဲအဝေးထုတ်ငယ်လေးတစ်ခုကင်ဆယ်ပြီးလမ်းမပြီးအီတိုဆက်ဘက်ရောက်ရှိလာခြင်းကြောင့်စိုးရိမ်ပူပန်နေတဲ့ပုံစံနဲ့ခြေလန်းတွေကိုအမြန်ဆုံးရှောက်လာခဲ့သစ်ပင်ကြီးရဲ့အမြင်ရင်ပုံအောင်နေခဲ့ထိပ်ပြားထိုမိမ့်မဲ့ပြိုလေးသူ့စီကိုတပြေးပြေးနီးကပ်လာအောင်မြင်လာရချိန်ရင်မထဲသွေးခုန်လုံးနဲ့ရုတ်တရက်မြက်ဆန်ပြီးရွာနေထုတ်ခံလိုက်ရပြီးစိတ်ထဲကြခြင်းကံတရားသူ့ရှိကိုဤကဲ့သို့သောတားကောင်တကူထပ်မံပို့ဆောင်လိုက်တဲ့ကဲ့သို့သူခံစားရဒီမိန်းကလေးဒီချိန်ဒီတော့ဆောဘာလာလောက်တာလဲဒါငါအတွက်တော့ငါရခွင့်ရေးပဲလို့ထိပ်ပြားရဲ့အုံနောက်ထဲယူသွတ်တဲ့အတွေ့ဆိုရလျက်စီလက်သွားခဲ့မိမက်ပြိုလေးထိပ်ပြားထိုင်နေတဲ့တပ်ပင်ရင်နာရောက်ရှိလာစဉ်မှောင်မိုင်းနေတဲ့အရေးတဲ့ခါကုန်းနေတဲ့ကြောပွေတဲ့လူတဝူရုပ်တဲ့ထားရလိုက်တာတွေ့ရကြောင်းအလန်တကြအော်ဟစ်ပါတယ်အဲ့မလေးသူကနောက်ကိုလက်ကအမြန်ဆုံးထွက်ပြေးရင်ပြင်ဆင်လိုက်တော့လဲအချိန်လုံးတရာနောက်ကျသွားခဲ့ပါပြီလက်သုံးချောင်းပူးနေတဲ့ကြမ်းတမ်းလာတဲ့လက်ကြီးရည်နဲ့တူထိပ်ပြားကသူ့ရဲ့ကိုလုံးလေးစီကိုအရှိန်ဦးနဲ့ခုတ်ဝင်ပြီးပါးစပ်ကိုအတင်းကျပ်ပိတ်ဆို့လိုက်တယ်ဟ
တိတ်နေစမ်းမအော်နဲ့လို့ထိပ်ပြအသက်တိုးကြောက်မက်ပွဲချင်းချောက်ပြီးတောဆက်အမဲဆက်ကြီးအောင်ရွာနေထုတ်ခံပြီးနောက်ပုံမူစိုးတန်ယူတို့လာခဲ့ထိပ်ပြရဲ့ပထမဆုံးသောရဲစဲရုံမာရဲ့တိုက်ခိုက်မှုစတင်ဖြစ်ပွားပြီးမိမဲပြိုလျက်ငွေကြေးတောင်းပန်တန်တွေနဲ့တုံရင်ရဲ့ခန္ဓာကိုယ်ကဒေါ်ရန်ဒရိဆန်ရဲ့ဥဒန်နေကြလုံးဝပြောက်ကွယ်သွားခဲ့ပြီးထီးကျရွာမြေကွင်းတောဆက်တင်ကွင်းမှာမတရားမှုရဲ့ဒုတိယမြောက်မိတောင်ကြီးထက်မှန်တောက်လောင်လာခဲ့တောဆက်လန်းဆောင်ရဲ့မောင်မိုက်တိတ်ဆိတ်တဲ့အရေးအောင်ရဲစဲရုံမှာမှုကျူးလွန်ခဲ့ပြီးထိပ်ပြရဲ့ရုပ်သွင်းတဲ့စိတ်နေသဘောထားရဲ့ခင်အားထက်ပုံမူကြောက်မက်ဖွယ်ကောင်းလာခဲ့ရွာတွေကအတ္တမနေထုတ်ခံရပြီးနောက်သူ့ရဲ့ရှင်နဲ့လူပေါင်းလောကပေါ်ထားရှိတဲ့တန်ရောစင်အကျွေးကြံဟုသမျှလုံးဝပြတ်တောက်ပြီးယခုအခါသူဘရာဇာဟောင်းတဦးမြတာမဟုတ်တော့ပဲဒေါ်ဆက်တခွင်ကျက်စားပြီးအခွင့်အရေးရနဲ့လူကျဲဝင်ဖောက်ပြမဲ့အမှန်တကယ်ကြောက်စရာကောင်းတဲ့တရိษံဆိုပြီးတကောင်ဖြစ်လာခဲ့ခီးသွားမိမ့်မပြောအားထိပ်ပြားရဲ့ရက်ဆက်ကြံကြုံတဲ့လက်ချက်ကြောင့်တောဆက်မှာရှိတဲ့သိပင်ချုံပုတ်တွေကြားအသက်ရှူမအောင်အရှက်တကွဲကျိုးနဲ့နင်းချီဖြက်စီးခဲ့ရပြီးသူမကြောက်လန့်တကြားနဲ့ငိုကြွေးကအတနာခံခဲ့တော်လဲခါကုန်းရဲ့ကျိုးဝီနဲ့သွေးစာနဲ့ထိပ်ပြားရဲ့ရက်ဆက်ရုံမှာစိတ်နှလုံးသားတဲ့ဂယူနာတရားဆိုတာလုံးဝမရှိခဲ့ပါဘူး။ရဲဟာပြီးဆုံးသွားချိန်ထိပ်ပြားထုံမိမ့်ပြိုလေးကိုတောဆက်ကအမြန်ဆုံးထွက်သွားရင်ချင်းချောင်းမောင်းထုတ်ပြီးမိမ့်ပြိုလေးကကြောက်လန့်တကြားငိုယိုပြီးရွာနဲ့ဝေးကအခြားလမ်းကြောင်းစီကိုအသက်လို့ကပြေးလွှားသွားရတော့တယ်။အဲ့လိုမိမပြိုလေးထွက်ခွာသွားပြီးရဲ့နောက်ထိပ်ပြားတောဆက်မှာရှိတဲ့တစ်ပင်တပင်ရဲ့အရင်မှာတကူရဲထိုင်ချပြီးမောဟိုင်းနေတဲ့အသက်ကိုပြင်းပြင်းရှူပါတယ်။သူရဲ့စိတ်ထဲရွာသူရွာသားတွေပေါ်လက်စားချေလိုတဲ့အာကာသမီးအောင်ပုံမတောက်လောင်ခဲ့။ငေါ့ကိုရွာနှိထုတ်တယ်ပေါ့။တဲလေးကမီးရှို့ပစ်ကြရပေါ့။မကြခင်ဒီရွာလူတွေအားလုံးငါရဲ့လက်ချက်နဲ့ငိုကြွေးရမယ့်အချိန်ရောက်လာလိမ့်မယ်လို့ထိပ်ပြားသွားတွေကိုတင်းတင်းကျိတ်ပြီးမိမိကိုယ်ကိုတိုးညင်းစွာရွတ်ဆိုပါတယ်။ဒါပေမဲ့အဲ့ဒီချိန်ထိကျရွာထဲမှာအခြားသောပြောင်းလဲတစ်ခုစတင်ဖြစ်ပွားနေပြီ။ထိပ်ပြားကိုရွာပြုံနေထုတ်ခဲ့ပြီးနောက်ရဲနှင်းငယ်ကြလာတဲ့အချိန်ရွာသူကြီးနဲ့ရွာသားတွေကတင်းချိုင်းကုန်းအတိတ်တပံပြန်လဲစီမံခက်ခွဲဆုံးဖြတ်ခဲ့ကြတယ်။ထိပ်ပြားမရှိတဲ့နောက်တင်းချိုင်းကုန်းမှာရုပ်အလောင်းဘသူကဆောက်ရှောက်မြေမျိုးရမယ်ဆိုတဲ့ပြဿနာရွာလူကြီးရဲ့အုံနောက်စဉ်းစားရကြက်စီပါတယ်။ပိုပြီးထူးဆန်းတာမိသူရဲ့အာသူဘနဲ့ပတ်သက်ပြီးရွာထဲမှာထွက်ပေါ်လာတဲ့ကောလာဟာလိုင်းနဲ့လေဝက်ချက်တွေသူဘရာဇာထိပ်ပြားလှုပ်ဆောင်ခဲ့ဖောက်ပြန်ရုံမှမှုရွာသက်ကြီးနဲ့ဦးဖေတန်တို့အပြုံမပေါကြအောင်တိတ်စိတ်ထိမ့်ထားတော့လေရွာထဲမှာရှိတဲ့အချို့သောလူငယ်ချို့ကတင်းချိုင်းဆက်မှာရှိတဲ့ပျက်စီးနေတဲ့မြေပုံတစ်ကိုတွားရောက်တွေ့ရှိခဲ့ရာတန်တရားမီတဖြည်းဖြည်းပြက်နေလာတယ်။ဦးဖေတန်သမီးပြိုလေးရဲ့ဝိညာဉ်ငြိမ်းချမ်းစေရအတွက်နေ့စဉ်နဲ့များဘုန်းကြီးကျောင်းတွားရောက်ပြီးကုသိုလ်ကောင်းမှုပြုလုပ်တော်လဲရင်ဘတ်ထဲမှာရှိတဲ့ဒေါသနဲ့နာကျင်မှုတွေဟာတစမ်းမှရောမသွားပါဘူး။သူဟာထိပ်ပြားကိုတောဆက်နေထုတ်ခဲ့အောင်မကအကယ်၍အဲ့ဒီကောင်ရွာဘက်ကိုတပံပြန်လဲတက်လာတယ်။အရှိမထားပဲလက်စားချင်အတွက်ဓာတ်ရှိတယ်လဲအိမ်မှာအစင်သေးဝတ်ထားပါတယ်။ဒေါ်ဆက်မှာပုံဟောင်းနေတဲ့ထိပ်ပြားနဲ့ရွာထဲမှာတန်တရားမီတွေတုံလုံးနေတဲ့ရွာသားတွေကြားတင်းမာမှုကြီးတစ်ခုအချိန်ကိုက်တိဆောက်လာပြီဖြစ်ရာနောင်လာမဲ့ရက်တွေမှာထိကြိုက်ရွာကြီးကဘက်လိုသောတဘာဝလုံးထိတ်လန့်စရာအဖြစ်ပြက်ကြီးနဲ့ထပ်မံရင်ဆိုင်ရတော့မှဘသူမှတတိမထားကြပါဘူး။ထိကြိုက်ရွာပြင်သိန်းချိုင်းကနေထုတ်ခံလာပြီးနောက်ပိုင်းဒေါ်ဆက်တက်ခွင်ကြောက်ကျက်စားနေထိုင်ခဲ့ထိပ်ပြားရဲ့ပုံစံကတာမန်လူသားတဦးရဲ့နန္ဒမိတ်ကိုကြော်လုံးပြီးတော်ရိုက်တလိဆန်ဆိုးတကောင်ရဲ့ဘဝကိုလုံးဝကူးပြောင်းသွားခဲ့ပါပြီ။ကျော်ကောင်ကကြီးမားလာတဲ့ပူကြီးလက်သုံးချောင်းပူးနေတဲ့ကြမ်းတမ်းတဲ့လက်တွေကြောင့်သူကနေကင်းဘက်ထူထက်မောင်မဲနေတဲ့တတော်ရဲ့အကွယ်မှာပုံအောင်နေတတ်ပြီးညရောက်တာနဲ့တပြိုင်နက်ရွာဆက်စီကိုတပြေးပြေးချီးကပ်လာခဲ့သူရဲ့စိတ်နှလုံးသားရဲ့ရွာသူရွာသားနဲ့ရွာသူကြီးရဲ့ပေါ်ထားရှိတဲ့အမုံတရားနဲ့လက်စားချေလိုရဲ့ယူသွမှုကနေ့စဉ်နဲ့များပုံမကြီးထွားပြီးအထူးသဖြင့်မိမိရဲ့တခုတည်းသောခို900တင်းငယ်လေးကိုမိရှို့ဖျက်ဆီးပြကြတယ်အဲ့ဒီပြုမှုတွေထိကျရွာရိုးတနေ့ကျရင်ပြန်လဲလက်စားချရမယ်ဆိုရဲအာဃာတမီဟာသူ့ကိုညီတိုင်းလို့အိမ်မပြောစီပဲဖြစ်နေစေခဲ့ထို့သောညတညနာမေးရတိန်နေကြပုံးခွေနေတဲ့ပုံဝင်းကြီးတစ်ခုလုံးအရေးမေးဖုံလန်းပြီးထိပ်ပြားတော့ဆက်လမ်းမတိုင်းခြေတမ်းမမြောက်ညီသက်စွာရှောက်လန်းရင်းနဲ့ထိကျရွာရဲ့ကျွေးတင်းကုတ်တွေအစွန်စွန်အင်ဂျီစီရောက်ရှိလာတော့တယ်။သူကရွာထဲဝင်ရောက်ပြီးတဆုံတယောက်ဖြစ်စီရင်ဒါမှမဟုတ်ရွာသားတွေကိုဒုက္ခပေးရန်အခွင့်အရေးချောင်းမြောင်းနေခြင်းမှာရွာထဲမှာရှိတဲ့အိမ်တွေကတကားတွေတင်းတင်းကြပ်ကြပ်ပိတ်ပြီးအိမ်မောကြပြီးတော့လဲအစွန်ဆုံးဘက်မှာရှိတဲ့ဥပေတန်နေစီကိုသူရဲ့မျက်လုံးတွေရောက်ရှိသွားခြင်းရင်ဘတ်ထဲမှာရှိတဲ့အမုံတရားကပုံမတောက်လောင်ခဲ့ဒီကဥပေတန်ရဲ့အိမ်ပဲငေါ့ရွာနေမောင်းထုတ်ဖို့အဓိကဥဆောင်ခဲ့အထဲမှာဒီကောင်လည်းတယောက်ပါဝင်မယ်လို့ထိပ်ပြားသွားတွေကိုတင်းတင်းကြိတ်ကညှိတွားတယ်။သူကဥပေတန်ရဲ့အိမ်ဝန်းဆက်မှာရှိတဲ့ဝါထင်ကန်နာတိတ်ဆိတ်တိုးဝင်ပြီးအိမ်တွေကထွက်ပေါ်လာတဲ့တက်ရှူတန်နဲ့လှုပ်ရှားတန်တွေကိုနားဆွင့်ပြီးအဲဒီချိန်အိမ်တွေကဥပေတန်ရဲ့တိုးညင်းတဲ့စကားတန်ချို့သူတားလိုက်ရတယ်။သမီးလေးဖေဖေမင်းတို့အမြဲတမ်းလက်စားချင်ဖို့စောင့်နေ။အဲဒီကောင်အရှင်မထားဘူးလို့တယောက်တည်းတိုးညင်းစွာပြောဆိုနေတဲ့ဥပေတန်ရဲ့အတန်ကို
ကြားလိုက်ရချိန်ထိပ်ပြားရဲ့နှကန်းတောက်ကြောင်မက်ပွဲကောင်းတဲ့ရက်ဆက်တဲ့အပြုံတစ်ခုပေါ်လာပါတယ်။ရွာသားတွေကသူ့ကိုနှင်ထုတ်တော်လဲသူကထီးကျဲရွာကြီးရဲ့အပြင်ဘက်မကရွာရဲထိပါချင်းချောင်းနိုင်စွမ်းရှိသူဖြစ်ကြောင်းပြသရတဲ့အတွက်ယခုချိန်ကစတင်ပြီးကြောက်စရာကောင်းတဲ့အကွက်တစ်ခုစတင်ဖန်တီးတော့ပါမယ်။ဦးဖေတန်ရဲ့အိမ်ဝင်ဆက်မှာရှိတဲ့ဝါထင်အကွဲမှာပုံဟောင်းနေတဲ့ထိပ်ပြားရဲ့စိတ်ထဲယူတော့တဲ့တွေတလဲစီပေါ်ထွက်ပြီးသူကဦးဖေတန်ရဲ့ညီးတွားတောင်ကြားလိုက်ရပြီးနောက်မိမိရဲ့အသက်အန္တရာယ်ကိုချင်းချောင်းနေသူဟာဦးဖေတန်ကိုယ်တိုင်ဖြစ်ကြောင်းရှင်းလင်းစွာသိလိုက်ရပါပြီ။အော်ငါ့ကိုတက်ချင်နေရလား။အေးမော်လေးမင်းသမီးလေးရဲ့အဖြစ်ကိုမျက်မြင်ကိုယ်တွင်မြင်ခဲ့ရအောင်။ဒါပေမဲ့မင်းမသိတာတကူကငါဟာတာမန်လူမဟုတ်တော့ဘူးဆိုတာပဲလို့ထိပ်ပြားသူ့ကိုယ်သူတိုးတိုးလေးရေရွတ်တယ်။သူဟာအိမ်ဝင်းတွင်ဝင်ရမကြိုးစားပဲအတောက်ကိုတိတ်တိတ်ဆိတ်ဆုတ်ခွာပြီးယခုချိန်ရွာထဲကိုဝင်ရောက်တောင်းကျမ်းရန်ကပညာမဲ့တဲ့လုပ်ရဖြစ်ကြောင်းသူကောင်းစွာနားလေ။သူရဲ့ပြင်မကဥဖေတန်တဦးတေးတာမဟုတ်ပဲသူ့ကိုအပြစ်ပေးပြီးရွာအနေထုတ်ခဲ့တဲ့ရွာသည်ကြီးနဲ့ရွာသူရွာသားအားလုံးမှာထိပ်ပြားတောဆက်ကိုပြန်လည်ရောက်ရှိလာချိန်တော့သူရဲ့အကြံစီကိုအသေးစိတ်စတင်ရေးဆွဲသူဟာထီးကျဲရွာရဲ့အားနည်းချက်ကိုကောင်းစွာသိပြီးရွာငယ်လေးရိုးရတလေးတော့အလုံးမေယုံကြည်ကိုးကွယ်ပြီးတဘာဝလုံးဖြစ်တဲ့ပေါ်ကြောင်းရင်ကြီးကြသူတွေပါအဲအားကြောင့်သူရဲ့လက်စားချင်မှုဟာရုပ်ပိုင်းဆိုင်ရာတက်ခတ်မှုတသက်မဟုတ်ပဲရွာသားတွေရဲ့စိတ်ပိုင်းဆိုင်ရာအကြီးကျယ်ထိတ်လဲချောက်ကြသွားမယ်နီလန်းမျိုးအသုံးပြုရသူဆုံးဖြစ်တယ်နောက်တနေ့နက်နက်ကင်ထီးကျဲရွာရဲ့ဒုစက်တဲ့တဲ့တကူစတင်ပြန့်နှံ့ပါတယ်ရွာရဲ့အစုံပြားမှာရှိအရေးရင်းဟောင်းအနီးလဲလဲဆက်ဆက်တက်ဖြတ်ထားတဲ့ဝက်တက်ကောင်ရဲ့ကောင်းတဲ့တူသွေးရည်ပေးချမ်းတဲ့အမျိုးသမီးအင်ဂျီတစ်ထည်ကိုတွေးရှိပြီးထိုအင်ဂျီကဘသူရဲ့အင်ဂျီမှမသိကြတော့လဲရွာသားတွေကြားအီယာကမကောင်းဆိုးအားတစ်ကောင်ရဲ့ချင်းချောင်းမှုဒါမှမဟုတ်ကျေးစာတစ်ခုဖြစ်ကြောင်းကောလာဟာလာထွက်ပေါ်ပါတယ်ရွာသည်ကြီးဥပထုံကထိုတဲ့တဲ့ကိုကြားရချိန်စိတ်လွန်တရားလေးလံပြီးသူကရေရင်းဟောင်းစီကိုကိုယ်တိုင်တွားရောက်စစ်ဆေးပြီးတဲ့နောက်ဤလုံရက်ကတာမန်ဒရိတ်ဆန်တစ်ကောင်ရဲ့လုံရမဟုတ်ပဲလူသားတဦးရဲ့ရည်ရွယ်ချက်ရှိရှိပြုလုပ်ထားခြင်းဖြစ်ကြောင်းကောင်းစွာရိပ်စားမိရဲ့ဒါကဘသူလုပ်ရလဲထိပ်ပြဟုတ်တယ်အဲ့ဒီကောင်ရွာနောက်ပြန်ရောက်နေတာတေးစားနေပြီထင်တယ်လို့ရွာသားကြီးကစိုးရင်တကြီးရေးရွတ်တယ်။ဒါပေမဲ့ရွာသားကြီးကဤတန်တရအောင်ရွာသားတွေကိုအတီလင်းဖွင့်ပြောရင်ဝင်လေးပြီးအကယ်၍ထိပ်ပြားပြန်ရောက်နေကြောင်းရွာသားရဲ့သိရှိတရွာလုံးအထိတ်တလန့်ဖြစ်ပြီးတော့အုပ်ချုပ်ရေးပါပြက်ပြားသွားနိုင်ကြောင်းသူစိုးရိမ်ပါတယ်။အဲအားကြောင့်သူကလုံခြုံရေးကိုရခင်ရတဲ့ပုံမတင်းကျပ်ရွာရဲ့ကင်းဆောင်လုပ်ငန်းကိုလေဝက်စွာညွှန်ကြားတယ်။ဒေါ်ဆက်မှာထိပ်ပြားမိမိရဲ့ပထမဆုံးသောချင်းချောင်းမှုအောင်မြင်သွားတာအဝေးကနေပြီးကျင်းနှဲစွာစောင့်ကြည့်နေခဲ့ပါတယ်။ရွာသားတွေရဲ့ကြောင်းရင်းတွေရဲ့မျက်နှာရည်နဲ့ရွာသူကြီးရဲ့စိုးရိမ်ပူပန်နေတဲ့ပုံစံဟာသူ့ရဲ့အမုန်းမျိုးပရိုမိုလောင်ကျွမ်းဖို့ဓာတ်စီလောင်ပေးလိုက်တဲ့ကဲ့သို့ဖြစ်ပြီးသူရဲ့ကြောင်းမက်ပွဲလက်စားချေမှုခီးစဉ်ဟာယခုမှစတင်ခြင်းမှာနောက်လာမယ့်ညတွေမှာထိကျရွာကြီးဟာမိကဲသို့သောအိမ်မက်ဆိုးနဲ့ထပ်မံရင်ဆိုင်ရတော့မှဘသူမှမခံမနိုင်ပဲရွာရဲ့အစွန်ဖျားမှရှိရေရီဟောင်းအနီးသွေးဆိုးနေတဲ့အင်ဂျီနဲ့ဝက်ကောင်းကိုတွေးရှိခဲ့ရဖြစ်ရဲ့ကြောင့်ထိကျရွာကြီးတွေ့ရလုံးနေချင်းညချင်းတုံလုံးခြောက်ချသွားပြီးတော့ရွာသူရွာသားတွေအားလုံးရဲ့စိတ်ထဲတာမယ်ဖြစ်ရဲ့တကူမဟုတ်ပဲမကောင်းဆိုးဝါးတကောင်ဒါမှမဟုတ်ရွာပြုံနေထုတ်ခံခဲ့ရတဲ့သူ့ဘရာစာဟောင်းထိပ်ပြရဲ့လက်စားချင်မှုဖြစ်ကြောင်းတူတူတိတ်တိတ်ပြောဆိုတော့တယ်ထိုရင်းညနေပိုင်းရွာသူကြီးဥပထုံကရွာရဲ့တိကလူကြီးနဲ့လုံခြုံရေးဆောက်လူငယ်ချို့မိမိရဲ့အိမ်ကိုအရေးပေါ်ခေါ်ယူပြီးလေဝက်ဆွေးနွေးပွဲတစ်ခုပြုလုပ်ပါတယ်။ကျုပ်တို့ရွာထဲမှာအခုဖြစ်ပျက်နေတဲ့ကိစ္စတွေကတာမန်မဟုတ်ဘူးဆိုတာခင်ဗျားတို့လည်းသဘောပေါက်လောက်ပါတယ်။အဲကောင်ထိပ်ပြရွာထဲကနေနေထုတ်ခံရတဲ့ပေမဲ့ဝေးရအောင်မသွားပဲတောဆက်မှာပုံအောင်ပြီးကျုပ်တို့ကိုချင်းချောက်နေတာသိကြတယ်လို့ရွာသူကြီးကတင်းမာလေးနဲ့တဲ့လေတန်းနဲ့အစည်းအဝေးမှာပြောကြတယ်။အစည်းအဝေးကိုတက်ရောက်လာတဲ့ရွာသားတွေရဲ့မျက်နှာတွေကစိုးရိမ်ပူပန်မှုတွေနဲ့ညှိုးယော်ပြီးတော့အထူးသဖြင့်သမီးပြိုလေးမေသူရဲ့ဖခင်ဖြစ်သူဦးဖေတန်းကမျက်နှာကိုတင်းတင်းမာမာဆုကြုံရင်ဓားရှည်ကိုကင်ဆွဲထားတဲ့လက်ကိုတင်းတင်းဆုပ်ထားတယ်။တကြီးဟာဒီကောင်ဒီတိုင်းလှုပ်ထားလို့လုံးဝမဖြစ်တော့မနေ့ကရေရင်းနောက်မှာလှုပ်သွားတာကျုပ်တို့ပထမဆုံးစိန်ခေါ်လိုက်တာနောက်တစ်ခါဘာတွေထက်ပြစ်လာမလဲမသိကျုပ်တော်ဒီညအစပြီးရွာဆက်မှာကိုယ်တိုင်ကင်းလက်မယ်အဲကောင်တွေ့ရတဲ့ကျုပ်လက်နဲ့ပဲရှင်းပြစ်မယ်လို့ဦးဖေတန်းတောင်းအောင်ကျိတ်ကအပြတ်သက်ပြောဆိုတယ်ရွာသူကြီးကလည်းဦးဖေတန်းရဲ့ဒေါသကိုနားလည်ပြီးငင်းဆန်ခြင်းမပြုဘဲရွာသားတွေကိုတုံးဖွဲ့ပြီးညဘက်မှာအလဲကျကင်းဆောင်အမိတ်ချမှတ်တယ်ရွာတဝိုက်မှာလက်ဆွဲတော်ဒုတ်တွေဓာတ်တွေနဲ့မိတိုင်တွေကိုအစင်သေးဆောင်ထားရင်ညှို့ကြတယ်ထို့သောရွာထဲမှာတင်းမာမှုတွေမြင့်တဲ့ချိန်ရွာနဲ့မလန်းမကန်းမှရှိတဲ့ထူထဲမင်းမောင်နေတဲ့ဒေါဆက်အစွန်တင်နေရာမှာထိပ်ပြားတစ်ပင်တစ်ပင်ကအခေါင်ပေါက်ကွယ်ထားရင်ရက်ဆက်ရုံမာတဲ့အပြုံးနဲ့ရွာဘက်စီလှည့်ကြည့်ရဲ့ကြောက်နေကြရေပေါ့လေရွာသားတွေနဲ့ဥဖေတန်းမင်းတို့ဘလောက်ပဲကင်းဆောင်ဘလို့ပဲဓားတွေကင်ငါရဲ့တစေ6တဲ့နီးလဲတွေကိုမင်းတို့တားဆီးနိုင်မှာမဟုတ်ဘူးလို့ထိပ်ပြားမိမိကိုယ်ကိုတိုးတိုးလေးရေရွတ်ပါတယ်ညီနဲ့လာနဲ့များတောဆက်မှာလေပြေလေညင်းတွေတိုက်ခတ်ပြီးပတ်ဝန်းကျင်တစ်ခုလုံးပုံမအေးဆက်တိတ်ဆိတ်လာတယ်ကင်းဆောင်နေတဲ့ရွာသားချို့ဟာရွာလမ်းမတွေနဲ့အစုံအပြားအိမ်တွေမှာမိဘုံကြီးပို့ပြီးတတိကြီးစွာနဲ့စောင့်ကြည့်တယ်။
သို့တော်ထိကျရွာကြီးရဲ့ကံကြမ္မာချင်းချောင်းမဲ့အမောင်တို့ရဲ့ဒုတိယလာကြီးကအဲ့ဒီညီရန်ရဲ့အရေးမမဲအောင်စတင်ခြေလန်းကျဲကြီးတွေနဲ့ဝင်ရောက်လာပါပြီ။တကောင်ရဲ့အချိန်ကိုရောက်ရှိလာချိန်တော့ထိကျရွာရဲ့အစွန်အဖျားလမ်းမတွေနဲ့ခြံစီရိုးဆက်တွေမှာရွာသားတွေကမိဘုံတွေပို့ပြီးတတိကြီးစွာကင်းလဲနေကြတယ်။အေးဆက်ဆက်လေလူတွေကင်းဆောင်နေကြတဲ့ရွာသားတွေရဲ့ခြေတန်းတွေနဲ့ညဘက်တရိတ်ဆန်တွေအတန်တွေကလွှမ်းမိုးပြီးရွာသူကြီးရဲ့အမေရအစွန်ဆုံးအိမ်တန်းဘက်အသက်20ကျော်ရွယ်လူငယ်နှုတ်ဖြစ်တဲ့ကျော်စိုးနဲ့ထေးလွင်တို့ဟာတခုတည်းအတူတကွကင်းဆောင်ပြီးလက်ကောင်းတွေလက်ထဲဒုံးရှည်တွေကိုကင်ဆွဲပြီးပတ်ဝန်းကျင်ကိုစူးစိုက်ကြည့်ရှုနေခဲ့သို့တော်နိုင်လက်တံတွေတပြေးပြေးရွေ့ရှာပြီးပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်လာနေမြမျက်စိတွေလည်းလီးလာပါတယ်ကိုကျော်စိုးကျုပ်တော်အိတ်ချင်လာသလိုပဲဒီညာတော်တော်အေးတာပဲလို့ထေးလွင်ကလက်ကိုပွေဒုံညင်းစွာပြောဆိုလိုက်ပါတယ်သတိထားစမ်းထေးလွင်ရွာသားကြီးပြောတာမင်းမေ့နေပြီလားအဲကောင်ထိပ်ပြဘယ်စီဘယ်နေရာထွက်လာမယ်မသိဘူးအာယုံမလွတ်သွားစေနဲ့လို့ကျော်စိုးကတားမြစ်ရင်မိဘုံပတ်စီအနေငယ်တိုးခဲ့တယ်ခဏကြာတော့ရွာဘက်ကတော့ဆက်ဘက်ဦးတီနေတဲ့လမ်းဆောင်အကွယ်ပဲထူဆန်းတဲ့တရှက်ရှက်မိတဲ့နဲ့တူတေကိုင်းကျိုးတန်တချို့အထေးလွင်ရုပ်တဲ့ကြားရတယ်သူကမျက်လုံးတွေပြူသွားပြီးတော့ထိုဘက်ကိုစူးစိုက်ပြီးကိုကျော်စိုးဟိုဘက်မှာဗာလဲပြအတန်ကြားလိုက်တယ်ထေးလွင်ကပြောဆိုရင်လက်ညှိုးထိုးပြပါတယ်ဟေ့ကောင်ခဏနေအောင်လို့ကြော်စိုးကဒုတ်ကိုတင်းတင်းဆုပ်ကိုင်းပြီးအရီရက်စီကိုချစ်တလန်းချင်းတိုးသွားရင်ပြင်ဆင်စဉ်ထူထက်မဲမောင်နေတဲ့ခြုံဘိုးကွယ်ကအရေးမေးတကူလျက်တပြက်ဖြတ်ကနေထွက်ပေါ်လာတော့တယ်ထိုစဉ်လာမင်းရတိမ်မဲရီကြခိတပေါ်ပြီးထိုအရေးမေးရဲ့ပုံစံကိုတီတီကြကြမြင်လိုက်ရအောင်ကြော်စိုးရဲ့ရင်ပတ်တဲ့ထိတ်လန့်သွားရပါတယ်ခါကုန်းနေတဲ့ကြီးမားတဲ့ကြောပူကြီးနဲ့လက်သုံးချောင်းပူးနေတဲ့ထိတ်ပြားရဲ့ရုပ်ဆိုးဆိုးကြီးဟိတ်ကောင်ထိတ်ကြော်စိုးပါဇက်ကအော်ကွေ့ပင်မရပဲတော်ဆက်ကခုံထွက်လာတဲ့ထိပ်ပြားလျက်စီးလျက်တကယ်ဆိုအရှိန်နဲ့ထေးလွေရဲ့အနာကိုရောက်ရှိပြီးလက်ဝါးကြီးနဲ့ပါဇက်ကိုအတင်းကျပ်ပိတ်ဆို့ပြီးထူထဲမဲမောင်နဲ့တော်ဆက်ပြီးဆွဲခင်ခေါ်သွားတော့တယ်။ထေးလွေဟဲ့ကောင်ထေးလွေကျော်စိုးအော်ဟစ်ရဲ့ပြေလွာလိုက်သွားတော့လေတော်ဆက်ရဲ့အရေးမဲကြီးတဲ့မြည်သည့်အရေးအောင်မှမတွေ့ရပဲလေလူတဲ့တိတ်ဆိတ်မှုကြံ့ရစ်ခဲ့ပါတယ်။မိဘအလင်းရောက်ဖြောအောင်ကျော်စိုးတယောက်တည်းတော်တော်ရင်းနဲ့ရှင်ရက်ကြံခဲ့ပြီးမကြမီပဲရွာထဲကအခြားကင်းဆောင်အပြေလွာရောက်လာကြတဲ့ကြီးကြရွာကြီးကကြောက်ဝက်ဖွယ်ကောင်းတဲ့ဒုတိယမြောက်အိမ်မက်ဆိုကြီးတဲ့တရဝင်ရောက်လာခဲ့ပါပြီ။ထေးလွေရောက်တဲ့ပျောက်ကွယ်သွားပြီးနောက်ထိကျရွာကြီးတစ်ခုလုံးညတဲ့ကောင်ရံမှာစူပွဲလောရိုက်ပြီးတော့ကျော်စိုးရဲ့အော်ဟစ်တန်ကြောင့်အနီးနားကင်းဆောင်ရွာသားတွေနဲ့ရွာသူကြီးနဲ့ဦးဖေတန်းတို့အပါအဝင်လူအုပ်ကြီးအားမိတို့တွေကိုကိုင်ဆောင်ပြီးတော့ဆက်ပြေးလွာရောက်ရှိတော့တယ်။သို့တော်ထိုနေရာမြင်တွေ့လိုက်ရအလုံးတရာတိတ်ဆိတ်တဲ့တောဟုတ်ကြီးနဲ့လေတိုးတန်တာရှိတော့တယ်။ထေးလွေရဲ့အရေးအောင်မှမတွေ့ရပဲကျော်စိုးပြောစမ်းဘာဖြစ်သွားတာလဲ။ထေးလွေဘယ်ရောက်သွားလဲ။ရာသူကြီးဥပထုံကကျော်စိုးရဲ့ပကုံဆွဲကင်ပြီးအလန့်တကြားမေးရဲ့ကျော်စိုးကကြောက်လက်လုံးပြီးတကူလုံးတုံရင်ပြီးစကယ်လုံးတွေမထွက်ပဲဒေါ်ဆက်ပတ်လက်ညှိုးထိုးပြတယ်။သက်ကြီးအဲ့ကောင်ထိပ်ပြကျုံမြဝါးတင်တွေ့လိုက်ရတယ်။ तू ထေးလို့ဆွဲခေါ်သွားတာလို့တုံတုံကြီးနဲ့ပြောရဲ့။ဥပင်တန်မျက်နှာဒေါသနဲ့ထိတ်လန့်မှုတွေပေါင်းဆက်ပြီးနေရဲလာခဲ့ပြီးသူဟာဓာရှိကိုမြောက်ကလိုက်ကြမယ်။ဒီကောက်အရှင်မဖမ်းနိုင်တာ။ငါတို့ရွာသားကိုပြန်ရှာရမယ်။ဒီညတော့ဒီကောက်အလုပ်ပေးလို့မရတော့ဘူးလို့အော်ဟစ်တယ်။ရွာသားဖွယ်ရမိထုတ်တွေနဲ့ဒေါ်ဆက်တလျှောက်လိုက်လံရှောက်ဖွေပြီးတိုးတော်ရွာသားတွေရဲ့အရှိပဲလူကြီးရာလမ်းမကြီးပေါ်ထူဆန်းတဲ့အမတ်သားတစ်ခုဥဖေတန်သွားရောက်တွေ့ရတယ်။သွေးဆက်တွေနဲ့ရေးဆွဲထားတဲ့သင်္ကေတတစ်ခုထိုသင်္ကေတရခင်ကသူတို့မမြင်ဘူးတဲ့သူ့ဘာရာစာတွေအတုံးပြူလေးရှိတဲ့ကျိန်းစာပုံစံမျိုးသွေးဆက်တွေကဒေါ်ဆက်အတွင်ပဲလမ်းကြောင်းပြသလျက်ရှိပြီးထိုလမ်းကြောင်းအတိုင်းအနေငယ်ရှောက်ဖွေလိုက်ရထေးလွေဝင်းစင်သားရဲ့အင်ဂျီကိုတစ်ပင်ကိုင်းတစ်ခုမှချိတ်ဆွဲထားပြီးထေးလွေရဲ့အသက်အနေနဲ့ပတ်သက်ပြီးအလွန်တရာစိုးရိမ်စရာဖြစ်လာပါတယ်။တကြီးကြည်စမ်းဒါထေးလွေအင်ဂျီအခြေအနေမကောင်းတော့ဘူး။ရွာသားတူငိုတန်ပိုင်းနဲ့ပြောတော့ထိုးချိန်ဝေးလန့်တဲ့ဒေါ်နဲ့တဲ့ထိပ်ပြားရဲ့ကျဲလောက်စွာအော်ဟစ်ရီမောတန်ကိုရွာသားတွေကြားရတယ်။မင်းတို့ရှာမတွေ့နိုင်ဘူးဒီရွာမိန်းမယောက်ျားအားလုံးတယောက်ပြီးတယောက်ငါလက်ထဲရောက်လာကြလိမ့်မယ်ဆိုတဲ့အတန်ကပဲ့တင်တက်ပြီးကြောက်မက်ဖွယ်ကောင်းပါတယ်ထို့တောင်ကြားလိုက်ရချိန်ရွာသားတွေနှလုံးသားပြင်းထန်စွာတုန်လှုပ်ပြီးထိပ်ပြရခဲရလိုကြောက်ရွံ့တက်တဲ့လူတယောက်မဟုတ်တော့ပဲရွာတစ်ခုလုံးကိုအိမ်မက်ဆိုးတွေပေးနေတဲ့မိစ္ဆာတကောင်လိုဖြစ်လာခဲ့ဖြစ်ကြောင်းသူတို့နားလေတော့တယ်ပြန်လဲကြစို့ရွာသူကြီးကအတန်တုံတုံနဲ့အမိတ်ပေးပြီးအခုလိုညဘက်ကြီးထက်မှန်ရှောက်ဝင်ကြီးကရွာသားတွေကိုပုံမအနေရှိစေမယ်ဆိုတော့ရွာသူကြီးအသက်တိလိုက်တယ်မနေ့ပြန်ကြမှာရွာသားတွေအားလုံးစူစီပြီးတရားလုံးနဲ့ထက်ရှာကြမယ်ဒီညတော့ရွာတွေကိုအမြန်ပြန်ဝင်ကြတော့ရွာသားတွေမိထုတ်တွေကိုတင်းတင်းကိုင်အင်းနေစီကိုအမြန်ပြန်ပြေးရတယ်ဒီကျရွာကြီးရဲ့ညဉ့်ရံကရခင်ကားတဲ့ပုံမောင်မိုက်အေးဆက်ပြီးအိမ်မက်ဆိုအရာအဆုံးတက်ရဝေးခွာနေရဲ့ကြောင်းအချက်ပေးပါတော့တယ်မနေ့ကရဲ့နေအောင်ကြီးကထိကျရွာအထိုးပေါက်ဝင်ရောက်တော့လေရွာသားတွေရဲ့စိတ်ထဲအမောင်တို့ကလွမ်းမိုးနေစေပါထေးလွေပြောက်ဆွဲသွားတဲ့ဖြစ်ရကရွာကိုတခါမှမကြုံဘူးစိုးရိမ်မှုနဲ့ဒေါသလိုင်းနေကြတွန်းပိုးလိုက်ပြီးရွာလေကွင်းပြင်မှာရွာတကြီးဥပထုံဦးဆောင်ပြီးရွာသားအလုံးစုဝေးနေရဲ့လူတိုင်းနေပါဓားလန်တုံးနဲ့ပေါက်ပြားရဲ့ကိုစီရှိပြီးဒီနေ့တော့အလုံးစုပေါင်းပြီးရှာကြမယ်
ထိပ်ပြားဆိုရဲ့ကောင်ဒီရွာနာလုံးဝထားလို့မရတော့ဘူးကျွေးရဲ့နေရာမှာအသေးဖမ်းမယ်ဒါဟာကျွန်တော်တို့ရွာရဲ့ဂုံသေးခါတွေတင်မကကျွန်တော်တို့ရဲ့အသက်ရှင်ရဲ့တင်မှုတွေအရေးကြီးရဲ့လို့ရွာသူကြီးကကျေလောင်စွာကြည်ညာရဲ့ရွာသားတွေကအဖွဲ့ငယ်ကြီးခွဲပြီးတောဆက်တလျှောက်ရှောက်ဖွေမှုတွေကိုစတင်နေဥပေတန်အဖွဲ့ကောင်းဆောင်တဦးအနေနဲ့တောနက်ပိုင်းစီဦးတီဗီလမ်းကြောင်းစူးစမ်းရှောက်ဖွေသူတို့တောတဲ့ဝင်ရောက်လာနေမြတောလီတူရဲ့တိတ်ဆိတ်မှုပိုပြီးတင်းမာပြီးငှက်တန်သားဟက်တန်နေမကြတော့ပဲလေတိုးတန်လွယ်ပြီးအရာအလုံးတိတ်ဆိတ်နေတတ်တယ်ရွာသားအဖွဲ့ကတောဆက်က4မိုင်ခန့်ဝင်းကွာနေရာရောက်အလွန်ထူးဆန်းတဲ့မြေခွေးတစ်ခုတွေ့ပြီးတစ်ပင်ကြီးတစ်ပင်ရဲ့ပင်စီမှာထေးလွင်ရဲ့အင်ဂျီကိုအပိုင်းပိုင်းဖြည့်ပြီးကပ်ပြီးထိုအင်ဂျီအောင်တစ်ကိုင်းတွေကိုပုံပြီးတော့ထူးဆန်းတဲ့အမတ်သားတစ်ခုမြေကြီးပေါ်ရေးဆွဲထားတယ်ကြည်စံဒါထိပ်ပြရဲ့လက်ချက်ရွာသားတို့ကတုံလုံးစွာပြောပြီးဥပေတန်အဲ့ဒီမတ်သားကိုစူးစိုက်ကြည့်ရဲ့ထိုအမတ်သားရှေးအောင်တင်ချိုင်းနေမှာအသုံးပြုလေးရှိရဲ့ကျင်းစာတားဆီးခြင်းတင်ခဲ့တာတစ်ခုနဲ့ဆင်တူပြီးဒါပေမဲ့ပိုရထူးဆန်းတာထိုပုံစံအလယ်မှာကြောက်တုံးငယ်တစ်ခုတင်ပြီးထိုကြောက်တုံးပေါ်လက်လက်ဆက်ဆက်သွေးဆက်တွေရှိနေခြင်းမှာသူကငါတို့ကိုချင်းချောင်းမကောက်ငါတို့ကိုတ냐စီခေါ်ဆွဲခေါ်သွားဖို့စူးစမ်းနေတာဖြစ်မယ်လို့ဥပေတန်တတိပေးရဲ့ထိုစီတောအတွင်ဘက်ကရုတ်တဲ့အတန်တန်ထွက်ပေါ်လာတယ်တဟီဆိုရဲလူရီတန်နဲ့တူတလုံးဟိုတန်နဲ့လည်းတူတဲ့ထူးဆန်းတဲ့အတန်တကူအရိတန်ရွာသားတွေရဲ့နောက်ကျောဘက်ကလာခြင်းမှာအားလုံးလည်းအလန့်တကြားနောက်ကိုလဲကြည့်လိုက်ကြရဲတိုးတော်ဘသူမှမတွေ့ရပဲအဲ့ဒီတစ်ပင်ပေါ်မှာလို့ရွာသားတို့ကအော်ဟစ်တယ်ရွာသားတွေရဲ့လက်ညှိုးထိုးပြတဲ့တစ်ပင်ပေါ်ထိပ်ပြောင်းမတွေ့ရတော့လဲထေးလွင်ရဲ့ဖက်နဲ့တစ်ဖက်ကိုတစ်ကိုင်းချိတ်ဆွဲထားတွေ့ရတယ်ထိုမြင်ကွင်းရွာသားတွေကိုပို့ပြီးဒေါသထွက်စေသလိုပို့ပြီးလဲထိတ်လန့်စေထိပ်ပြသူတို့ရဲ့နောက်ကွယ်ကအမြဲစောင့်ကြည့်ပြီးသူတို့ရဲ့စိတ်ကိုကစားနေမယ်ရှိမိရဲ့ဒီကောင်ကတော်ရဲပုံးနေအောင်မဟုတ်ဘူးဒီတော်ကြီးတစ်ခုလုံးသူ့စိတ်ကြိုက်ကစားနေတယ်လို့ပဲလို့ရွာသူကြီးကတိုးညင်းစွာပြောတယ်ရွာသားတွေကစူစီပြီးရှေ့ကိုဆက်တိုးရင်စူးစားတော့လဲတော်ရဲရှုပ်ထွေးနေတဲ့လမ်းကြောင်းတွေကြောင့်အချိန်ကြာလာရင်လည်းအဖွဲ့တွေကွဲလို့သွားမဲ့အနေရရှိပြီးထိကြိုက်ရွာရဲ့ဒေါသနဲ့သူ့ဘာရာဆိုင်ယူသွမှုကတောနဲ့ကြီးတဲ့အချင်းချင်းအကျိတ်နဲ့ရှင်းပြနေပြီးညနေဆောင်လာနေများတောထဲမှာအိမ်မက်ဆိုးတွေပုံမပေါ်ထွက်လာတော့မဲ့အငွေတက်ကဆိုမိုးပြီးနေဝင်ရီတရောအချိန်ကိုရောက်ရှိလာချိန်တောနဲ့ကြီးထဲမှာရှိရဲ့လေတူဟာအလွန်တရာအေးဆက်သွားတယ်ရွာသားတွေကအပွဲလိုက်စူစီထားတော့လေတော်ထဲမှာရှိတဲ့ဝယုံနေတစ်ပင်ကြီးရဲ့အရေးတရားပုံသဏ္ဍာန်မျိုးမျိုးပြောင်းလဲနေရကြောင်းစိတ်ထဲမသက်မသာဥပေတန်ရှေ့ဆုံးကဦးဆောင်ရင်တော်လန်တခြားစူးစမ်းပြီးရုတ်တဲ့သူ့ခြေထောက်အောက်အရာဝတ္ထုတစ်ခုကိုနေမိသလိုဖြစ်တာကြောင့်ငုံကြည့်ပြီးလက်ကောင်းကလူတဝရဲ့သပင်ဆုလိုက်ကြီးဖြစ်ပြီးထိုသပင်ကိုမြင်လိုက်ရချိန်ဥပေတန်ရဲ့နှလုံးခုန်တန်ရက်တန့်သွားတဲ့ကလေးကိုခံစားရတေးကြတာထေးလွေရဲ့သပင်တွေကလွယ်ပြီးတခြားမဖြစ်နိုင်ပါဘူးအားလုံးရဲ့အရှိမတခုရှိနေဥပေတန်အတန်တူနဲ့တတိပေးသူတို့ရဲ့အရှိဘက်မှာထိုးစမ်းတဲ့လမ်းကြောင်းငယ်တစ်ခုပေါ်ပြီးထိုလမ်းကြောင်းကရခေအားသူတို့မမြင်ဘူးတဲ့လမ်းဖြစ်ပြီးဘေးတစ်ဖက်တစ်ချက်ဆွေးမြေတော့မဲ့လူရိုးစုတွေကိုစနစ်တကျစီစဉ်ထားတယ်ထိုရိုးစုတွေရဲ့အလဲပဟိုမှာထင်းလွေရဲ့အင်ဂျီစာတစားနဲ့အလံတပွဲချိတ်ဆွဲပြီးထိုအင်ဂျီအလဲမှာသူ့ရဲ့နဲ့ရေးသားထားတဲ့စာနယ်တစ်ခုမင်းတို့ရဲ့ရွာကိုငါပြန်သိမ်းပိုက်မယ်စားတော့မြင်လိုက်ရချိန်ရွာသားရဲ့ကြားထိတ်လန့်တန်တွေထွက်ပေါ်တယ်။ဒါဘာကိုဆိုလိုတာလဲလို့ရွာသားတို့တုံလုံးစွာမေးပြီးရွာတကြီးဥပထုံအားထိုးသွေးစွန်းနေတဲ့စားတောင်ကြည့်ပြီးမျက်နှာပြက်တယ်။ဒါဟာချင်းချောက်မှုတသက်မဟုတ်ဘူး။သူကငါတို့ရဲ့ရွာကိုတိုက်ခိုက်ဖို့ကြိုတင်ပြင်ဆင်နေရပဲ။ဒီရိုးစုတွေကသူဒီတော်ထဲမှာတယောက်တည်းမဟုတ်ဘူးဆိုတာပြနေရပဲ။သူအတွေးတွေကိုဖွင့်ဟိုင်းထိုစဉ်တော်တွေဟာတစ်ဖက်ပြန်ပြီးရှိတဲ့တန်တဲ့ထွက်ပေါ်ပြီးသို့တော့ယခုတစ်ချိန်ရှိတဲ့ဟာတနေရာရဲမဟုတ်ပဲတော်ဆက်တဝိုင်ပဲ့တင်ထက်တာဖြစ်ပြီးထိပ်ပြားတယောက်တော်နဲ့ထဲမှာရှိရဲ့တစ်ပင်တွေကူတွေမြည်သေးနေရမှာပုံအောင်နေအောင်ဘယ်သူမှမသိနိုင်တော့ပါဘူးဟဲ့ကောင်တွေကြောက်နေနဲ့အလုံးဝိုင်းထားကြသူပုံတဲ့နေရာကိုရှာရမယ်လို့ဥပေတန်အော်ရင်ဓာတ်ကိုမြောက်တယ်သို့တော်ထိုအချိန်တော်လည်းအနောက်ဘက်ရုတ်တဲ့အလင်းရောင်တစ်ခုတောက်ပါတယ်သူငါတို့အားလုံးကိုဖျားယောင်းပြီးဒီနေရာကိုခေါ်လာတာပဲလို့ဥပေတန်တတိပြုမိရဲ့သူဘာရာစာထိပ်ပြားရဲ့လက်ကွက်တွေကယခုအခါရွာသားတွေတာမကသူတို့ရဲ့စိတ်သက်တွေကိုပါတိုက်ခိုက်နေပြီဖျားရွာသားရဲ့အနေနဲ့မိတို့အသက်ရှင်ကြော်ပြတ်နိုင်ပါလေတောနဲ့ကြီးထဲမှာရှိရဲ့လေတူကအလွန်တရာအေးဆက်တိတ်ဆိတ်ပြီးပြီးတော့တည်းရဲ့အလင်းရောင်ကတပြေးပြေးမိန်ဖြော့ကပတ်ဝန်းကျင်ကိုအမောင်တူကပို့ပြီးစိုးမိုးလာတယ်တကြီးမိတို့တွေလည်းမကြခင်ငင်းကုန်တော့မယ်ကျုပ်တို့ဘလို့လောက်ကြမလဲရွာသားတို့ကတုံလုံးချောင်ချောင်ဆိုအော်ဟစ်ပြောတယ်ရွာလူကြီးဥပထုံကဘလို့ပြောရမှန်းမသိထိုစဉ်ရွာသားတွေနဲ့ခက်လန်းလန်းတစ်ပင်ကိုင်းတစ်ခုပေါ်မှာအရင်မဲတကူကပြုတ်ကျလာတဲ့ကဲသို့အောက်ကိုခုန်ချတယ်ထိုလူကအခြားသူမဟုတ်ကြောပူကြီးနဲ့ခါကုန်းနေပြီးလက်သုံးချောင်းပူတဲ့သူ့ဘရာစာထိပ်ပြအကုန်လုံးထိတ်လန့်တဲ့ကြားလှမ်းကြည့်ပြီးဟဲ့ကောင်ထိပ်ပြမေမေထေးလျုံဘမဖွက်ထားလဲပြောစမ်းလို့ဥပေတန်ဓာရှိကိုဆွဲထုတ်ကဒေါသကြီးအဟိန်ထိပ်ပြားစီကိုအပြေးလောင်ဝင်ရောက်တယ်။သို့တော်ထိပ်ပြားရွာသားတွေထင်မှတ်ထားတဲ့ကဲသို့ထွက်ပြေးရမကြိုးစားပဲတောနဲ့ထဲမှာရှိတဲ့တစ်ပင်တစ်ပင်ရဲ့အခေါင်းပေါက်နောက်ဘက်လျက်တစ်ပြက်တွေတိုးဝင်ပြီးပျောက်ကွယ်သွားခဲ့။အဲနောက်သူဝင်သွားတဲ့အထဲကနေအတန်တန်ထွက်ပေါ်လာတယ်။
လာခဲ့ကြလေမင်းတို့ရှာနေတဲ့ကောင်လေးကဒီမှာရှိရဲ့လို့ထိပ်ပြားရဲ့တန်ဟာဒေါ်ဆက်တက်ခွင်ပဲ့တင်ထက်သွားသလိုရွာသက်ကြီးနဲ့ဥဖေတန်တို့ပောင်ဝင်ရွာသားတွေကနောက်မဆုတ်ပဲအာမန်တင်ပြီးတစ်ပင်ခေါင်းပေါက်စီကိုဓာတုတ်တွေကင်ဆွဲပြီးတလန်းကြီးတိုးဝင်သွားတယ်။ထီးချိုက်ရွာရဲ့ကံကြမ္မာကိုဆုံးဖြတ်ပြီးမယ်နောက်ဆုံးတော့အလဲပြောင်းစီကို၎င်းတို့တပြေးပြေးနီးကပ်ပါပြီ။ရွာသားတွေတစ်ပင်ကြီးရဲ့အခေါင်ပေါက်ဝါရောက်ရှိတဲ့အသက်ရှူတန်တွေရက်တန့်သွားမတဲဖြစ်ကုန်ပြီးအပြင်ဘက်ကကြည့်ရင်တာမန်တစ်ပင်ဟောင်ကြီးလို့ထင်ရတော့လေအထဲဝင်ရောက်ကြည့်ချိန်လုံးဝထူးခြားတဲ့မြင်ကွင်းတစ်ခုတွေ့ရပါတယ်။တစ်ပင်ရဲ့အခေါင်ပေါက်ကျဲဝင်ပြီးအတွင်းပိုင်းရှေးအောင်တင်ချိုင်းကူတစ်ခုရဲ့အတွင်းတက်တန်ရှိပြီးနိုင်ရန်နေမှာလူအယိုးတွေအဝိစာစုပ်တင်တဲ့ထူးဆန်းတဲ့အမှတ်တောင်စနေတကြစီစီတက်ထားတယ်။ထိုအခေါင်ပေါက်ရဲ့ဗဟိုချက်မှာထေးလွင်ကလက်နဲ့ဖက်ကိုကျိုးတိုးခံပြီးတတိမိလျက်သားလင်းလျောင်းပါတယ်။ထေးလွင်ဟဲ့ကောင်ထေးလွင်လို့ကျော်စိုးကအလန့်တကြားဟွေအထဲကိုဝင်ရင်ပြင်တော့ဥပေတန်ကသူ့ကိုချက်ချင်းဆွဲထားနေအောင်ကျော်စိုးဒါထောင်ချောက်ဖြစ်နိုင်တယ်တတိထားထိုစဉ်အမောင်တို့တွေကထိပ်ပြားရဲ့တဟားရီမောတန်ဟာတစ်ပင်ရဲ့အခေါင်ပေါက်တွင်ပဲ့တင်ထပ်ပြီးထွက်ပေါ်တယ်လာကြလေငါရဲ့အိမ်လေးတွေကိုဖိတ်ခေါ်ပါတယ်ဒီနေရာမင်းတို့အတွက်နောက်ဆုံးခီးလန်ဖြစ်လိမ့်မယ်အထဲမှာမိဘုံကလေးတကူပို့ထားကြောင်းအလျောင်ရနေရဲ့ရွာသားတွေကကစားနေခြင်းမှာရွာသူကြီးဥပထုံအခြေအနေကိုလေးလာပြီးဥပေတန်ခမရထေးလွင်ကိုသွားခဲ့ကျန်တဲ့သူတွေကငါနောက်ကဝိုင်းထားပြီးဒီကောင်အပြင်ဘက်မထွက်နိုင်အောင်လုပ်ရမယ်လို့အမိတ်ပေးဥပေတန်ဓာတ်ကိုတင်းတင်းဆုပ်ပြီးတတိရှိရှိနဲ့ထေးလွင်ရှိရဲ့စီကိုတိုးသွားတယ်ဒါပေမဲ့ထေးလွင်ရဲ့အနောက်ရောက်ခံနေအထက်ကရုတ်တဲ့အရာဝတ္ထုကိုပြုတ်ကြပြီးလက်ကောင်းကအချာမဟုတ်ထေးလွင်ရဲ့လက်ကောက်ဝက်မှာအမြဲလိုပတ်ထားတဲ့ပရိစေးတွေဖြစ်ပြီးထိုပရိစေးပြုတ်ကြတဲ့တပြိုင်နဲ့တစ်ပင်ရဲ့နံရည်နေကလူအယိုးတွေတစ်ခုချင်းပြုတ်ကြပြီးရွာသားတွေပါထိခိုက်မိကုန်တော့တယ်ဟေးဘာမှမဖြစ်ဘူးအားလုံးတတိထားကြငါတို့လူများနဲ့လှုပ်ရှားလို့တစ်ခေါင်းကြီးမခတ်နိုင်တာဖြစ်လိမ့်မယ်ရွာလူကြီးကတတိပေးလိုက်အဲနာဥဖေတန်ရှေ့ကိုဆက်တိုးပြီးထေးလင်ကိုလှမ်းဆွဲခြင်းအမောင်တွေကထိပ်ပြားဓမြောင်တလက်ကိုကင်ဆွဲပြီးဥဖေတန်နောက်ကျောအရှင်ပြေးစွာနဲ့ခုန်ချတယ်။ဥဖေတန်ကအသက်အန္တရာယ်နဲ့ရင်ဆိုင်နေရပြီဖြစ်ရာထေးချိုက်ရွာရဲ့နောက်ဆုံးတိုက်ပွဲကတစ်ပင်ဟောင်ရဲ့အကောင့်ပေါက်တွင်အကျိတ်နဲ့စတင်ဖြစ်ပွားတော့တယ်။တစ်ပင်ကြီးရဲ့ကျဲဝင်လာတဲ့အကောင့်ပေါက်တွင်ထိတ်လက်ဝဲအယိုးစုနဲ့တူအသက်ရှူမှလောက်စရာတင်းမောင်မူရဖုံးလွှမ်းတယ်။အမောင်တို့လည်းဓမြောင်တလက်ကင်ပြီးခုန်ချလာတဲ့ထိပ်ပြားရဲ့ရွယ်ချက်ကဥဖေတန်ရဲ့အသက်ကိုနှုတ်ယူရမှာတတိထားဥပေတန်လို့ခက်လန်လန်းကရွာသူကြီးဥပထုံကကျဲလောင်စွာအော်ဟိတတိပေးအဲဒီတန်ကြောင့်ဥပေတန်အချိန်မီပြန်လှည့်ပြီးတတိထားဥပေတန်ခက်လန်လန်းကရွာသူကြီးဥပထုံကျဲလောင်စွာအော်ဟိတတိပေးရောအဲဒီတန်ကြောင့်ဥပေတန်ချိန်မီပြန်လှည့်လိုက်နိုင်ပြီးလက်ထဲအားဓာရှိနေထိပ်ပြားရဲ့ဓမြောင်အပြင်းထန်ခုခံကာကွယ်ချွန်ကနေမိတန်တဲ့သူဓာချင်းထိခိုင်းမိရဲ့မိဘရဲ့ထွက်ပြီးထိပ်ပြားရဲ့မျက်လုံးတွေဟာသွေးဆိုးနေတဲ့ကဲသို့หนีရဲပြီးတော့ခါကုန်းနေရဲ့ကြောပွေနဲ့တူသူရဲ့ခုံအားတာမန်လူတအုပ်တဲ့ပုံမအံ့အားတင်ပွဲကောင်းလောင်ကြီးမားပါတော့တယ်။မေငါ့တမျိုးပါဖြက်စီးခဲ့ခွေးကဒီနေ့တော့မင်းနဲ့ငါတယောက်တည်းတယောက်ရှင်ပဲကွာလို့ဥပေတန်ကသွားတွေကိုတင်းတင်းကျိတ်ကဒေါသကြီးအော်ရင်တောက်အပြင်းထန်ထိုးသွင်းပါတယ်။ဒါပေမဲ့ထိပ်ပြားလေးတစ်ပြည့်ရှောင်းတိန်နိုင်တာကြောင့်ဥပေတန်ဓာချက်ကတစ်ပင်နေအောင်ထိပြီးတစ်စရီလွှင့်ထွက်ခဲ့ထိပ်ပြားယူသွနေသူတယောက်ပေါ်မှာတဟားအော်ယူပြီးမင်းသမီးလေးတွေမကောက်ဘူးကွာချောချောလာလာမိန်းကလေးမှန်သမျှငါလက်နဲ့တယောက်မှမလွတ်ဘူးဆိုတာမင်းကောင်းနဲ့မြဲမြဲမှတ်ထားလိုက်အယူတယောက်လိုအော်ပြောလာတယ်ထို့စဉ်သတိမေ့မျောနေစေဖြစ်တဲ့ထေးလွေရဲ့နာကိုရောက်ရှိလာတဲ့ကြော်စိုးနဲ့အခြားရွာသားတွေကအခွင့်အရေးကိုတုံးချပြီးထေးလွေရဲ့ကြိုးတွေကိုအမြန်ဆုံးဖြည့်ပေးပြီးအပြင်ဘက်အမြန်ဆွဲထုတ်ပါတယ်တကြီးထေးလွေကိုရပြီးအပြင်ထုတ်သွားကြစို့လို့ကြော်စိုးကအော်တော့ရွာတကြီးဥပထုံကမိထုတ်ကိုကြိုက်ဆွဲကအထဲကိုပုံမဝင်တိုက်ပြီးဥပေတန်အပြင်ထွက်ခဲ့တော့ဒီတစ်ပင်ကိုမိရှို့ပြမယ်အဲကောင်ထားခဲ့ပြီးအမြန်ပြန်ထွက်တော့လို့အမိတ်ပေးရဲ့ဥပေတန်ထိပ်ပြားအောင်နောက်ဆုံးတစ်ချက်အားကုန်ကန်ထုတ်ပြီးအပြင်ပေါက်အမောတကောပြန်ဆုပ်လာခဲ့ထိပ်ပြားတစ်ပင်ခေါင်းပေါက်ကြီးရဲ့မှာတရားနေငင်နဲ့လဲကြရရွာသားတွေရဲ့တဲငယ်လေးကိုမိရှို့ပြက်စီးခဲ့စဉ်အားကဲ့သို့ဒေါသအမုန်းတရားတွေကသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးပုံမလောင်ကျွမ်းလာစေပါတယ်ရွာသူကြီးအချက်ချင်းအနီးနာ6သွေးနေတဲ့တစ်ကိုင်းနေနဲ့ရွှေ6တွေပေါ်တစ်ပင်ခေါင်းပေါက်ကပုံထားစီပြီးမိတုံနဲ့အစပြိုးကမိရှို့ရယ်တရဟောတောင်းလောင်လာတဲ့မိတောက်တရားတစ်ပင်ဟောင်းကြီးအတွင်းပိုင်းစီကိုလဲတစ်ပြက်တွေပြက်နေရာထီးချိုင်းရွာရဲ့ရာဇဝဲမှာအဆိုးရွားဆုံးဖြစ်ခဲ့သူ့ဘာရာဇာရဲ့နောက်ဆုံးခို900ဌာနကြီးမှာမိဟုံတောင်းလောင်လာတော့တယ်အချိန်မြင်းမြင်းတောင်းလောင်တဲ့မိတောက်တွေကတစ်ပင်ဟောင်းကြီးရဲ့အခေါင်းပေါက်တွေလဲတစ်ပြက်တွင်ပြက်နေပြီး6သွေးနေတဲ့တစ်သားရည်နဲ့နေပေါင်းများစွာစုပုံနေခဲ့တရွယ်6တွေကြားမိညိုအားပုံမအချိန်ပြင်းပြီးအပြင်ပန်းမိကိုတွေတရဲဟောထွက်လာပါတယ်ရွာသားတွေအားလုံးမိတောက်ကျိုးအလံတကြားငေးကြည့်ရင်ထေးလွင်ကိုဘေးကအောင်ဆွဲထုတ်ပြီးထေးလွင်အားတတိယပြီးဖြစ်ကတကူလုံးတုံယူပြီးကြောက်လက်နေတဲ့မျက်နှာနဲ့မီးလောင်နေတဲ့တစ်ပင်ပန်းလက်ညှိုးထိုးပြရဲသူ
သူအဲ့ထဲမှာရှိသေးရဲ့ထိပ်ပြကျုပ်ကိုဖန်ဆွဲပြီးအဲ့ထဲမှာချုပ်ထားတာထေးလွေကအတန်တုံတုံနဲ့ပြောတယ်ဥပေတန်ကဓာတ်ရှိကိုတင်းတင်းကင်ပြီးမီးလောင်နေတဲ့တစ်ပင်ရဲ့အနီးကိုတော်ပြီးဒီကောင်ဒီတက်ကတော့လွတ်မသွားစေအောင်ငါတို့ရဲ့ရွာကိုဒုက္ခပေးသမျှဒီမီးထဲမှာပဲအဆုံးသက်ရမယ်လို့ဒေါသကြီးအော်ဟစ်တယ်ဒါပေမဲ့မီးတောက်တဲ့အလွန်တရာပြင်းထန်လာချိန်တစ်ပင်ရဲ့အဓိကပင်စီကြီးကမီးတန်ကြောင့်အလဲအားကွဲသွားပြီးလဲကျလာခဲ့ရွာသားတွေအားလုံးအလန့်တကြားနောက်ကိုဆုပ်ပြီးမိခိုးတွေကင်းစင်သွားတော့စောင့်ကြည့်ပြီးမိခိုးတွေလွင့်ပြဲပြီးရဲ့နောက်တစ်ပင်ပြိုကြီးရဲ့နေရာမှာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ရွာသားတွေအားလုံးအံ့အားသင့်သွားတယ်။ထိပ်ပြားရဲ့ယုံလောက်မတွေ့ရပဲတစ်ပင်ရဲ့အောက်ခြေမှာရှိတဲ့လေဝက်မြောင်လမ်းငယ်တစ်ခုရဲ့အပေါက်ဝပွင့်ထက်နေရာကိုတွေ့လိုက်ရပါတယ်။မြေအောင်လဲဒီနေရာမှာဒါမျိုးရှိရလားလို့ရွာသားကြီးဥပဒေအံ့ဩတုံလုံးစာရေရွတ်တယ်ထိပ်ပြားတရားမီးမလောင်မရထိုမြေရောက်လန်တစင်တောနဲ့ထဲလွတ်မြောက်သွားခဲ့ဖြစ်ကြောင်းလက်ကောင်းတို့သဘောပေါက်လိုက်ပြီးရွာသားတွေရဲ့မျက်နှာပေါ်စိုးရိမ်ပူပန်မှုကတပံပြန်လည်ထွက်ပေါ်လာပါတယ်။ထိပ်ပြားအသေးဆုံးသွားခြင်းမရှိပဲယခုကပုံမကြောက်စရာကောင်းတဲ့တောနဲ့ထဲကိုထွက်ပြေးလွတ်မြောက်သွားပြီဖြစ်ထီးကျရွာရီတွေအနေရပြီးဆုံးသွားခြင်းမရှိသေးကြောင်းသိလိုက်ရပါတယ်။မီးလောင်ပြကြသွားတဲ့တစ်ပင်ရဲ့အောက်ခြေမှာပွင့်ထက်နေတဲ့မြေအောင်လန်းငယ်လေးကအဝအနေပြီးစူးရှအေးဆက်တဲ့လေလူတကအပြင်ဘက်တိုးထွက်လွင့်ပြန်လာရွာသားတွေကမိတုပ်တွေကိုမြောက်ကင်ပြီးထိုးပေါဝအံဩတုံလုံးစွာဝိုင်းအောင်ကြည့်ပြီးတော့နေပေါင်းများစွာထိကျရွာပြင်တင်းချိုင်းကုန်းဆောက်ရှောက်ပြီးယူသောမိုင်မမှုလမ်းကြောင်းပေါ်ရောက်သွားတဲ့ထိပ်ပြားမှာဤကဲသို့သောလေဝက်မြောင်လန်းတစ်ခုရှိမယ်လို့ဘယ်သူမှမခံမှန်းမိပါဘူး။တကြီးဒီမြေအောင်လန်းဘလို့ရောက်လာဒီကောင်ဘလို့လုပ်ပြီးဒီလိုနေရာမျိုးသိရလဲ။ကျော်စိုးကလက်ထက်အတုပ်ကိုတင်းတင်းကင်ပြီးစိုးရင်တကြီးမီရောရွာသူကြီးဥပဒေကမြောင်လန်းဝစီကိုမိတုပ်ကိုထိုးသွင်းကအခြေအနေကိုစူးစမ်းပြီးတပ်ပြင်းချတယ်။ဒီမြောင်လန်းဟာရှေ့ခေတ်ကလေးရှိခဲ့လေဝက်လန်းကြောင့်တစ်ခုဖြစ်လိမ့်မယ်။ထိပ်ပြဒီနေရာကိုခွင်ကောင်းယူပြီးငါတို့မျက်စိကိုရမှာပုံအောင်နေကြရ။ဥပေတန်ဘေးကနေပြီးမျက်နှာထားတင်းတင်းနဲ့ဓာတ်ရှိကိုမြှောက်ပြီးဘဲသွားဒီကောင်အရှင်လွတ်ထားလို့မဖြစ်တော့ဒီမြေရောက်လန်းနဲ့ဝင်ပြီးဒီကောင်ရဲ့စက်သိန်းကိုအခုပဲရှင်းရမယ်လို့ပြတ်သားရဲ့လေတန်းနဲ့ပြောပါတယ်။ဒါပေမဲ့ရွာသူကြီးကဥပေတန်ရဲ့ပကုံဆွဲထားတယ်ခဏနေအောင်ဥပေတန်မြေရောက်ထဲမှာဘာတွေရှိနေလဲမသိရအောင်အခုလိုအမောင်တွေကိုလူရင်းအားနဲ့ဝင်သွားတာအန်တရင်များတယ်ပထမဆုံးထေးလျုံရွာဘက်ကိုပြန်ပို့ကြစို့ပြီးမှလူရင်းအားပြင်းနဲ့ပြန်လာစစ်ဆေးမယ်လို့တားမြစ်တယ်ရွာသားတွေကရွာသူကြီးရဲ့စကားကိုထောက်ခံပြီးတတိကြီးစွာထိုနေရာဆုတ်ခွာလာခဲ့သို့တော်မြောက်လဲအန်တန်တက်ကအလွန်တရာအောက်တိုးနဲ့ရောနှောအကြောင်းလက်ကောင်းတို့ရဲ့စိတ်နှလုံးထဲတုံလုံးမှုတကူအမြင့်တွယ်နေစေပါရွာကိုပြန်လဲရောက်ရှိချိန်ထိကျဲရွာရဲ့တကူလုံးပုံမတင်းမာပြီးထေးလွေဟာအသက်ပေးရလုံးမြောက်လာခဲ့တော်လဲစိတ်ပိုင်းဆိုင်ရာထိတ်လန့်မှုကြောင့်စကားပင်ကောင်းစွာမပြောနိုင်ပဲဥပေတန်အခန်းထဲထိုင်ရင်သမီးဖြစ်သူမိသူရဲ့ပေါ်ရင်နဲ့ထိပ်ပြားရဲ့ယူသွတ်တဲ့မျက်နှာကိုအပြိုင်တွေးတော်ပြီးလက်စားချေလိုတဲ့အာကာသတွေပုံမတောင်းလောင်တော့တယ်ထိကျရွာကြီးမှာတင်းမာမှုတွေကအထိုးထိပ်ကိုရောက်ရှိပြီးမြေအောင်လန်းကတစိထိပ်ပြားလွတ်မြောက်သွားခဲ့ပြီးနောက်နှစ်ရက်တိုင်တိုင်ရွာထဲမှာတိတ်ဆိတ်အေးဆက်တဲ့မြည်သည့်အနောက်ရှမ်းမှထက်မှန်မပေါ်ပေါက်သေးပါဘူး။သို့တော်ဤကဲသို့တော်တိတ်ဆိတ်မှုဟာပုံတိုင်းမလာမီဖြစ်ပေါ်တဲ့ငြိမ်သက်ခြင်းသာဖြစ်ကြောင်းရွာသူကြီးဥပထွန်းနဲ့ဥပေတန်တို့အကောင်းဆုံးသိရှိထားတယ်။မြည့်ချေကိုရောက်လာနေမြရွာရဲ့အစုံအပြားလမ်းမတွေနဲ့တင်ချိုင်ကုန်းဘက်စီထူးဆန်းတဲ့လေပြင်းကြီးနေတဲ့တူပရက်နဲ့တင်တင်တကူတဖြည်းဖြည်းပြန့်နေတယ်။ဥပတန်ကမိမိရဲ့အိမ်မှာဓာတ်ရှိကိုကြောက်ပြင်းနဲ့ထက်နေအောင်တွေးပြီးမျက်လုံးတွေမှာအမုန်းတရားနဲ့ဒေါသတွေလွှမ်းမြောက်ပြီးတော့သူ့ရဲ့စိတ်ထဲတမီဖြစ်သူမိသူရဲ့ဝိညာဉ်ငြိမ်းချမ်းစေတဲ့အတွက်ထိပ်ပြားဆိုတဲ့လူဘလူကောင်ကိုအခုခါအဆုံးတက်ရမယ်လို့ပြတ်သားစွာဆုံးဖြတ်ထားပါတယ်။အဲနောက်ဓာတ်ကိုခါမှချိတ်ဆွဲပြီးအိမ်မြင်မဲ့ထွက်လာခဲ့ရွာလေကွေးမြင့်ကိုရွာတကြီးဥပထွန်းတဲ့သူကေဆောက်လူငယ်ချိုမိဘုံပေးစုဝေးကဆွေးနွေးနေကြအောင်တွေ့ရပါတယ်။အကြီးဒီတိုင်းထိုင်ဆောင်နေလို့မဖြစ်တော့မြေအောင်လန်းနဲ့ကိုကျုပ်ကိုယ်တိုင်ဝင်မယ်ကြေကောက်အရှင်မထားတော့ဘူးလို့ဥပေတန်ကရွာတကြီးထံကိုရောက်ချင်းတန်းပြောရဲရွာတကြီးဥပထုံကတက်ပြင်းချရင်ငါလည်းအဲ့ဟာကိုစဉ်းစားနေရပဲဥပေတန်ဒီတိုင်းထားလို့တော့မရတော့ဒီပြဿနာကိုအပြီးပြတ်ဖြေးရမယ်ဒါပေမဲ့ဒီညောင်အားလုံးသိခံကြပါအောင်မနက်လေးနာနဲ့မြေအောင်လန်းနဲ့ကိုအဖွဲလိုက်ဝင်ကြမယ်လို့အပြတ်တဲ့အမိန့်ချတော့ထီးကျဲရွာကြီးရဲ့ကောင်းကင်ရမ်းမှာနနက်ခင်းရဲ့နေအောင်ကြီးဖြော့ဖြော့လေးထွက်ပေါ်တော့လဲပတ်ဝန်းကျင်တစ်ခုလုံးထူဆန်တဲ့တိတ်ဆိတ်အေးဆက်မှုနဲ့လွှမ်းခြုံနေစေပါရွာသူရွာသားရဲ့နှလုံးသားတွေစိုးရိမ်ပူပန်မှုတွေကအထွတ်ထဲကိုရောက်ပြီးရွာလေကွေးမြင့်မှာရွာတဲ့ကြီးဥပထွန်းသမီးအတွက်လက်စားချေလိုစိမ့်တဲ့မျက်လုံးတွေညီရဲနေရဲ့ဥပေတန်အသက်ပေးကလုံးမြောက်လာခဲ့တဲ့ထေးလွင်နဲ့ဓားလန်တုပ်တွေကိုကိုစီကင်ဆောင်ထားတဲ့ရွာသား20ကျော်တို့တိတ်ဆိတ်စွာဆူယုံပြီးဘသူမှစကားကြကြမပြောဘဲလေလူတဲ့တင်းမာမှုတွေကအလွန်တရာကြီးမားနေခဲ့အားလုံးပဲဒီကနေ့ကငါတို့ရွာရဲ့ကံကြမ္မာကိုဆုံးဖြတ်ပြီးမယ်အရေးကြီးဆုံးနေ့ပဲလို့ရွာတဲ့ကြီးဥပထွန်းအလွန်တရာလေးနဲ့ပြတ်သားလေးတန်းနဲ့စတင်ပြောတော့ထိပ်ပြားဆိုတဲ့ကောင်ဒီမြေရောက်လန်းနေရနဲ့အပြီးပြည့်ရှင်းထုတ်ရမယ်နောက်ထပ်ဘသူကိုမှဒီလိုအိမ်မက်ဆိုမျိုးနဲ့ထက်မှန်6လမ်းကိုမပြုတ်တော့အားလုံးတတိနဲ့လိုက်ခဲ့ကြ
ဦးဖေတန်သူ့ရဲ့ခါကြတဲ့ချိတ်ဆွဲထားတဲ့ဓာတ်ရှိကိုအနေထားမှန်ပြင်ဆင်ပြီးတကြီးကျုပ်ရှေ့ဆုံးအောင်ဝင်မယ်ဒီကောက်ကျုပ်ကိုယ်တိုင်မျက်နှာချင်းဆိုင်ရင်ဆိုင်မယ်လို့အပေးသက်ဆိုလိုက်တယ်ရွာသားဖွဲ့ကမိတုတ်တွေကိုထွန်းညှိပြီးမီးလောင်ပြကြသွားတဲ့တစ်ပင်ကြီးရဲ့အောက်ခြေမှာရှိတဲ့မြေအောင်လန်းဝါစီကိုတပြေးပြေးချီးကပ်ပြီးမြေအောင်လန်းဝါထွက်ပေါ်လာတဲ့လေတူကအလွန်တရာအေးဆက်ပြီးရှေးအောင်တင်းကြရဲ့ပုတ်စော်နှန်းနဲ့ပန်းမွေးနှန်းတို့ရောတော့တဲ့ထူးဆန်းတဲ့အနက်စုတစ်ခုအားလုံးရဲ့နှာခေါင်းဝါတိုးဝင်လာခဲ့ဦးဖေတန်ရှေ့ဆုံးကနေပြီးမိတို့ကိုမြောက်ကင်ကကျင်းမြောင်းပြီးမောင်မိုက်နေတဲ့မြေအောင်လန်းတဲကိုပထမဆုံးခြေချဝင်အောင်လိုက်ပြီးသူ့နောက်မှာရွာသက်ကြီးနဲ့ရွာသားတွေကတယောက်ပြီးတယောက်တန်းစီကလိုက်ပါလာတော့တယ်။မြေအောင်လန်းထဲမှာတော့ကြောက်သားနဲ့ရန်နေရှေ့အောင်မြေအိုးတွေနဲ့လူအယိုးစုချို့စနေတကျစီတန်းထားတော့မိတို့လျအောင်ရှင်းလင်းစွာမြင်တွေ့ရတယ်။တဖြည်းဖြည်းနဲ့မြေအောင်လန်းအလဲပုံမှာရှိရဲ့ကျဲဝိုးနဲ့ဂူခမ်းမငယ်လေးစီကိုလက်ကောင်းတို့ချီးကပ်သွားချိန်အမောင်ထုတန်ဟာထိပ်ပြားရဲ့တိုးညင်းပြီးယူသွတ်တဲ့ရေတံတစ်ခုအားလုံးရုပ်တဲ့ကြားရပါတယ်။လာကြပြီပေါ့မင်းတို့အားလုံးငါ့ရဲ့ကဘာရဲ့အရောက်လာခဲ့ပြီပေါ့ဆိုတဲ့အတန်ကမြောက်နိုင်ရနေစီပက်တင်ထက်ပြီးကြောင်မက်ပွဲကောင်းတယ်။ထီချိုက်ရွာရဲ့ရာဇဝင်မှာအဆွဲလန်းအကြီးဆုံးအကြောက်ရဆုံးဖြစ်တဲ့သူ့ဘာရစာဟောင်းထိပ်ပြားနဲ့ရွာသားရဲ့အကြားနောက်ဆုံးအဆုံးဖြတ်ပေးမဲ့တိုက်ပွဲကြီးကအီမြောက်ကူခမ်းမှာတဲ့အကျိတ်နဲ့စတင်ဖြစ်ပွားတော့ပါမယ်။ထိပ်ပြားရဲ့တကူလုံးမြေမုံတွေနဲ့သွေးစတွေပေချမ်းပြီးမျက်လုံးတွေကယူသွုံမှုအမုန်းတရားတွေနဲ့ရဲရဲတောက်ပြီးလာခဲ့ကြစမ်းမင်းတို့အားလုံးဒီနေရာမှာပဲငါနဲ့အတူအဆုံးသက်ရမယ်လို့ထိပ်ပြားအတန်အန်းနဲ့တိုးညှိစွာရင်ဝင်တမြောင်တလက်ကိုတင်းတင်းဆုပ်ကင်ကမက်တဲထရပါတယ်။ဦးဖေတန်ရှေ့ကိုတလန်းချင်းတိုးပြီးဓာတ်ရှေ့ကိုမြောက်ပြီးထိပ်ပြားမင်းလောက်ခဲ့မတရားမှုတွေရဲစက်မှုတွေဒီနေ့ဒီနေရာမှာဆက်သိမ်းရမယ်။ငါသမီးလေးမိသူနဲ့ဒီရွာအမျိုးသမီးတွေတရားမျှတမှုဒီလဲနဲ့ပြည့်ယူမယ်လို့ဒေါသတိုင်နဲ့အော်ဟစ်တယ်။တရားမျှတမှုဟုတ်လားဒီတင်ချိုင်းကုန်းမှာတည်သွားတဲ့တွေအတွက်တရားမျှတမှုကဘာမှလဲငါ့ကိုရွာကနေခွေးလိုနေထုတ်ခဲ့ကြတော့မင်းတို့မှာစာနာမှုဆိုတာနည်းနည်းလေးအောင်ရှိခဲ့ကြလားလို့ထိပ်ပြားယူသွစွာအော်ဟစ်ရှိမော်ရဲ့ဥပိတန်စီကိုလျက်တပြက်အရှင်နဲ့ခုံဝင်လာခဲ့ချွမ်ကနေမြည်တန်တဲ့သူဓာချင်းထိခိုက်မြက်တာမြေရောက်ကူတွင်ပဲ့တင်ထပ်ပြီးဥပိတန်နဲ့ထိပ်ပြားတို့နှစ်ဦးသာအသက်ရှင်ရဲ့အတွက်အချင်းနဲ့ဓာချင်းပြိုင်ရှင်ပြိုင်တိုက်ခိုက်ကြတယ်ထိပ်ပြားရဲ့ခွန်အားယူသွမှုကြောင့်ပုံမကြီးမားနေတော့လဲဦးဖေတန်ရဲ့စိတ်နှလုံးထဲရှိနေတဲ့တမီအတွက်လက်စားချေလိုစိတ်နဲ့ဒေါသရဲ့ပုံမပြင်းထန်ခဲ့ရွာတကြီးဥပထုံနဲ့ကြော့ဆိုးတို့ပါဝင်ရွာသားတွေကအခြားတစ်ဖက်ကဝိုင်းဝန်းကူညီပြင်ဆင်ပြီးသို့တော်တိုက်ပွဲကအချိန်ကြာကြီးမကြာလိုက်ဦးဖေတန်ထိပ်ပြားရဲ့ဓာချက်ကိုလက်ရက်တစ်ပြက်ရှောင်လိုက်ရင်သူ့ရဲ့လက်သုံးချောင်းပူတဲ့လက်မောင်းဓာရှိနဲ့ပြင်းထန်စွာခုတ်ပိုင်းချပါတယ်အာကနေကြဲကြဲလောင်လောင်အော်တိုင်းနဲ့တူထိပ်ပြားရဲ့လက်ထက်ကတမြောင်လွင့်ထွက်ပြီးမြေကြီးပေါ်ကျသွားတော့တယ်ဦးပေတန်ဓာတ်ကိုမြောက်ကထိပ်ပြားရဲ့ရင်ဘတ်စီကိုအားကုန်ထိုးဆိုင်လိုက်ပါတော့တယ်ထိပ်ပြားလုံးဝရှောင်ခြင်းမရလိုက်ပါဘူးအဲနောက်သွေးချင်းချင်းနေရတဲ့မျက်နှာနဲ့ထိပ်ပြားတစ်ချက်ပြုံးပြီးမင်းတို့ငေါ့တတ်နိုင်ပေမဲ့ငါ့အညိုတွေကဘယ်တော့မှကြည်မှာမဟုတ်ဘူးကွာနောက်ဆုံးစကားကိုရှေ့ယူပြီးငြိမ်ကျသွားပါတော့တယ်သူ့ဘာရစာဟောင်းထိပ်ပြားရဲ့အသက်ထွက်သွားခြင်းနဲ့အတူမြောက်ကူခမ်းမာတဲ့ဖုံလွှမ်းနေတဲ့မောင်မိုက်တဲ့အငွေသက်တွေနဲ့အမုံတရားကတပြေးပြေးလွင့်ပြန်သွားခဲ့ရွာတကြီးဥပထုံကတက်ပြင်းချရင်ပြီးသွားပါပြီအားလုံးပြီးဆုံးသွားပါပြီလို့တုံးညင်းစွာပြောဆိုလိုက်တယ်ရွာသားတွေကထိပ်ပြားရဲ့ရုပ်အလောင်းမြောက်လန်းဆွဲထုတ်ပြီးရွာပြင်ကြောက်ကူကြီးရဲ့ရွာပြင်ကြောက်ကူကြီးတဲ့လင်းသားစာသွားကျွေးလိုက်တယ်အဲညာစားတင်ပြီးထီးချိုက်ရွာရဲ့ကြီးဟာအိမ်မက်ဆိုးနဲ့အမုန်းတရားတွေကလွတ်မြောက်သွားပြီးရွာသူရွာသားတွေကယူသွားစာအလုံးလောက်ကိုက်ပြီးအေဂျင့်စွာပြန်လည်ပြီးနေထိုင်มาတော့တယ်ဟုတ်ကဲ့ပါရှင်အခုဆိုရင်တော့စာရေးသူမင်းမဟော်ရေးသားထားတဲ့သူဘာရာစာထိပ်ပြားနဲ့မိမတွေကြီးမြုပ်ရတဲ့တင်းကြိုင်းဆိုတဲ့ဇလံလေးရဲ့အစဆုံးထုံးလင်းတင်ဆက်လုပ်ပေးပါပြီဆက်လက်ပြီးတော့မှဇလံကောင်းများစွာထုံးလင်းတင်ဆက်ပေးတော့မှာမို့ပရိသတ်ကြီးအားစောင့်မျှော်အားပေးပါအောင်ရှင်ဆုံးထိနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းလည်းကျေးဇူးတူတင်ရှိပါရစေ